ဒီနေ့ကျွန်တော် recap လုပ်ဝေသွားမယ့် anime တွေကတော့ The Beginning After the End ဖြစ်ပါတယ် episode 1ရဲ့အစမှာတော့ဘယ်ကမှမသိရဲ့ဘဲကြီးတပွဲဆိုလို့ရှိရင်ဖြင့်သူ့ကိုယ်သူငါဟာဘရင်တစ်ပါးဖြစ်ခဲ့တယ်ဆိုပြီးပြောနေရကိုတော့တွေ့မြင်ရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲဘယ်ကမှမသိရဲ့နောက်ထပ်လူတစ်ယောက်နဲ့သူကစတင်ပြီးတော့တိုက်ခိုက်ကြပါတယ်အဲ့ဒီအချိန်မှာလည်းသူကပဲနိုင်ရသွားကအဲ့ဒီလူကိုတော့ရဲရဲဆက်ဆက်တက်လိုက်တာကိုတော့တွေ့မြင်ရမှာဖြစ်ပါတယ်နောက်ခန်းမှာတော့မျိုးတစ်မျိုးကိုလင်းမြန်နေနဲ့ဝိုင်းတိုက်ခိုက်နေကအဲ့ဒါကြီးကိုသွေးအေးနဲ့ပြန်ကြည့်နေတာကတော့သူ့ကိုယ်သူဘရင်လို့ပြောခဲ့တဲ့သူပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့သူကဘရင်ဖြစ်ခဲ့တာပဲဆိုကသူ့ကိုပြန်ပြောရင်သူကိုယ်တိုင်ဘယ်နေရာမှမသိရနေရတခုကိုရောက်နေတာတွေ့မြင်ရမှာဖြစ်ပါတယ်တယောက်ယောက်ကသူ့ကိုကျေးဇူးပြုပြီးတော့ဘွားတင်မှာအလင်းရောင်ကိုဆိုပြီးတော့စကားကရက်သွားကသူဟာလူနှစ်ယောက်ကိုစတင်တွေ့လိုက်ရပါတယ်အဲ့ဒီချိန်မှာတော့ကောင်လေးဖြစ်သူကသူ့ကိုသူမင်းရဲ့ပပလေးဆိုပြီးတော့မိတ်ဆက်ပြီးတော့သူ့ရဲ့ဇနီးတယ်လို့ထင်ရသူကလည်းဘေးရဲ့အခုမှကလေးပဲရှိသေးတယ်ဘယ်လိုနားလဲမှာလဲဆိုပြီးတော့သူ့ရဲ့ယောက်ျားကိုထိန်းလိုက်ပါတယ်အဲ့ဒီနောက်ကောင်မလေးရောကောင်လေးရောကသူ့ရဲ့နာမည်ကိုအာဆာလို့ခေါ်ကအာဆာကလည်းသူတို့နှစ်ယောက်လုံးကိုမသိပဲနဲ့သူ့ကိုသူပြန်လဲမွေးဖွားခံလိုက်ရတာဆိုတာကိုသိသွားပါတယ်အဲ့ဒီနောက်အာဆာကလည်းငါလိုအောင်ပွဲတွေနဲ့ပြည်နေတဲ့ဘရင်တယောက်ကဒလိုနူးညံ့တဲ့ကလေးတစ်ကောင်လာဖြစ်ရတယ်လို့ဆိုပြီးတော့သူ့စိတ်မကြည်နဲ့ဖြစ်နေပါတယ်အဲ့ဒီနောက်အာဆာကပဲ Alice နဲ့ Ray ငါ့ကိုတကယ် Q ဆိုင်တာပဲငါ့ကိုကလေးလို့ထင်နေရပဲဖြစ်မဲ့ဒါကဖြစ်တဲ့နေလေဆိုပြီးတော့ပြောလိုက်ပါတယ် Ray ကလည်းအာဆာကိုလက်နဲ့လာတော့ကအာဆာကလည်းသူ့ရဲ့လက်ကိုပြန်ပြီးတော့စုပ်ကိုင်လိုက်တဲ့အချိန်မှာတော့ Ray ကလည်းမြင်လာအာဆာကငါ့ကိုရမ်းချစ်တာလို့ပြောလိုက်တဲ့အချိန်မှာတော့အာဆာကလည်းသူ့ရဲ့လက်ကိုလွှတ်လိုက်ခသူ့ရဲ့စိတ်ထဲမှာတော့ဒါဟာတုံ့ပြန်မှုတသက်ပဲဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်ကလေးဖြစ်တဲ့အကြောင်းတချို့ရုပ်ပိုင်းဆိုင်ရာတွေမထိန်ချုံနိုင်တာကြောင့်သူ့ကိုသူဒီခန္ဓာကိုယ်ကတကယ်ကိုအကျဉ်းထောင်ပဲဆိုပြီးတော့ပြောလိုက်ပါတယ်နောက်ရမှာတော့အာစတာကို Alice နဲ့ Ray ကသူနဲ့မရင်းနှီးရဲ့စွမ်းအားတွေကိုသုံးပြနေရတော့တွေ့မြင်ရမှာဖြစ်ပါတယ်နောက်ခန်းမှာလည်း Ray အနေနဲ့တောဝက်ကြီးတစ်ကောင်ကိုတမနေတာကိုတော့တွေ့မြင်ရမှာဖြစ်ပြီးတော့တမပြီးတဲ့အချိန်မှာတော့သူ့ရဲ့အဖွဲ့သားတွေလို့ထင်ရတဲ့သူတချို့ကသူ့နားကိုရောက်လာပါတယ် Ray တယောက်အိမ်ပြန်ရောက်လာတဲ့အချိန်မှာတော့အာစတာကလည်းအသိပညာကလက်နက်ပဲငါအနေနဲ့ဒီဘက်ဝင်းကျင်ကိုဆက်လက်လေ့လာရမယ်ဒီလိုတာမန်အတိုင်းဝန်းကတော့လက်နက်တွေကိုသုံးနိုင်နေဆိုလို့ရှိရင်ဒီဟာကတော်တော်အန္တရာယ်ရှိရလို့ပြောလို့ရတဲ့ငါအနေနဲ့စွမ်းအမြန်ဆုံးရမှာဖြစ်မယ်ဆိုပြီးတော့သူ့ရဲ့စိတ်ထဲမှာပြောလိုက်ပါတယ်အဲဒီနောက် Alice ကလည်း Ray ကိုမလောက်တာကြပြီဆိုတော့အဆင်ပြေရလားလို့မေးတော့ Ray ကလည်းဒီလောက်အလုပ်သေးလေးတော့ကတော့ easy ပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်အာဆာရဲ့စိတ်ထဲမှာတော့သူ့အနေနဲ့မလွတ်လပ်မှုတွေနဲ့ပြည်နေပြီမဲ့လည်းဒီချိန်လေးကတိတ်တော့မဆိုးလာပါဘူးဆိုပြီးတော့အရင်တစ်ချိန်ကအကြောင်းတွေကိုပြန်ပြီးတော့တွေးမိပါတယ်အဲဒီလိုနဲ့လာနေကြတဲ့အခါမှာတော့အာစတာတယောက်လည်းလေးပဲသွားတဲ့အရွယ်ကိုရောက်လာက Alice နဲ့ Ray ကလည်းသူ့ကိုမထိခိုက်မိအောင်ကြည့်နေပါတယ်အဲဒီနောက်အာစတာကလည်းမှန်ကိုကြီးကလာတော့ကြပြီဆိုပေမဲ့ငါအနေနဲ့အာစတာဆိုတဲ့နာမည်နဲ့တိတ်ရင်မနေသေးဘူးလို့ပြောလိုက်ပါတယ်အဲဒီလိုနဲ့ Alice တယောက်ကတော့အာဆာကိုတိတ်ပြီးတော့အာဆာကလည်းအိတ်ချောင်ဆောင်ကသူသွားခြင်းနဲ့စာအုပ်စင်ဘက်ကိုသွားတာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်အဲဒီနောက်စာအုပ်တော်ကိုဆွေးလိုက်ကနောက်ဆုံးတော့ငါလိုချင်တဲ့အရာရပြီဆိုကသူရင်းအနေနဲ့ဒီနိုင်ငံအချက်လက်တွေကိုစတင်ဖတ်ပါတော့တယ်သူနေနေရာကတော့ဒီကတန်လို့ခေါ်တဲ့တိုက်မှာဖြစ်ပြီးတော့ဒီကမ္ဘာမှာနိုင်ငံကြီး၃နိုင်ငံကြီးကတခုကတော့တာဗီလို့ခေါ်တဲ့လူပူလေးတွေနေတဲ့မြေအောင်နိုင်ငံနောက်တစ်ခုကတော့ယ်လီယာနိုလို့ခေါ်တဲ့နတ်တငယ်တွေနေတဲ့နိုင်ငံဒါပြီးတော့စပင်လို့ခေါ်တဲ့သူတို့နေနေတဲ့နိုင်ငံဆိုပြီးတော့ပြောပြလိုက်ပါတယ်စပင်ဆိုလို့ရှင်ဖြင့်လူသားအများဆုံးနေထိုင်တဲ့နိုင်ငံဖြစ်ပြီးတော့ဘရင်စနစ်နဲ့အုပ်ချုပ်ကအဲ့ဒီဘရင်ဖြစ်ဖို့အတွက်လက်ကြီးနှန်းကိုလူယူလို့မရဘူးဆိုတာသူကသိသွားပါတယ်အဲဒီနောက်အာစတာကပဲဒီကဘာဟာသူ့ရဲ့အရင်ကဘာနဲ့ရှင်လို့ရှိရင်ဖွံ့ဖြိုးနေသေးလို့ပြောလို့ရတယ်ဒီလိုဖွံ့ဖြိုးနေသေးဆိုတာကလည်းဒီကဘာမော်ရီရှိနေလို့ပဲဆိုကသူ့လက်ထဲမှာရှိတဲ့မော်စာအုပ်ကိုဖတ်ဖို့တော့လုပ်နေပါတယ်မော်ဆွမ်းအားသုံးနိုင်ဖို့ဆိုလို့ရှိရင်မန်နာတွေကိုတနေရာထဲမှာစူးစီးရမှာဖြစ်ပြီးတော့အကြံမြင့်အားဖြင့်နှမျိုးရှိရဲဆိုကသူ့အနေနဲ့အာကျူမန်တာလို့ခေါ်တဲ့အမျိုးအစားကိုရင်ရှင်းပြလိုက်ပါတယ်အဲ့ဒါကတော့သူ့ရဲ့ခန္ဓာကိုယ်ကိုအဆင့်မြင့်လိုက်တာဖြစ်ပြီးတော့အဲဒီလိုသူ့ရဲ့မန်နာတွေနဲ့သူ့ကိုယ်သူအဆင့်မြင့်လိုက်တဲ့အချိန်မှာတော့သူဟာပို့ပြီးတော့တန်မာလာကတိုက်ခိုက်နိုင်ကြီးကလည်းမြင့်လာပါတယ်နောက်တစ်ခုကတော့ကွန်ဂျာလို့ခေါ်ပြီးတော့မော်ဆွမ်းအားမန်နာတွေကိုအပြင်ဘက်မှာထုတ်သုံးပြီးတော့တိုက်ခိုက်တာကိုတွေ့မြင်မှာဖြစ်ပါတယ်အဲဒီလိုသုံးနိုင်ဖို့ဆိုလို့ရှိရင်မန်နာတွေကိုအလဲကောင်မှာစူးစီးဖို့လိုတာဖြစ်ပြီးတော့မန်နာခိုးဆိုတဲ့အရာကတော့လူတရားမှာတယောက်ပဲရတာဖြစ်ပြီးတော့သူရတဲ့ဆွမ်းအားကလည်းသူ့ရဲ့မျိုးရိုးနဲ့ဆိုင်နေပါတယ်အဲဒီဆွမ်းအားကိုဒီကဘာမှာပြိုးပေါ်ဝင်ခြင်းနဲ့တခြားတစ်စစ်ကြော်တွေမှာရတာဖြစ်ပြီးတော့အာစတာတယောက်ကတော့အရင်ကဘာမှာအဲ့ဒါနဲ့တူတဲ့ရရှိတဲ့အဲ့ဒါကခီပဲအဲ့ဒါကလည်းခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့ဆွမ်းအားတွေကိုအလဲကောင်မှာစူးစီးကချုပ်ချယ်ချယ်လေရတာပဲဖြစ်ပါတယ်အဲဒီနောက်အတိညာကလက်နက်ဖြစ်နိုင်မလားဆိုပြီးတော့သူ့ကိုသူ့ဆန်းလုပ်ကြည့်တဲ့အချိန်မှာတော့သူကမန္နာခိုးတွေရှိနေတာကိုခံစားလိုက်ရပါတယ်အဲ့ဒီချိန်မှာပဲ Alice ရောက်လာတာကြောင့်သူလုံနေတာကိုရက်လိုက်ရပြီးတော့ Alice ကလည်းတခုခုမူမန္နာတီးသွားတဲ့အချိန်မှာတော့အာစတာကလည်းဟာပေါ်သွားပြီလားဆိုပြီးတော့တွေးနေတဲ့အချိန်မှာပဲမင်တိုင်းနဲ့သွားထားတာပဲဆိုက Alice ကသူ့ကိုတိုက်ပါလဲပေးဖို့လုပ်လိုက်ပါတယ်အဲဒီနောက် Alice ကလည်းစာရင်းတွေကအာစတာကအရန်ကိုလိမ်မာပြီးစူဇန်နေလာစိတ်ပြည်နေတဲ့ကလေးဖြစ်ပြီးတော့ဒါပေမဲ့သူ့ရဲ့အပြုံးကိုတော့တစ်ခါမှမမြင်ဘူးဆိုတာကိုပြောလိုက်ပါတယ်အဲဒီလိုနဲ့အပြင်ကိုကြည့်လိုက်တဲ့အချိန်မှာတော့ Ray အနေနဲ့အခုမှလမ်းလျှောက်တဲ့ခါစားကလေးတယောက်ကိုဓာကိုင်နီးတွေတင်ပေးနေရကြောင်း Alice အနေနဲ့ချစ်စရာအကောင်းဆုံးအာစတာလေးကိုဘာလုပ်လိုက်တာလဲဆိုပြီးတော့ Ray ကိုစူနေရကိုတော့တွေ့မြင်လာမှာဖြစ်ပါတယ်အဲဒီချိန်မှာတော့အာစတာကလည်းဒီလင်မယားနှစ်ယောက်ရဲ့ဆက်ဆံရေးကိုကြည့်ပြီးတော့ဒီနိုင်ငံမှာအမျိုးသမီးတွေတော်တော်အုပ်ဆိုးတာပဲဆိုတာကိုငါသိနိုင်နေဆိုပြီးတော့ကောက်ချက်ချလိုက်ပါတယ်အာ
Asta ကလည်း Alien နဲ့ Stu မျိုးကိုသွားတဲ့အချိန်မှာတော့သူလည်းလေ့လာလို့ရတယ်ဆိုကပြောနေကအဲ့ဒီသူနေနဲ့လက်နက်တွေ့သူတို့ကဘာမှမရောက်တဲ့အရာတွေကိုတွေ့မြင်မှာဖြစ်ပြီးတော့မော်ရီနဲ့ဗမျက်လက်ပြနေတာကိုတွေ့မြင်မှာဖြစ်ပြီးတော့အိမ်ပြန်လန်းရောက်တဲ့အချိန်မှာတော့ Asta တယောက်ကလည်းအိပ်ပျော်သွားတော့ပါတယ်အဲဒီနောက် Arthur ကလည်း Alice နဲ့ Ray ကငါ့ကိုအသေးစိတ်ကစပြီးတော့ဂယူဆိုင်ကြတာပဲဒါကမလွတ်လပ်ပေမဲ့ငါမကြိုက်တာတော့မဟုတ်ဘူးမိဘဆိုတာဒီလိုမျိုးလားငါနားမလဲဘူးဒါပေမဲ့ဒီနေ့တွေ့မှုကိုမကြိုက်တာတော့မဟုတ်ဘူးဆိုကသူ့အနေနဲ့အိပ်ပျော်သွားပါတယ်အဲဒီနောက် Alice ကလည်းသူ့အနေနဲ့ Asta မအိပ်ဖဲနဲ့ခိုးထွက်တဲ့အချိန်တွေကိုသိနေပြဖြစ်ပြီးတော့ Asta မင်းရတဲ့နေ့ကြလို့ရှိရင် Ray လို့စူးစမ်းလေးလာခြင်းစိတ်တွေနဲ့ပြည့်နေတဲ့လူတယောက်ဖြစ်လာမယ်ထင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက် Arthur ကလည်းငါအနေနဲ့တိတ်ကူကန်ကောင်းတာပဲငါနာမှာလူသားစာအုပ်ကြီးတစ်ခုလုံးရှိရဲဆိုက Ray လုံနေတာတွေကိုတော့တေချာကြည့်နေတာကိုတွေ့မြင်မှာဖြစ်ပါတယ်ဒီချိန်မှာတော့ Ray ကအကွက်မျိုးစုံပြနေပေမဲ့လည်းဒါကလက်နဲ့လုံရင်ပိုမြန်ပြီးသွားမယ်မဟုတ်ဘူးလားဆိုပြီးတော့ Asta ကပြောလိုက်ပါတယ်အဲဒီချိန်မှာပဲ Alice ကရောက်လာကတကယ်တိုင်ကခုမှဆာမှာဆိုက Ray အနေနဲ့ကလည်းအမှန်ကန်နေပြနေတာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်အဲဒီတုန်းနဲ့ပြီးသွားတဲ့အချိန်မှာတော့ Alice ကလည်းအိတ်ချိန်ရောက်ပြီဆိုကသူ့ကိုခေါ်သွားတဲ့အချိန်မှာတော့ Asta ကလည်းစာအုပ်ဖတ်ချင်တာကြောင့်သူ့ကိုမျက်နှာချိုးသွေးလိုက်တဲ့အချိန်မှာတော့ Alice တယောက်လည်းတောင်းဝန်ခံနိုင်ကခဏပဲတော့ဆိုပြီးတော့ပြောကထွက်သွားပါတော့တယ်အဲဒီချိန်မှာတော့ Asta ကလည်းသူ့အနေနဲ့လွန်ခဲ့တဲ့နှစ်တည်းကကျင့်ခဲ့တဲ့ကျင့်စဉ်တွေကိုကျင့်လိုက်တဲ့အချိန်မှာတော့သူ့အနေနဲ့တော်တော်အောင်မြင်နေပြီဖြစ်ပြီးတော့နောက်ဆုံးမန္တာပိုင်းစာလေးတစ်ခုကိုရလိုက်တဲ့အချိန်မှာပဲအိမ်ကြီးကပေါက်ကွဲသွားက Ray ကလည်း Alice ကိုအမြန်ကာကွယ်လိုက်ရပါတယ်ဒီချိန်မှာပဲ Alice ကအာသာအထင်းမှာရှိနေတဲ့အကြောင်းပြောလိုက်တဲ့အချိန်မှာတော့ Ray နဲ့ Alice တို့ဝင်ကြည့်တဲ့အချိန်မှာတော့၃နှစ်တောင်မပြည့်သေးတဲ့ Asta ဟာဆွမ်းအားကိုပွင့်သွားပြီဆိုတာတွေ့လိုက်ရပါတယ် Asta ကလည်းဒါကကြီးမားတဲ့ခြေတန်းတစ်ခုပဲဆိုကသူ့ကိုဂုံယူလို့မဆုံးဖြစ်နေတဲ့အချိန်မှာပဲအပေါ်ကနေပစ္စည်းတွေပြုတ်ကျလာတဲ့အချိန်မှာတော့ Alice နဲ့ Ray ကလည်းသူ့ကိုအမြန်ဝင်ကားလိုက်ရပါတယ်အဲ့ချိန်မှာတော့ Alice ကလည်းတော်သေးတာပေါ့ဆိုကထငိုတာကြောင့် Ray ကပါထငိုပါတယ်အဲ့နောက် Asta ကလည်းသူ့လိုနိုင်တဲ့အတွက်သူ့အတွက်ဂုံယူပေးရမှဘာလို့သူတို့ကငိုနေရလဲငါနားမလည်နိုင်ဘူးဒီကဘာစာပေထဲမှာလည်းမတွေ့ခဲ့သလိုအရင်ဘဝမှာလည်းငါဒီလိုအရာမျိုးကိုမတွေ့ကြုံခဲ့ဘူးဆိုကပပမမခေါ်ပြီးတော့သူပါတခါလေးငိုလိုက်ပါတယ် episode 1လေးကတော့ဒီမှာတင်ဆုံးသက်သွားပါတယ်episode 2ရဲ့အစမှာတော့ဘဲကြီးတပည့်ကိုတွေ့မြင်မှာဖြစ်ပြီးတော့အဲ့ဒီဘဲကြီးအနေနဲ့ဘင်းကိုတတ်ဖို့အတွက်စူးစမ်းခဲ့တာကြောင့်ဆက်ရုပ်လို့ထင်ရတဲ့အရာတွေကလည်းဘင်းနဲ့ပတ်သက်လာလို့ရှိရင်ချက်ချင်းကိုပြည့်တံပေးတဲ့နဲ့ဒါပေမဲ့ကောင်စီရဲ့တညာပေးခဲ့မှုကြောင့်မင်းဟာမင်းရဲ့မိသားစုကိုခေါ်ပြီးတော့မင်းရဲ့မွေးရမြေကိုသွားမယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဘဲကြီးကလည်းသူ့ရဲ့ဇနီးတင်နဲ့သူ့ရဲ့သားအုပ်ကြီးကကျွန်တော်ကဘင်းကိုတတ်ဖို့စူးစမ်းခဲ့တာမှန်ပေမဲ့သူတို့နှစ်ယောက်ကိုတော့တညာပေးပါဆိုပြီးတော့ပြောလိုက်ပါတယ်ကျွန်တော်ရဲ့မွေးရမြေကိုပြန်မယ်ဆိုလို့ရှိရင်လည်းတရားထက်ထောင်ပို့ဆိုးအောင်မယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ချိန်မှာပဲဆက်ရုပ်လို့ထင်ရတဲ့အရာတွေကဘင်းကငါတို့ရဲ့အလင်းရောင်မဲ့ဘယ်တော့မှသိငယ်တဲ့ရအတွက်ဆုံးဖြတ်ချက်ကိုပြင်မှာမဟုတ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ချိန်မှာပဲဘဲကြီးကလည်းတက်ညာပေးပါဘရင် Grey ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ရုတ်တရက်တိုက်ခိုက်တံကိုကြားလိုက်ရကသူ့ရဲ့ဇနီးဖြစ်သူနဲ့သူ့ရဲ့သားဖြစ်သူတေဆုံးသွားတာကိုတွေ့မြင်မှာဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲဆက်ရုပ်လို့ထင်ရတဲ့ကောင်တွေကဒါကတကယ်ကိုတက်ညာမှုရဲ့ဘရင်ရဲ့လက်နဲ့တက်လိုက်တဲ့အတွက်ဒီလူနှစ်ယောက်ကထာဝရဆင်းရဲတော့ကနေလွတ်မြောက်သွားပြီဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာပဲဟိုဘဲကြီးကလည်းကျေးဇူးတင်ပါတယ်လို့ပြောကကျွန်တော်တို့အခုအာစတာဘက်ကိုတော့ပြန်ရောက်လာတာတွေ့မြင်မှာဖြစ်ပါတယ်အာဆာရဲ့ဘက်မှာလည်း Ray အနေနဲ့ပပနဲ့စင်လူနော်ဆိုပြီးတော့အာဆာကိုတိုက်ခိုက်ရင်သုံးတဲ့ပစ္စည်းကိုပေးနေပေမဲ့လည်းအာဆာကဒီခန္ဓာကိုယ်နဲ့ဆိုလို့ရှိရင်အနားမြောက်ခင်ကရှော့သွားလိမ့်မယ်ဆိုကသူအနေနဲ့ဓာတ်ကိုပဲကန်လိုက်ပါတယ်အဲဒီနောက်သူတို့နှစ်ယောက်စတင်ပြီးတော့တိုက်ခိုက်လိုက်တဲ့အချိန်မှာတော့ Ray ကလည်းကောင်းတဲ့အာဆာလို့ပြောကသူခိုင်ထားတဲ့တုပ်ကိုမန္နာခိုးတွေထည့်လိုက်တာကိုတော့တွေ့မြင်ရမှာဖြစ်ပါတယ်အဲဒီချိန်မှာတော့အာဆာကလည်းသူ့လုပ်တဲ့တိုင်လိုက်လုပ်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့ဓာတ်ကပါမန္နာခိုးတွေရောက်လာတာကိုတော့တွေ့မြင်ရမှာဖြစ်ပါတယ်အဲဒီနောက်သူရဲ့မန္နာခိုးသားနဲ့ဟိုဘက်ကမန္နာခိုးတုပ်ကိုဝင်ရိုက်လိုက်တဲ့အချိန်မှာတော့ Ray ကင်ထားတဲ့တုပ်ကလည်းထက်ဝက်ကျိုးသွားက Ray ကလည်းအံ့ဩသွားပါတယ်အဲဒီနောက် Ray အနေနဲ့ Alice ကိုသွားပြီးတော့အာဆာကိုတခြားမြို့မှာသွားပြီးတော့ဆရာကောင်းတဲ့တင်ပေးတင်တယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ Alice ကလည်း Ray ကိုရှင်ပြောတော့ရှင်ကိုယ်တိုင်တင်ပေးမယ်ဆိုအခုကြပါဖြစ်တာလေလို့ပြောတဲ့အချိန်မှာတော့ Ray ကလည်းအာဆာကတကယ်ကိုပါရမီရှင်ဖြစ်ပြီးတော့သူ့ထက်ကောင်းတဲ့ဆရာတယောက်လိုတယ်ဆိုပြီးပြောလိုက်ပါတယ်ပါရမီရှင်ဆိုတဲ့နေရာမှာတော့မန္နာခိုးနဲ့မအောင်လုပ်ထားတဲ့ပစ္စည်းကိုဖျက်ပြသွားတာကိုသက်သေပြလိုက်ပါတယ်ဒါပေမဲ့ Alice ကလည်းအာဆာနဲ့ခွဲရမှာကိုညှင်းဆန်နေပြီးတော့နှစ်ယောက်သားစကားအခြေတင်ဖြစ်နေတဲ့အချိန်မှာပဲအာဆာကနှစ်ယောက်လုံးသူနဲ့တူမလိုက်ဘူးလားလို့ပြောလိုက်တဲ့အချိန်မှာတော့သူတို့နှစ်ယောက်လည်းအတွေးပေါက်တာကအာဆာကတကယ်ကိုညံ့ကြီးရှင်ပဲဆိုပြီးတော့အမွှန်းတင်နေပါတယ်အဲဒီနောက်သူတို့လည်းသွားဖို့ပြင်ဆင်ကြကမကြခင်မှာပဲသူတို့စီကိုလူတချို့ရောက်လာတာကိုတော့တွေ့မြင်ရမှာပဲဖြစ်ပါတယ်လူတချို့ရောက်လာပြီးတော့အဲ့ဒီထဲကဆန်နီနဲ့ဘဲကမင်းငါတို့ကိုမှတ်မိမှမထင်ဘူးဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အာဆာကလည်းတိတ်မှတ်မိတာပေါ့ဆိုပြီးတော့အတိတ်မှာသူအိမ်ဖြက်စီးခင်းတော့အကြောင်းကိုပြန်ပြီးတော့တွေးလိုက်ပါတယ်အဲဒီနောက်အာဆာကပဲသူတို့ရဲ့အဖွဲ့နာမည်ခသွင်းဟွန်းလို့ခေါ်တဲ့အရင်တုန်းက Alice နဲ့ Ray ကလည်းအဲ့ဒီအဖွဲ့တွေကပေါ့အဲဒီနောက်ဆန်နီနဲ့ဘဲက
သူ့ကိုသူ့အပ်တန်လို့မိတ်ဆက်ခသင်ဝါရောင်တဲ့ကောင်မလေးကလည်းသူ့ကိုသူလို့မိတ်ဆက်လိုက်ပါတယ်အဲဒီချိန်မှာတော့အာစတာလည်းအသက်ရှူမရဖြစ်တဲ့အချိန်မှာပဲအာဒမ်လို့ခေါ်တဲ့ဘဲကြီးကလာပြီးတော့ကူညီလိုက်ပါတယ်အဲဒီနောက်နင်ဂျာလိုထင်ရတဲ့ကောင်မလေးတယောက်ကိုတွေ့မြင်မှာဖြစ်ပြီးတော့သူ့နာမည်က Jasmine ဆိုပြီးဘေးကမြားတဲ့အမကြီးကပဲမိတ်ဆက်လိုက်ပါတယ်အဲဒီနောက်သူ့ကိုသူလည်းဟဲလန်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်အဲဒီနောက်အာစတာတို့လည်းစတင်ထွက်လာကအာစတာအနေနဲ့ကလည်းဒီဘက်ခင်မှသွားတဲ့ရင်တွေနဲ့ဟိုဘက်ခင်မှသွားတဲ့ရင်တွေကတခြားစီပဲဆိုပြီးတော့သူ့ရဲ့အရင်ဘွားကရင်တွေကိုပြန်ပြီးတော့ကြည့်လိုက်ပါတယ်အဲဒီနောက်အာစတာကပဲသူတို့သွားနေတာ Express ဆိုတဲ့မြို့ကိုထင်တယ်ဒါပေမဲ့လမ်းမှာပြဿနာတွေတက်လာနိုင်တယ်ဆိုပြီးတော့တွေးနေတဲ့အချိန်မှာပဲကျွန်တော်တို့ဝင်ပလေတွေကိုတော့တွေ့မြင်မှာဖြစ်ပါတယ်အာစတာကလည်းဟုတ်တယ်ဒီကဘာကြီးကလုံးဝကိုလုံခြုံမှုမရှိဘူးပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက် Ray နဲ့သူ့ရဲ့ဖွဲ့သားတွေကလည်းတိုက်ခိုက်ကအဒန် Jasmine နဲ့ Helen က argument တွေဖြစ်ပြီးတော့ကျန်တဲ့နှစ်ယောက်ကတော့ခွင့်ကျူရာတွေဖြစ်တယ်ဆိုတာကိုသိလိုက်ပါတယ်အဲဒီနောက်သူတို့တိုက်ခိုက်တာကိုအားကြပြီးငါလည်းတန်မာလာမှရမယ်ဆိုပြီးတော့အာစတာကသူ့ကိုသူပြောလိုက်ပါတယ်အဲဒီလိုနဲ့သူတို့လည်းအဲ့ဒီမှာပဲညကိုနားဖြစ်လိုက်ခညစားဆတဲ့အချိန်မှာတော့ Alice နေနဲ့ဘာမှတော့မစားရသေးဘူးဖိုက်ပြသွားတာကြောင့်အာစတာကလည်းထူဆန်းနေပါတယ်အဲဒီနောက် Ray ရဲ့လက်မောင်းမှာရနေတဲ့တန်ရာကိုစေးကူပေးဖို့လုပ်တဲ့အချိန်မှာတော့အားလုံးကလည်းကင်းဆောင်တဲ့သဘောမျိုးအနေနဲ့သူ့ကိုဝိုင်းထားလိုက်ကြပါတယ် Alice တို့လို့ဟီလာတွေကိုတော့အာမမီတာလို့ခေါ်ပြီးတော့သူတို့ကရှားပါတဲ့မော်ဆီယာတစ်မျိုးပဲဖြစ်ပါတယ်ဒါပြီးတော့သူတို့လို့အမီတာတွေကပို့ပြီးတော့တားခဲ့ထားရတာလွယ်တာကြောင့်အဖွဲ့တစ်ခုမှပေးသိလို့မရတာပဲဖြစ်ပါတယ်အဲဒီနောက်အတန်ကလည်းသူအနေနဲ့မိခင်အကျော်လျှော်ချင်တာကြောင့်အာစတာကိုခဏငါဆိုပြီးပြောကတိုက်ခိုက်ဖို့လုပ်ကြပါတယ်အဲဒီချိန်မှာတော့အာစတာကလည်းလူတွေငါ့ကိုစိတ်ပူရဒါပေမဲ့ငါကလေးဆိုတာများမေ့သွားတာလားဆိုပြီးတော့တွေးနေပါတယ်အဲဒီလုံးနဲ့အတန်ကိုကြည့်လိုက်တဲ့အချိန်မှာတော့ငါ့ကိုညာမဲ့ပုံမဟုတ်ဘူးဆိုကသူလည်းအတီတိုက်ဖို့အတွက်မန္နာခိုးတွေကိုဓာတ်ထဲမှာထည့်ကခြေထောက်မှာလည်းလေးစွမ်းအားလို့ထင်ရတဲ့အရာတွေကတော့ပတ်နေတာကိုတွေ့မြင်မှာဖြစ်ပါတယ်အဲဒီချိန်မှာပဲအားလုံးလည်းအော်အော်သွားကအာစတာကလည်းစတင်လှုပ်ရှားလိုက်တဲ့အချိန်မှာတော့အရန်လင်မြန်နေတာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်ဒါပေမဲ့လည်းသူ့နောက်ကိုရောက်တဲ့အချိန်မှာတော့ချော်လဲသွားကအတန်ကိုပြန်လဲပြီးတော့ခုခံတိုက်တဲ့အချိန်မှာတော့လွန်ထွက်သွားတာကြောင့်ထင်တဲ့အတိုင်းပဲဒီခန္ဓာကိုယ်ကအရန်ပေါ်လွန်နေဆိုပြီးပြောလိုက်ပါတယ်အဲဒီတိုက်ပွဲပြီးရဲ့နောက် Jasmine ကလည်းသူ့နာကိုလာကအာစတာကိုသူ့ကိုအဲ့လိုဘယ်လိုလုပ်ရလဲဆိုပြီးတော့တင်ပေးဖို့ပြောပါတယ်အဲဒီချိန်မှာတော့အာစတာကလည်း Jasmine ကိုတေချာကြီးကဒီမျက်လုံးတွေကိုငါတီးရဲ့သူကမရမချင်းအလျှော့ပေးမဲ့သူမျိုးမဟုတ်ဘူးဆိုကသူကိုတင်ပြဖို့ပဲဆုံးဖြတ်လိုက်ပါတော့တယ်အဲဒီလူနဲ့သူတို့ရဲ့ခရီးစဉ်ကလည်းအနှဲငယ်ချောမွေ့နေကအာစတာတယောက်ကတော့လမ်းသွားရင်လေးရင်ကြီးတွေလုံနေတာကိုတော့တွေ့မြင်မှာပဲဖြစ်ပါတယ်အဲဒီလူနဲ့သူတခြားကဘာကတီးထားတဲ့စွမ်းအားတွေကိုလည်း Jasmine ကိုမျှနေပေးနေရပါတယ်အဲဒီနောက် Jasmine ကလည်းအာဆာရဲ့မွေးနေ့လို့ပြောတဲ့ကြားတဲ့ဆိုကအာဆာကိုဓာတ်လေးတစ်ချောင်းကိုလက်ဆောင်ပေးလိုက်ပါတယ်အဲဒီဓာတ်ထဲမှာတော့ချိုးတစ်ချောင်းပါတယ်ဆိုတဲ့အကြောင်းကိုပါရှင်းပြလိုက်ပါတယ်အဲဒီလူနဲ့အားလုံးကလည်း Jasmine ကိုကြည့်က Jasmine အဲ့လိုဖြစ်နေတာကရှာရှာပါပါပဲဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ခီးသွားဖို့အတွက်အာဆာကို Alice တယောက်အနေနဲ့ခေါ်တဲ့ချိန်မှာတော့ Alice အနေနဲ့တခုမှမနာကိုအာဆာတွေးလိုက်ရပါတယ်အဲဒီလူနဲ့သူတို့လည်းခီးသွားရင်နဲ့တောင်ဆောင်တနေရာကိုရောက်တဲ့ချိန်မှာတော့ယထာလက်ကလည်းတုံကနေရက်သွားကဓမြတွေတိုက်ခံရအောင်လို့သူတို့လည်းတတိထားမိလိုက်ပါတယ်အာစတာကလည်းအဲ့ဒီမျိုးကွင်းကိုကြီးကတယောက်ချင်းဆိုလို့ရှိရင်သူတို့ကတာပေမဲ့သူတို့ဘက်ကအင်အားများနေရဲဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်မကြခင်ချိန်မှာပဲခေါင်းဆောင်လို့ထင်ရတဲ့သူတယောက်ဟာထွက်လာပါတော့တယ်သူတို့ရဲ့ပါတီယာဆိုလို့ရှိရင်လည်းတယောက်ကိုတယောက်ကူညီရင်တိုက်ခိုက်နေကြပြီးတော့တစ်ချက်မှာတော့ Ray အနေနဲ့အထိနာသားကယထာလုံးကိုသွားဆောင်တဲ့အချိန်မှာတော့အာစတာနဲ့ Alice လက်ထွက်လာရတာပါတော့အဲဒီနောက်အာစတာကလည်းသူလည်းတိုက်ခိုက်နိုင်နေပြီသူလည်းတိုက်ခိုက်မယ်လို့ပြောတဲ့အချိန်မှာတော့ Ray ကလည်းမင်းအနေနဲ့ဒီနေရာမှာမတိုက်ခိုက်ဘဲနဲ့မင်းမမကိုပဲကောက်ွယ်ပေးလိုက်ဆိုပြီးပြောလိုက်ပါတယ်ဒီမှာတော့အာစတာကလည်းမကြင်မနဲ့ဖြစ်ကသူတိုက်ခိုက်နိုင်ကြောင်းကိုပြောတဲ့ချိန်မှာတော့ Ray ကလည်းမင်းအနေနဲ့မင်းရဲ့မမကိုပဲကောက်ွယ်ပေးလိုက်မင်းရဲ့မမရဲ့ပိုက်ထဲမှာကလေးလေးရှိရဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့အာစတာကလည်းသူ့မိကိုကောက်ွယ်ဖို့အတွက်ဟိုဘက်ကိုခေါ်သွားပါတော့တယ်အဲ့ချိန်မှာတော့သူတို့ရဲ့လမ်းမှာရှိသမျှလူတွေကိုလည်းအဖွဲသားတွေနဲ့ကူပြီးတော့ရှင်းပေးနေပြီးတော့တစ်ချက်မှာတော့အဖော်ကနေလူတယောက်ကကြည်နေတာကိုတော့တွေ့မြင်ရမှာဖြစ်ပြီးတော့သူတို့နှစ်ယောက်ကိုမော်သုံးလိုက်တဲ့ချိန်မှာတော့အာစတာကလည်း Alice ကိုအဝေးသွန်ကသူကပဲအဲ့ဒီမော်တန်ကိုခံလိုက်ပါတော့တယ်အိမ်နောက်သူလည်းကြောက်တဲ့ကိုပြုတ်ကြမလို့ဖြစ်ကငါတယောက်တည်းတော့မသွားနိုင်ဘူးဆိုကအပေါ်ကသူတို့ကိုတိုက်ခိုက်တဲ့ကောင်ကိုပါအပါခေါ်လိုက်ပါတယ်အဲ့ဒီချိန်မှာတော့ Jordan နဲ့ Wolves နေနဲ့သူ့ကိုကောက်ခွဲပေးဖို့လုပ်လိုက်ပေမဲ့လည်းအချိန်မမီပဲဖြစ်သွားပါတော့တယ်အဲ့ဒီချိန်မှာတော့အာစတာတယောက်လည်းအခုဆိုလို့ရှိရင်ငါအနေနဲ့ဟိုဘဲကြီးရဲ့ခံစားချက်ကိုနားလည်နိုင်နေပြီထင်တယ်မိသားစုတွေအသက်ပေးလိုက်ရတဲ့အခါမျိုးမှာတော့နောင်တမရနေပဲနဲ့နောက်ထပ်မတွေ့ရဘူးဆိုတဲ့စိတ်ကပေါ်လာတဲ့အခါမှာတော့သူတို့ကဝမ်းနေတဲ့လာတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့နောက်အာစတာကပဲအနည်းဆုံးတော့ငါအကိုကြီးဖြစ်ချင်သေးရဲ့ကွာဆိုပြီးတော့အောက်ကိုကျသွားပါတော့တယ် episode 2လေးကလည်းဒီမှာတင်ဆုံးသက်သွားပါတယ် episode 3ရဲ့စာမှာတော့လူတင်းယောက်ကစကားပြောနေကလားတဲ့ຢာလေးတွေတွေးထားတဲ့ဒါမျိုးကနောက်တစ်ခါပေါ်တော့မှမဟုတ်တော့ဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့ဒီတိုင်းသာဆက်သွားနေမယ်ဆိုလို့ရှိရင်ကောင်းတဲ့ຢာတွေဖြစ်လာမှာမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်လက်ရှိအာဆာဘက်ကိုရောက်လာကအာဆာအနေနဲ့သူ့ရဲ့ရှေ့မှာပါမဲမသိတဲ့တရဝါကြီးကိုတွေ့မြင်မှာဖြစ်ပါတယ်အဲ့ဒီတရဝါကြီးကိုစတင်ဝင်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာတော့အဲ့ဒီတရဝါကြီးကလည်းအာဆာကိုဒါလေးပဲပြန်ပြီးတော့တိုက်လိုက်ပါတယ်အဲ့ဒီနောက်
အဲ့ဒီတရဝါကြီးကပဲငါဟာမင်းရဲ့မဟာမိတ်ပါရန်သူမဟုတ်ပါဘူးလို့ပြောကအထီးတွေကိုသွားခုပြီးတော့မင်းနေနဲ့ပိုက်စားနေတယ်မလားမစားရင်တော့တခုခုစားထားတာကောင်းမယ်အဲ့ဒါမှမင်းရဲ့ခန္ဓာကိုယ်ကအရင်လိုပြန်ပြီးတော့လှုပ်ရှားနိုင်မှာလို့ပြောလိုက်ပါတယ်အဲ့ဒီလိုနဲ့အာစရာလှုပ်လိုက်တဲ့အချိန်မှာတော့အပေါ်ကနေပြုတ်ကျလာတဲ့တန်ကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကအတော်လေးကိုနာကျင်နေရပါတယ်အဲ့ဒီချိန်မှာတော့အာစရာကိုအသီးကိုစားခိုင်းလိုက်ပြီးတော့မင်းမေးတဲ့မေးခွန်းတွေကိုတော့ဒီအသီးတွေစားပြီးမှပဲဖြေပေးမယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်စားပြီးရဲ့ချိန်မှာတော့အာစရာကလည်းသူ့ရဲ့အမေနဲ့အဖေအကြောင်းကိုတီးသလောက်ပြောပြပေးပါဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲတရဝါကြီးကလည်းငါအနေနဲ့ဒီထဲကနေထွက်လို့မရဘူးဒါပေမဲ့အနေငယ်ဝေးတဲ့နေရာတွေကိုတော့လှမ်းကြည့်ပေးလို့ရတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်သူတို့တိုက်ခိုက်ခဲ့တဲ့နေရာတွေကိုပြကအားလုံးကိုဘေးကင်းတာတီးလိုက်ရတဲ့အချိန်မှာတော့အာစာတယောက်လည်းမျက်ရည်ထွက်ကတော်သေးတာပေါ့ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်အဲ့ဒီတရဝါကြီးကိုကျေးဇူးတင်လိုက်ပြီးတရဝါကြီးကလည်းသူ့ကိုသူ့ဆီလီဗီယာဆိုပြီးမိတ်ဆက်လိုက်ပါတယ်အဲ့ဒီလိုနဲ့တခြားတစ်ဘက်ကိုရောက်သွားကဘာလို့ရင်ကောင်းမလဲအဖြေကရှင်းနေပြီရဲ့ကိုငါတို့ကလှုပ်ဝက်လို့မရဘူးဘာလို့ဆိုကအဲ့မှာပဲစကားကရက်သွားကအာစာရဲ့ဘက်ကိုပြန်ရောက်လာပါတယ်အာစာအနေနဲ့ဆီလီဗီယာနဲ့လူနေရရန်နှဲငယ်ရှိဖြစ်ပြီးတော့သူ့ရဲ့တန်ရာတွေကလည်းပြန်ကောင်းလာကသူ့အနေနဲ့အများဆုံးအိမ်ပြန်ခြင်းပေမဲ့လည်းမဖြစ်နိုင်ဘူးဆိုတာသိနေပါတယ်ဆီလီဗီယာပြောပုံရဆိုလို့ရှိရင်ဒီနေရာကအေရှီယာတောရဲ့အစွန်မဲ့ဒီနာမှာတော်ရိုင်းတရိษံနေနဲ့ရာဇဝတ်သားတွေရဲ့နေမြေပဲဆိုပြီးပြောလိုက်ပါတယ်ဒါပေမဲ့အနည်းဆုံးတော့အာစတာအနေနဲ့ဆီလီဗီယာနဲ့ပြူဆွဲခဲ့ပါတယ်ဆီလီဗီယာကလည်းမင်းအနေနဲ့အများဆုံးပြန်ကျင်တာကိုသိပေမဲ့လည်းငါအနေနဲ့တိုင်ဝါရှင်ကကွဲနေတာကြောင့်အဲ့ဒီဟာကိုပြင်ဆင်ရအောင်မယ်ဆိုပြီးပြောလိုက်ပါတယ်အာစတာကလည်းဆီလီဗီယာကမော်ဒတ်တဝါကြီးဖြစ်ကသူ့အနေနဲ့သူ့အကြောင်းကိုဘာမှမပြောပြဘဲနဲ့သူ့အထင်ဆီလီဗီယာအနေနဲ့ဒီချင်းဒီတရားရောက်နဲ့တိုက်ခိုက်နေခဲ့တာထင်တယ်ဆိုပြီးပြောလိုက်ပါတယ်ဒီနောက်အာစာကလည်းဆီလီဗီယာရဲ့စိတ်ကသူ့ရဲ့အပြင်းမဲ့ပုံစံနဲ့ဆန့်ကျင်ဘက်ပဲသူ့အနေနဲ့အရန်ကျင်လာတတ်တယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီမှာပဲအာစတာအနေနဲ့ဆီလီဗီယာအရှိမရှိတဲ့ကြောက်တုံးပေါ်ကိုထိုင်ကမန်နာကိုနဲ့လေ့ကျင့်နေတဲ့အချိန်မှာတော့ဆီလီဗီယာကလည်းအော်မင်းကမန်နာကိုတော့သုံးတတ်နေပြီလားဒါဆိုလို့ရှိရင်ဒီလိုလုပ်တယ်လားဆိုပြီးတော့ဆီလီဗီယာကမန်နာကိုစုနေရဲ့မှော်သုံးပြလိုက်ပါတယ်အဲဒီနောက်ဆီလီဗီယာကပဲလူတွေကမန်နာကိုတွေအချောင်းကိုပြောတဲ့အခါမှာဘာကိုမှသူ့ပြင်ဘက်ကနေတွေးမကြည့်ကြဘူးဒါပေမဲ့တတဝါတွေကတော့အလိုမဟုတ်ဘူးအထူးသဖြင့်မန်နာပီစတေပေါ့မန်နာပီစတေကသူတို့အတွက်မန္နာကိုသုံးတယ်ဆိုတာဟာအသက်ရှူတယ်လို့ပဲဆိုပြီးပြောကမင်းတင်ချင်တယ်ဆိုလို့ရှိရင်မင်းကဒါတင်ပြီးရင်မင်းကတန်မာသွားလိမ့်မယ်အဲ့ဒီခါကျလို့ရှိရင်မင်းပါလုံးမှာလဲလို့ပြောလိုက်တဲ့အချိန်မှာတော့အာစတာကလည်းနင်းနထားကြီးကဒီသွားကသူချစ်တဲ့သူတွေကိုလာထိခိုက်တဲ့သူတွေအကုန်လုံးကိုတပ်ပလိုက်မယ်လို့ပြောတဲ့အချိန်မှာတော့ကလေးတယောက်ကအဲ့ဒီလိုမျက်မနာကြီးနဲ့အဲ့လိုစကားလုံးတွေပြောတဲ့အတွက်ငါမင်းကိုမတင်ပေးနိုင်ဘူးအဖြေကမှားတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအာစတာကလည်းဘာလို့လဲရန်သူကိုနှိမ့်နေတယ်ဆိုတော့ပုံမှန်မဲမဟုတ်ဘူးလားလို့ပြောကသူ့ရဲ့အရင်ဘဝနှောင်းကလည်းသူကအဲ့လိုရန်သူတွေကိုနှိမ့်နေနဲ့အတန်မာဆုံးဘီရင်ဆိုပြီးဖြစ်လာတယ်ဆိုပြီးတွေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဆီလီဗီယာကလည်းမင်းအနေနဲ့သူများကိုအနိုင်ယူခြင်းတဲ့စိတ်တွေနဲ့ပြည်နေတာပျော်ဖို့ကောင်းရဲ့လားအဲ့ဒီနောက်သူကလည်းခုနတုန်းကငါလောက်သွားနာသွားလားဆိုပြီးတော့သူ့ရဲ့ကောင်းကိုပွဲပေးပြီးတော့သူကရုတ်တရက်ပဲသူ့ကိုတိုက်ခိုက်ဖို့အတွက်အနေထားနဲ့သူ့လက်သေးကိုပြင်လိုက်တဲ့အချိန်မှာတော့အာစတာတယောက်လည်းလန့်သွားပါတယ်ဒီအချိန်မှာတော့ဒီလက်သေးတွေကနင်းကိုနင်းသားသားဆက်ဆံလို့ရတယ်လို့ဆွဲဖြဲပလိုက်လို့လည်းရတယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ်အဲ့ဒါလည်းတူတူပဲဒေါသနဲ့အမုန်းတရားတွေကလည်းလဲနောင်ကျန်နဲ့အဲ့ဒါတွေကအကြမ်းဖက်မှုတွေဖြစ်ပေါ်လာပြီးတော့အဆုံးသတ်မှာတော့အမုန်းတရားတွေပဲကြံခဲ့တယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ဆီလီဗီယာကပဲငါကဲထားတဲ့အသက်ကိုမင်းကိုအဲ့လိုမသုံးစေချင်ဘူးဆိုပြီးပြောလိုက်ပါတယ်အဲဒီချိန်မှာတော့အာစာတယောက်ကတော့ဟာဒီပဲငါရဲ့အရာအလုံးကိုမြတ်သိနေရလားဆိုပြီးတွေးမိသွားပါတယ်အဲဒီနောက်ဆီလီဗီယာကလည်းမိဝင်းကိုထပ်မိလိုက်တဲ့အချိန်မှာတော့အာစတာကလည်းအရာအလုံးကိုတေချာပြီးတော့ပြန်စင်စားကသူမျက်နှိုးတဲ့အရာတွေကိုကာကွယ်ခြင်းလို့ပြောလိုက်တဲ့အချိန်မှာတော့အမတ်ပြေပဲဆိုပြီးတော့တင်ဖို့အတွက်လက်ခံလိုက်ပါတယ်ဒီဘက်မှာလည်းဆီလီဗီယာလိုအကောင်တကောင်ကတော်တော်နီးနေပြီဆီလီဗီယာမင်းပြမမုံမုံငါမင်းကိုလိုက်ရှာမယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်အာစတာရဲ့အသိဘီရင်ဂရိဖြစ်ခဲ့တဲ့အချိန်ကိုသွားကဘီရင်ဂရိအနေနဲ့မနှက်ကြီးထလာကသူကိုလာကြုံနေတဲ့နှစ်ယောက်ကိုတော့တွေ့ရမှာပဲဖြစ်ပါတယ်အဲဒီလုံးနဲ့သူလည်းအခန်းတစ်ခန်းထဲကိုဝင်သွားကဘီရင်ဆိုတာတကယ်တမ်းတော့နာမည်ခံပဲရှိရဲ့အရာအလုံးကိုအာဏာရှိနေတာကပါလီမန်တွေပဲဘီရင်ဆိုတာတကယ်တမ်းတော့စစ်တိုက်ဖို့အတွက်လက်နက်တစ်ခုတတ်ပဲဆိုပြီးတော့သူကိုသူပြောလိုက်ပါတယ်အဲဒီချိန်မှာတော့အခန်းထဲမှာရှိနေတဲ့အဖိုးကြီးကသူ့ကိုလာပြီးတော့ဥကြိုပြုပြီးမယ်လေဘီရင်ဂရိအနေနဲ့ငါဒီကနေနှုတ်ထွက်တော့မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အာစတာအနေနဲ့လည်းမော်သုံးရဲ့မန္နာစုတာကိုလေ့ကျင့်နေပြီးတော့အဲ့ဒါကိုလုံနိုင်သွားလို့ရှိရင်မော်ပညာပို့ပြီးတော့ကျေပြန့်သွားလိမ့်မယ်လို့ပြောပါတယ်အာစတာကလည်းသူ့ကိုသူ့အလင်မလို့ဖို့ပြောပြီးတော့သူ့အနေနဲ့အရင်ဘဝနှုံကကီကိုထိန်းချုပ်နိုင်ဖို့အတွက်ဘလို့တောင်တိုက်ခိုက်ခဲ့ရတယ်ဆိုတာကိုပြန်ပြီးတော့မြင်အောင်လိုက်ပါတယ်အဲ့ဒီနောက်အာစတာအနေနဲ့မန္နာကိုစုရဲ့နဲ့မော်ပညာကိုသုံးနိုင်သွားကသူ့အနေနဲ့ကလည်းပြောနေပါတယ်အဲ့ဒီချိန်မှာပဲတော်ပါပေတယ်ဆိုကသူ့ကိုတနေရာကိုတွန်းထုတ်လိုက်ကအပေါ်မှာကဲဖီလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အာစတာလည်းအတန်ထွက်မရကသူ့အနေနဲ့ကြည့်လိုက်တဲ့ချိန်မှာတော့ဆီလီဗီယာရဲ့ရှီမဆီလီဗီယာလိုကောင်ကြီးတကောင်ကိုတွေ့မြင်မှာဖြစ်ပါတယ်အဲ့ဒီချိန်
ချိန်မှာပဲသူ့ရဲ့ရှေ့ကကောင်ကြီးကငါမင်းကိုကြမ်းကြမ်းတမ်းမလို့ချင်ဘူးငါနဲ့လိုက်ခဲ့လိုက်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဆယ်လီဗီယာကလည်းပြောမရတာကြောင့်သူ့ကိုစွန့်အားနဲ့ပြစ်လိုက်ပါတယ်အဲ့ချိန်မှာတော့အာစတာလေးတစ်ချက်စိတ်ပူသွားကဆယ်လီဗီယာအနေနဲ့ဘာမှဖြစ်ဘူးဆိုကသူ့အနေနဲ့ပြန်ထလာကသူ့ရဲ့ပေမှာအငွေ့လိုရာတွေထွက်လာပြီးတော့သူ့ရဲ့တကယ်ပုံစံကိုပြောလိုက်ပါတယ်အဲ့ဒီနောက်သူ့အနေနဲ့စတင်တိုက်ခဲ့တဲ့အချိန်မှာတော့ဟိုဘက်ကလည်းသူ့အဆန်းနဲ့ကာထားတာကိုတော့တွေ့မြင်မှာပဲဖြစ်ပါတယ်အဲ့ဒီနောက်သူတို့ရဲ့စွန့်အားနှစ်ခုလုံးကပြတ်ပယ်သွားကဘက်ကကောင်ကလည်းသူ့ရဲ့စွန့်အားအလုံးအများကြီးကိုပြန်ပြီးတော့ထုတ်လိုက်ပါတယ်အဲ့ဒီချိန်မှာတော့သူ့ရဲ့စွန့်အားအကြောင်းဆယ်လီဗီယာလည်းထိခိုက်တယ်လို့ဘေးကနေရာနေပါထိခိုက်သွားတာကြောင့်ဆယ်လီဗီယာကလည်းသူ့ရဲ့အချိန်ရက်တဲ့အစွမ်းကိုတော့သုံးလိုက်ပါတယ်အဲ့ဒီနောက်အားစားကိုထွက်လာဖို့ပြောလိုက်ခသူ့အနေနဲ့ဘယ်လိုလဲငါ့ရဲ့ပုံစံအစစ်မှန်ကိုမြင်ရပြီမလားဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်ဆယ်လီဗီယာအနေနဲ့ရွှေပြောင်းမှုအတွက်ပေါ်တယ်လိုရာကိုဖွင့်လိုက်တဲ့အချိန်မှာတော့တောင်းပန်ပါတယ်ဒီနေ့နည်းနည်းလှမ်းတဲ့နေရာကိုရောက်မယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်ဆယ်လီဗီယာကပဲငါအနေနဲ့မင်းကိုတန်းဖို့ဝလို့နေနေတာပဲမင်းကိုမပို့နိုင်ခဲ့ဘူးမင်းနဲ့နေရတဲ့နေ့ရက်တွေကိုပြောတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်ဦးတလုံးလို့ထင်ရတဲ့အရာတစ်ခုနဲ့ငှက်တောင်မွေးလေးကိုပေးပြီးတော့သူ့ရဲ့လက်မှာလည်းအမတ်သားတွေဖြစ်အောင်လုပ်လိုက်ပါတယ်အဲ့ဒီချိန်မှာတော့အာဆာကဒါတွေကပါနေတယ်လို့ပြောလိုက်တဲ့အချိန်မှာတော့သူကလည်းတနေ့ကျရင်သိလိမ့်မယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်အာစတာကပဲသူ့အနေနဲ့ဆယ်လီဗီယာကိုမကဝယ်နိုင်တော့ဘူးလားလို့ပြောတဲ့အချိန်မှာတော့ဆယ်လီဗီယာကလည်းဒါကဖြစ်လာရမယ့်အရာတွေပဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်အာစတာကပဲဆယ်လီဗီယာကသူ့မွန်စတာဖြစ်နေနေဘာဖြစ်နေနေဆယ်လီဗီယာကလည်းသူ့အတွက်အရေးပါတဲ့မိသားစုပဲလို့ပြောလိုက်တဲ့အချိန်မှာတော့ဆယ်လီဗီယာကလည်းမိမိကရှိပြီးသားမလားလို့မေးလိုက်တဲ့အချိန်မှာတော့ဒါဆိုလို့ရှိရင်ဖွားဖွားလို့ပြောလိုက်ပါတယ်။အဲဒီနောက်ဆယ်လီဗီယာကနောက်တစ်ခေါက်ခေါ်ပေးဖို့ပြောတဲ့အချိန်မှာတော့အာစတာကလည်းဖွားဖွားလို့ခေါ်လိုက်တာကြောင့်သူလည်းမျက်ရည်ကျလာပါတော့တယ်။အဲဒီနောက်အာစတာကိုအထဲဝင်ဖို့ပြောပြီးတော့အထဲဝင်တဲ့အချိန်မှာတော့အာစတာကလည်းသူနဲ့တူတကယ်မလိုက်လို့မရဘူးလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့ပေါ်တေးကြီးကပိတ်သွားပါတယ်။အဲဒီနောက်ဆယ်လီဗီယာကလည်းသူ့အနေနဲ့အချိန်ရက်တာကိုရက်လိုက်ပြီးတော့တိုက်ခိုက်မှုကရဲ့ပဲသူ့ရဲ့ရင်ဘတ်ထဲကိုဝင်လာပါတော့တယ်။အဲဒီနောက်ဆယ်လီဗီယာကလည်းမျက်လုံးပွင့်လာကသူ့ကိုအလစ်ဝင်လိုက်တယ်လို့လုပ်လိုက်ပါတယ်။အဲဒီတိုက်ခိုက်မှုကိုတော့တောအပြင်ဘက်ကတောင်မှရင်ထိခိုက်မှုတွေရှိသွားတာကိုတော့တွေ့မြင်မှာပဲဖြစ်ပါတယ်။အဲဒီနောက်ဆယ်လီဗီယာကလည်းငါပြောတာကိုမှတ်မိလားဆိုပြီးအာစတာကိုမြင်လိုက်တဲ့အချိန်မှာတော့အာစတာကလည်းမှတ်မိတယ်ဆိုလို့ရှိရင်တော်သေးတာပေါ့။ဒါပေမဲ့နည်းနည်းတော့ဝမ်းနေသေးရလို့ပြောလိုက်တဲ့အချိန်မှာတော့ကဘာကြီးကဝမ်းနေမှုတွေနဲ့ပြေးနေတယ်။မင်းကအဲ့ဒီကဘာကြီးကိုပြောင်းလဲပေးရမှာလို့ပြောလိုက်ပါတယ်။ဒါကလည်းဘယ်လိုဖြစ်နိုင်မှာလဲလို့မေးလိုက်တဲ့အချိန်မှာတော့မင်းသာဆိုရင်ဖြစ်နိုင်မှာပါ။ဒါပေမဲ့အခုမဖြစ်လေရတဲ့တဆင်းချင်းဒီတော့ပါဘဝတင်မှာအလင်းရောင်ကိုရှာပါဘယင်ကလေးဆိုပြီးတော့အတန်ကလည်းပြောက်သွားကသူအနေနဲ့တနေရာကိုရောက်လာပါတယ်။အာစတာရဲ့အဖြစ်ကလည်းအဆရာအောင်ချင်းရဲ့ကြပြလို့ကြောက်တဲ့ခါမှာတရေ6ခံနေရတယ်လို့ပဲသူအနေနဲ့ဝမ်းတဲ့ခါမှာကဘာကြီးကဝမ်းနေစရာတွေနဲ့ပြည့်နေရကိုသိလိုက်ရပါတယ်ဒီပိုင်းလေးကတော့ဒီမှာတင်ဆုံးသက်ထားပါတယ် episode 4ရဲ့အစမှာတော့အာစတာတယောက်အနေနဲ့ဒီနားမှာလူတွေရှိတယ်ဆိုတာကိုသိသွားတဲ့အခါမှာတော့သူအနေနဲ့သူ့ရဲ့ဆွမ်းအားကိုတုံးကအမြန်ဆုံးလိုက်ရှာပါတယ်။ဒီချိန်မှာသူတွေ့လိုက်ရတာကတော့လူတချို့ကနတ်တငယ်လေးကိုဖမ်းပြီးတော့ရောင်းစားဖို့လုပ်နေတာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်။အဲဒါကိုကြည့်ပြီးအရင်တစ်ခါဓမြတွေတိုက်တုံကအမျိုးသမီးနဲ့ကလေးတွေကိုမထိစေနဲ့ကျွန်းဖြစ်ရောင်းစားလို့ရတဲ့ဈေးပေါ်သွားလိမ့်မယ်ဆိုပြီးတော့ပြောတာကိုပြန်ကြားရအောင်ပြီးတော့သူ့ကိုကျွန်းဖြစ်ရောင်းစားမယ်ဆိုတာသိသွားပါတယ်။အဲဒီနောက်သူလည်းမကြည့်မနဲ့ဖြစ်ကဆယ်လီဗီယာပြောခဲ့တဲ့စကားကိုတော့ပြန်မရသွားပါတယ်။အဲဒီနောက်သူကလည်းငါနားလဲပါတယ်ဆယ်လီဗီယာဆိုကအဲဒီနောက်အာဆာကပဲငါအနေနဲ့အဆိုးမြင်တဲ့ခံစားချက်တွေကိုထိန်းချုပ်တာမခံနိုင်ဘူးဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်အာဆာတယောက်ကလည်းသူတို့သားငါ့ကိုမြို့သွားတဲ့လမ်းလေးပြရင်ကောင်းပါပဲဆိုပြီးတွေးနေတဲ့အချိန်မှာပဲအဲ့ဒီထက်တကောင်ကသူ့ကိုဒီတိုင်းဘာမှမလုပ်ခနဲ့ရောင်းလို့ရှိရင်ကောင်းပါမလားဆိုပြီးတော့ပြောကအာဆာကလည်းသူ့အနေနဲ့ပြင်ဆင်ထားရတော့မယ်ဆိုကမန္တာခိုးတွေကိုစုနေရတော့တွေ့မြင်မှာဖြစ်ပါတယ်အဲ့ဒီလိုနဲ့ညာရောက်သွားတဲ့အချိန်မှာတော့သူလည်းအစင်သစ်ပြက်ခဘာလို့အဲ့ဒီ home wolf တွေကငြိမ်နေရတာလဲဆိုပြီးကြည့်လိုက်တဲ့အချိန်မှာတော့သူတို့ကိုမန္တာတွေနဲ့ထိန်းချုပ်ထားတာတွေ့မြင်မှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာတော့တောင်းပန်ပါတယ်ငါမင်းတို့ကိုအသုံးချရမယ်ဆိုကသူတို့ကိုတခုခုနဲ့ပြစ်ပေါက်လိုက်တဲ့အချိန်မှာတော့သူတို့ထအော်တာကြောင့်လူတွေကလည်းတခြားကောင်တွေရောက်လာလိမ့်မယ်အဲ့ကောင်တွေကိုမြန်မြန်တိတ်ခိုင်းလိုက်ဆိုပြီးတော့ပြောတာကြောင့်လူတယောက်ကလာကအဲ့ဒီကောင်တွေကိုတိတ်ဖို့လာပြီးတော့ဆုံးသွားတဲ့အချိန်မှာပဲအာဆာကအဲ့ဒီလူကိုပြင်းပလိုက်ပါတယ်အဲဒီနောက်အာဆာကလည်းသူတိုက်ခိုက်ခဲ့တဲ့လူစီကတားကိုယူလိုက်တဲ့အချိန်မှာပဲနောက်ထပ်လူတယောက်ကရောက်လာတာကြောင့်သူ့ကိုပါပြန်ပြီးတော့ရှော့လိုက်ရပါတယ်အဲဒီအချိန်မှာတော့အာစတာကလည်းဒီခန္ဓာကိုယ်နဲ့ဒါမျိုးလောက်ရတာတော့မမှန်းတာပဲဆိုပြီးပြောတဲ့အချိန်မှာပဲနောက်ထပ်လူတယောက်လာတာကြောင့်သူလည်းအဲ့ဒီလူကိုဓာတ်နဲ့ပြေးခုတ်ပါတယ်ဒီအချိန်မှာတော့ခေါင်းဆောင်လို့ထင်ရတဲ့လူထွက်တာကသူကမော်သုံးပြသူလို့ပြောလိုက်တဲ့အချိန်မှာတော့အော်မင်းကရွှေဦးလေးပဲမင်းကိုရောင်းမယ်ဆိုလို့ရှိရင်ဟိုကောင်မလေးထောင်မှန်ရင်ပို့ပြီးတော့ပတ်စံရလိုက်အောင်မယ်မင်းကိုမသိစေရဘူးဆိုပြောကစတင်ဝင်တိုက်ခိုက်တဲ့အချိန်မှာတော့အာဆာကလည်းအလင်းစလိုရှောင်လိုက်ရပါတယ်အဲဒီနောက်သူလည်းထက်ဝင်တိုက်ခမရတဲ့ချိန်မှာတော့သူ့ရဲ့ဓာတ်နဲ့ပြစ်ပေါက်လိုက်ပါတယ်အဲဒီချိန်မှာတော့ဟိုဘဲကြီးကလည်းဓာတ်ကိုဖန်ကသူ့ကိုစောင့်ကန်လိုက်ပြီးတော့စောက်ထိုးထွဲကခဲ့မင်းအခုပါလုပ်နိုင်သေးတယ်လို့မေးတဲ့အချိန်မှာတော့အာဆာကလည်းသူ့ရဲ့မီးမော်နဲ့သူ့ရဲ့ခြေထောက်ကိုထိုးလိုက်တဲ့အချိန်မှာတော့မင်းကိုအသက်ရှင်လျက်မထားတော့ဘူးဆိုကဟိုဘဲကြီးလည်းပေါက်ကွဲသွားတဲ့အချိန်မှာတော့အာစတာကလည်းသူ့ကိုကြိုးထားနဲ့ပြစ်လိုက်တဲ့အချိန်မှာတော့နှစ်ဖူးကုန်မှန်ကလျှော်သွားပါတော့တယ်အဲဒီနောက်နောက်တစ်ယောက်ကလည်းသူ့ကိုမတက်ဖို့တားနေပေမဲ့လည်းအာဆာကတော့လျှော့ပလိုက်ပါတယ်အဲဒီ
ဒီနောက်သူကဖမ်းချုပ်ခံထားရတဲ့ကောင်းမလေးကိုကယ်လာတဲ့အချိန်မှာတော့သူ့ရဲ့အမြင်တွေကတစ်ချက်ဝေဝါးသွားပါတယ်အဲ့ဒီအချိန်မှာတော့သူကိုသူနားမလည်နိုင်ဖြစ်သွားပါတယ်အဲ့ဒီနောက်သူကိုဘေးကင်းသွားပြီဖြစ်ကြောင်းနဲ့ဟိုလူတွေကမတော်တဆခုမှုကြောင့်အကုန်လုံးအလုပ်ဖြစ်ကုန်တာဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအာဆာကခဏဆိုကခုနနှောင်းကအလောင်းတွေကိုသွားပြီးတော့အုပ်တာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာတော့နတ်တငယ်မလေးကလည်းဘာလုပ်တာလဲလို့မေးတဲ့အချိန်မှာကတော့အာဆာကလည်းတချို့အရာတွေကကလေးတွေကိုမမြင်စေချင်တဲ့အရာတွေရှိရဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့နတ်တငယ်မလေးကလည်းနင်းလဲကလေးမဟုတ်ဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်အဲ့ဒီနောက်အာဆာထောက်သားဖို့ပြင်းတဲ့အချိန်မှာပဲကောင်းမလေးကသူ့ကိုဆွဲတာကကြောက်တယ်မထားခဲ့ပါနဲ့ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အာဆာကလည်းငါလည်းအိမ်ပြန်ရအောင်မယ်လေဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကောင်းမလေးကလည်းဒီလိုမိမနာတွေကိုတော်ထဲမှာဒီတိုင်းထားခဲ့မလို့လားလို့ပြောလိုက်တဲ့အချိန်မှာတော့ဒီတော့ကမင်းတို့ F တွေအတွက်ပို့ပြီးတော့လုံခြုံတယ်မလားလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ကောင်းမလေးကလည်းကလေးတွေဆိုချက်ချင်းတစ်ပင်တွေကစားလိုက်မယ်ဆိုပြီးတော့ငါ့ရဲ့မိဘတွေကပြောထားတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့အာဆာရဲ့တွေ့ထဲမှာတော့တနေရာကိုရောက်နေကဟုတ်လားအဲ့ဆိုလို့ရှင်ထားခဲ့လို့မရဘူးပေါ့ဆိုပြီးတော့တွေးလိုက်ပါတယ်အဲ့ဒီနောက်ဟာဇာကလည်း home move တွေကိုကြည့်ကဒီကောင်လေးကိုငါဘယ်လိုထိန်းချုပ်ရမယ်မသိဘူးအဲ့ဆိုတော့ချက်ချင်းဆိုတဲ့အချိန်မှာပဲကောင်မလေးက home move တွေကိုလှုပ်ပေးမှရမယ်မဟုတ်လို့ရှင်သူတို့ဒီနားမှာတေသွားလိမ့်မယ်လို့ပြောလိုက်တဲ့အတွက်ကြောင့်အာဆာကတိုက်ခိုက်လာရင်ဘယ်လိုလုပ်မလဲလို့မလဲတော့သူတို့ကမတိုက်ခိုက်ပါဘူးဆိုက home move တွေကိုလှုပ်ပေးလိုက်ပါတယ်အဲ့ဒီနောက်အာဆာတို့လည်းနတ်တငယ်လေးကိုလိုက်ပို့ဖို့အတွက်ခီးဆက်ကြပါတော့တယ်အဲ့ဒီနောက်လန်ခီတစ်ထောင်နာတဲ့အချိန်မှာတော့အာဆာကဟုတ်သားပဲဒါနဲ့မင်းရဲ့နာမည်ဘယ်လိုခေါ်လဲလို့မေးလိုက်တဲ့အချိန်မှာတော့သူကထက်စီယာလို့ဖြေလိုက်ပါတယ်အဲ့ဒီနောက်ထက်စီယာကိုသူချက်ထားတဲ့ဟင်းတစ်ခွက်ပေးကမင်းအနေနဲ့စားလိုက်တာကောင်းမယ်မစားစားမမင်းအနေနဲ့လမ်းဆက်လျှောက်နိုင်မယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အော်စကားပြောပုံကကူးရတာပဲဆိုပြီးတော့ဆလီဗီယာသူ့ကိုပြောတာတွေကိုမှတ်ရသွားပါတယ်ထက်စီယာကလည်းအာဆာချက်ကြည့်တဲ့ဟင်းရဲ့ရတာကိုမကြိုက်နေကအာဆာရောက်ကတော့သူအနေနဲ့ဟင်းချက်ဖို့ဆိုလို့ရှိရင်အာဟာရရှိရင်လုံလောက်ပြီးရတာကအလောက်ရေးမကြည့်ဘူးဆိုပြီးတော့တတ်မှတ်ထားတယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်အာဆာတယောက်ကလည်းမင်းတို့ရဲ့လက်တငယ်တိုင်းပြည်ကဘယ်လိုနေလဲလို့မေးလိုက်တဲ့အချိန်မှာတော့လက်တငယ်တိုင်းပြည်ကပြောစရာကောင်းတယ်လေဒါပေမဲ့ငါရဲ့အဖေနဲ့မေကတော့အလုပ်ရှုပ်တဲ့အတွက်ငါအဖိုးနဲ့အထင်းတော်တွေနဲ့ပဲနေရတယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူ့ရဲ့နားကိုအကောင်လေးတွေလာကတ်လိုက်တဲ့အချိန်မှာတော့ချက်စီယာကလည်းစိတ်ဝင်စားဖို့ကောင်းတယ်မလားလက်တငယ်တိုင်းပြည်မှာဆိုလို့ရှိရင်အများကြီးရှိတယ်အမတ်သားဖြစ်အတော်လေးသုံးကြတယ်ဆိုပြီးပြောပြလိုက်ပါတယ်အဲဒီအချိန်မှာပဲဟွန်ဘူတကောင်ကသူတို့ကိုနောက်ကနေကြည့်နေရဲဆိုတာအာစတာကတတိထားမိလိုက်ပါတယ်ညဘက်ရောက်တဲ့အချိန်မှာတော့အာစတာရဲ့စိတ်ထဲမှာငါအဲ့ဒီကောင်လေးကိုတတ်ခဲ့လိုက်တဲ့နာဆိုပြီးတော့စိတ်ထဲမှာရေရွက်ခသူအနေနဲ့ထက်စီယာကိုအိတ်ခိုင်းလိုက်ပါတယ်ထက်စီယာကလည်းအာစတာကဟောဘာလို့မှလဲလို့မေးလိုက်တဲ့အချိန်မှာတော့သူကပြင်ဘက်ကနေစောင့်ပေးနေမယ်လို့ပြောလိုက်ပါတယ်အဲဒီနောက်ဆလီဗီယာသူ့ကိုအပ်ထားတဲ့အရာလေးကိုထုတ်ကဘာလို့ဆလီဗီယာကငါ့ကိုတာအပ်ထားခြင်းခဲ့တာလဲဆိုပြီးမိကွန်းထုတ်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲအာဆာကိုထက်စီယာကတကယ်မအိလို့အဆင်ပြေရတာဆိုပြီးထွက်လာတာကြောင့်အာဆာကလည်းနင်းအခုချိန်ထိမိတ်သေးဘူးလားလို့မေးလိုက်ပါတယ်အဲဒီနောက်ထက်စီယာကလည်းနင်းလေးတွေးမိရဆိုပေမဲ့နင်းအနေနဲ့ဒီထဲမှာလာပြီးတော့ခင်းဆောင်လိုက်ပါလားဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အာဆာတယောက်ကလည်းသူတရေကြောင်နေတယ်ဆိုတာသိသွားတာကြောင့်အထဲကိုဝင်လာပေးလိုက်ရပါတယ်အဲဒီနောက်ထက်စီယာကလည်းကြောက်လို့မဟုတ်ဘူးနော်လို့ပြောကအာဆာကလူသားတိုင်းပြည်ကမလားယောက်ျားတွေကုံကနှာဘူးတွေဖြစ်ပြီးတော့မိမတွေအများကြီးယူထားတယ်ဆိုဟုတ်လားဆိုပြီးတော့မေးလိုက်တဲ့ချိန်မှာတော့အာဆာကလည်းမဟုတ်ပါဘူးအဲ့ဒါကမျိုးရိုးမြင့်နေတာမိမတွေအများကြီးယူကြတာပါဆိုပြီးတော့ပြောလိုက်ပါတယ်အာဆာကလည်းနတ်တငယ်တချို့လည်းနှာဘူးတွေရှိရမလားဒါပေမဲ့နင်နှာဘူးရဲ့အတိတ်ပဲကိုတော့နားလဲရလားဆိုပြီးတော့အာဆာကမေးလိုက်တဲ့ချိန်မှာတော့မသိဘူးဆိုကအိပ်ပျော်သွားပါတော့တယ်အာဆာတယောက်ကလည်းငါလည်းညီမလေးရှိရင်ဒီလိုပဲနေမယ်ဆိုပြီးတော့ပြောကမနေ့ကြီးကိုရောက်သွားပါတော့တယ်ဒီနောက်အာဆာကပဲထက်စီယာကငါနဲ့တော်တော်နေတာကြလာတဲ့သူ့အနေနဲ့ကျွန်းကုန်းတဲ့တွေအကြောင်းလည်းမေ့သွားပြီထင်တယ်ဆိုပြီးပြောကသူတို့အနေနဲ့ခရီးဆက်လျှောက်လာပါတော့တယ်အဲဒီလိုခရီးဆက်လာရင်အာဆာတယောက်အနေနဲ့မနာခိုးကြီးကနေခန်းခက်တဲ့နာကျင်မှုတစ်ခုကိုရတဲ့အချိန်မှာတော့အာစတာလည်းရုတ်တရက်လဲကျသွားကထက်စီယာကလည်းအဆင်ပြေရတာဆိုကသူ့အနေနဲ့စီးမြစ်တွေတွားရှာလိုက်အောင်မယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီလိုအချိန်မျိုးမှာအာဆာတယောက်အနေနဲ့ဟွန်ဖုကိုတွေ့လိုက်ရတဲ့အချိန်မှာတော့တော်တော်သုံးလို့သားကထက်စီယာကိုနောက်ဆုံးနေဖို့ပြောလိုက်ပါတယ်အဲဒီချိန်မှာတော့ဟွန်ဖုကလည်းသူချီလာတဲ့တားကောင်ကိုအောက်ချကဘေးကိုထွက်သွားတာကိုတော့တွေ့မြင်မှဖြစ်ပါတယ်အဲဒီနောက်ထက်စီယာကလည်းဒေချာပေါက်ကျေးဇူးချက်တာပဲဘာလို့လဲလို့မေးတဲ့အချိန်မှာတော့သူကလိန်မာလို့လေဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူတို့လေတဲ့ညစာကိုဟွန်ဖုကပေးသွားတဲ့တားကောင်ကိုစားရင်လည်းပဲထက်စီယာကတော့အကြိုက်တွေ့နေကအာဆာကလည်းဟုတ်တဲ့ဒီရွယ်မှာအသားတဲ့လိုတယ်လေဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ထက်စီယာကပဲသူ့အနေနဲ့ဆေးသွားရှာတာမတွေ့ခဲ့ပေမဲ့လည်းမိုးတွေတွေ့ခဲ့တယ်ဆိုတဲ့အကြောင်းနဲ့အဲ့ဒီမိုးတွေကိုသူတို့နတ်တငယ်မျိုးနယ်တွေကရှိတဲ့အမျိုးသမီးတွေကစားရတာကြိုက်တယ်ဆိုပြီးတော့ထက်စီယာကလည်းအာဆာကိုကြွေးလိုက်တဲ့ချိန်မှာတော့အာဆာတယောက်ပိုင်မကောင်းဖြစ်သွားပါတယ်အဲဒီနောက်အာဆာကလည်းအနားယူတဲ့ချိန်ရောက်တဲ့ချိန်မှာတော့မျက်ခွင်တွေလေးတယ်ဆိုပြီးပြောနေကထက်စီယာကလည်းသူ့အကြောင်းနေပြောနေပေမဲ့လည်းအာဆာအနေနဲ့မကြတော့ကသူ့အနေနဲ့အိပ်ပျော်သွားတာကိုတော့တွေ့မြင်မှဖြစ်ပါတယ်အဲ့ဒီချိန်မှာတော့တကယ်တမ်းဆိုလို့ရှိရင်ငါမှနင်းရဲ့အမကြီးမလားဆိုပြီးတော့သူ့ကိုဆောင်ချုံပေးလိုက်ပါတယ်အဲ့ဒီတော့နဲ့အာစတာတို့လည်းဆက်လက်ပြီးတော့ခီးထွက်လာကအာစတာအနေနဲ့ဝေဒနာကိုနာကျင်ခံစားရတော့မှဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲထက်စီယာကလည်းအာစတာကိုတငယ်ချင်းလိုမျိုးအားလို့ခေါ်လို့ရတာလို့မေးလိုက်တဲ့ချိန်မှာတော့ရပါတယ်အဲ့ဒီချိန်မှာတော့အာဆာကလည်းကျွန်တော်တို့နှိမ့်ကြတဲ့တုံးပြားလေးကိုအဲ့လိုပြောပေးတယ်ကျွန်တော်ကကျေးဇူးတင်ပါတယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ထက်စီယာကလည်းအဖိုးကြီးလိုဟာတာတွေလာပြောနေ
နေတဲ့တော်ပြီးမပြောတော့ဘူးဆိုပြီးတော့ထွက်သွားပါတယ်အဲ့ချိန်မှာတော့အာဆာကလည်းမိတ်ဆွေပေါ်ဆိုကအရင်ဘွားကအကြောင်းတွေကိုစဉ်းစားလိုက်ရင်လည်းပဲတက်စီယာကလည်းသူ့အနေနဲ့တခုခုတွေ့တာကြောင့်ပြောလိုက်တဲ့အချိန်မှာတော့အယ်လီယာနိုတိုင်းပြည်ကိုသွားတဲ့ဝင်ပေါက်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီချိန်မှာတော့ဒီနောက်သူတို့လည်းအယ်လီယာနိုတိုင်းပြည်ရဲ့ကိုရောက်လာကနတ်တငယ်စစ်တီရေလို့ထင်ရတဲ့သူတွေကအာဆာကိုရုတ်တရက်ဖမ်းချုပ်လိုက်ပြီးတော့ဓာတ်နဲ့ရွေထားလိုက်တဲ့အချိန်မှာတော့တက်စီယာရဲ့အကြည့်တွေကိုတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာတော့အာဆာတယောက်ချက်တည်သွားပါတယ် episode 4လေးကတော့ဒီမှာနေဆုံးသွားပါတယ် episode 5ရဲ့အစမှာတော့အာဆာတယောက်လည်းဖန်ခံနေရကတက်စီယာကတော့တတိလွတ်နေပြီးအကူကြီးတောင်းဖို့ကြည့်လိုက်တဲ့ချိန်မှာတော့အာစတာတယောက်တောင်သူ့ရဲ့ကြည့်တွေကိုကြည့်ပြီးတော့ကြောင်သွားပါတယ်အာစတာတယောက်ကလည်းငါအနေနဲ့တစ်ချိန်လုံးစဉ်းစားနေကစကလုံးသွားတာပဲရှိတဲ့အရာတွေကိုယုံကြည်ခဲ့တဲ့အဲ့လိုမျိုးအရာတွေကမရှိကြောင်းသိနေတာတောင်ပေါ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲတက်စီယာလည်းတတိပြန်ဝင်လာကအာဆာကိုလွတ်ပေးဖို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့တစ်ဖက်ကနတ်တငယ်စစ်တီတွေကလည်းဒါကရုံညံ့တဲ့လူသားတော်လို့ပြောလိုက်တဲ့ချိန်မှာတော့တက်စီယာကလည်းအာဆာကအဲ့လိုလူမျိုးမဟုတ်ဘဲနဲ့သူ့ကိုတော့ခဲခဲ့တာဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့နတ်တငယ်စစ်တီတွေကလည်းဒီရုံညံ့တဲ့လူသားကခဲတလို့လုပ်ပြီးတော့အုံနောက်ကိုပါဆေးရောလိုက်တဲ့ခွင့်မနိုင်ဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲရက်လိုက်တော့ဆိုတဲ့အတန်နဲ့သူဘိုးတော်တပွေကထွက်လာကဒီလူသားကိုချက်ချင်းလွတ်ပေးလိုက်လို့ပြောလိုက်တဲ့ချိန်မှာတော့နတ်တငယ်စစ်တီတွေတဲ့သူ့မိတ်ကိုနာခံလိုက်ရပါတယ်အဲ့ဒီချိန်မှာတော့ထက်စီယာကလည်းအာဆာနာကိုသွားကအဆင်ပြေရဲ့လားအာဆာကလူဆိုးမဟုတ်ပါဘူးဆိုတာကိုအားလုံးကရက်ဆက်ကြတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဘိုးတော်ကလည်းပျောက်ဆုံးနေရဲ့မင်းသမီးလေးရဲ့အနာမှာရိုင်းဆိုင်တဲ့လူသားတယောက်ရှိနေတာတိတာတဲ့ကိစ္စပဲအဲ့ဒီနောက်သူငါကအာလီယာနိုတိုင်းပြည်ရဲ့ဘယင်ဟောင်းဗီရွန်ဆိုတဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်အဲ့ဒီချိန်မှာတော့ထက်စီယာကလည်းဘိုးဘိုးလို့ခေါ်လိုက်တဲ့ချိန်မှာတော့တက်စီယာကနတ်တငယ်တိုင်းပြည်ရဲ့မင်းသမီးလေးဆိုတာကိုသိသွားပါတယ်အဲဒီနောက်ဗီဒီယိုဆိုတဲ့ဘဲကြီးကလည်းတက်စီယာမင်းပြောပြခဲ့ဘူးလားလို့ပြောလိုက်တော့ဟိုကလည်းဟုတ်သားပဲဆိုကပပမမဆိုပြီးတော့ဘီရင်နဲ့ဘီရင်မလို့ထင်ရတဲ့လူစီကိုပြေးသွားပါတော့တယ်အဲဒီချိန်မှာပဲဘီရင်ကြီးကလည်းရိုင်းဆိုင်တဲ့လူသားကဘာလို့ဒီနားမှာရှိနေရလဲသူ့ကိုချက်ချင်းဖမ်းကြလို့ပြောတဲ့အချိန်မှာတော့ဗီဒီယိုကလည်းငါတားလိုက်တာသူ့အနေနဲ့တက်စီယာကိုခဲခဲ့တယ်ဆိုတာအတိအသားကြီးပဲဆိုပြီးပြောလိုက်ပါတယ်အဲဒီချိန်မှာတော့တက်စီယာကလည်းမရဘူးအာစကသူ့ရဲ့ခြေသူရှင်မှုလို့ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်တက်စီယာကပဲတေချာလေးရဲတိုင်းမှာအဲ့ခံမယ်ဆိုပြီးပြောလိုက်ခါတက်စီယာကအာဆာကိုသွားခေါ်ပြီးရနောက်သူ့အဖေကညုံညင်နေတာကြောင့်ရတယ်မလားဆိုပြီးတော့ဘီရင်ကြီးကိုညုံညင်တဲ့ပုံစံနဲ့တက်စီယာကပြောလိုက်တဲ့အချိန်မှာတော့ဘီရင်ကြီးလည်းမတတ်နိုင်မဲနေပါတော့တယ်အဲ့ဒီအချိန်မှာတော့ဗီဒွန်ကလည်းကောင်လေးတာပြီးလို့ရှိရင်မင်းပြောမဲ့စကားတွေကိုနားထောင်ရတာပေါ့ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့အာဆာကလည်းပါလေဟာဒီဘေးကြီးရဲ့ဆွမ်းအားကထူးဆန်းလိုက်တာဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်အာဆာရဲ့လက်ကိုတက်စီယာကဆွဲတာကသူ့အနေနဲ့မျိုးတဲကိုတောက်ဖို့တက်ခေါ်လိုက်ပါတယ်အာဆာတယောက်ကတော့ဒီမျိုးကြီးကမိုက်တယ်ဟာဒါပေမဲ့စာအုပ်ထဲကဖတ်ထားတဲ့အတိုင်းလူသားတွေနဲ့နတ်တငယ်တွေရဲ့အတိတ်ကစစ်ပွဲကြောင့်အခုချိန်ဒီတော့မုန်းနေကြတော့မဲ့ဒီလိုထူးခြားတဲ့မျိုးရဲ့မြင်ကွင်းကိုဒါမျိုးမျက်လုံးတွေနဲ့ချီးခံလိမ့်မယ်လို့ထင်တော့မထင်ထားဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်အာဆာကလည်းဒီဘက်ကလည်းတူတူပဲငါအနေနဲ့တက်စီကအဲ့ဒီလိုမျက်လုံးတွေနဲ့ကြည့်လိမ့်မယ်လို့မထင်ထားခဲ့ဘူးငါနားမလည်နိုင်ဘူးကွာဆိုပြီးပြောလိုက်ခသူ့ရဲ့နာကျင်မှုကလည်းပြန်ခံစားရတာကြောင့်ငါဒီဟာကိုလည်းနားမလည်နိုင်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ဒီနောက်သူတို့လည်းရဲလိုက်ထဲကိုရောက်လာကအထိန်တော်တွေကိုမြင်တဲ့အခါမှာတော့အထိန်တော်တွေကလည်းပြန်လဲကြိုးဆိုပါတယ်တက်စီကမင်းသမီးလေးတို့ပြောကတက်စီကလည်းအာဆာကိုပါရင်လုပ်ပြီးရင်ကောင်းမလဲဆိုပြီးစဉ်းစားနေပါတယ်အဲ့ဒီချိန်မှာတော့အာဆာကလည်းအဆင်ပြေမယ်ဆိုလို့ရှိရင်ဖြစ်ခဲ့တဲ့ကိစ္စတွေကိုရင်ပြောလိုက်မယ်လေဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်တက်စီကအနေနဲ့သူပြောမဲ့နေရာမှာရှိနေရအဆင်ပြေရတာလို့မြင်တော့တက်စီကလည်းရတယ်ဘာမှမဖြစ်ဘူးလို့ပြောလိုက်ပါတယ်ဒီနောက်အာဆာတယောက်ကပဲမတ်တရက်နေတာကိုတွေ့တဲ့အချိန်မှာတော့အာဆာကိုထိုင်ခိုင်းလိုက်ကသူ့အနေနဲ့တခါလေလက်ဖက်ကြီးပွဲပါပြန်ခိုင်းလိုက်ပါတယ်အဲ့ဒီနောက်ဘယင်ကလည်းငါအနေနဲ့မင်းကိုထပ်ပြီးတော့မိတ်ဆက်ပြရသေးငါကအလီယာနိုတိုင်းပြည်ရဲ့လက်ရှိဘယင်ဖြစ်တဲ့ FDN ဆိုပြီးတော့မိတ်ဆက်လိုက်ပါတယ်အဲ့ဒီနောက်ဟိုဘက်ကအမျိုးသမီးကတော့တက်စီယာရဲ့အမေဖြစ်တဲ့ဘယင်မမယ်ရီယယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဗယ်ရန်ကလည်းသူ့အနေနဲ့သူ့ကိုသူမိတ်ပြန်ဆက်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲအာဆာကသူ့ရဲ့နာမည်ကိုအာဆာလီဗင်လို့မိတ်ဆက်လိုက်ပြီးတော့သူ့အနေနဲ့စပင်နိုင်ငံရဲ့နှိမ့်ကြတဲ့မျိုးလေးတစ်ခုမှမျိုးဖွာလာကပုံမှန်ဆိုလို့ရှိရင်ဒါမျိုး FDN ရဲ့အရှိတော်မှခါစားဝင်တော်ရမှာမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့ဘယင်ကလည်းအော်မင်းကနှိမ့်ကြတဲ့သူတွေလို့ဘယ်လိုပြောရမလဲဆိုတာကိုသိချသင်ခံထားရတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်သူ့အနေနဲ့ဓမြတွေတိုက်ခံရပြီးသူ့မိသားစုနဲ့ခွဲခဲ့တဲ့အကြောင်းကိုပြောပြလိုက်ခါအကုန်လုံးကလည်းအမှန်တရားတွေမဟုတ်ဘူးဆိုပြီးသူ့ရဲ့စိတ်ထဲမှာပြောလိုက်ပါတယ်အဲ့ဒီလိုနဲ့ထက်စီယာမင်းသမီးလေးရဲ့အကြောင်းကိုပြောလိုက်တဲ့ချိန်မှာတော့လေတူးကရုပ်ရည်ပြောင်းလဲသွားတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ယင်ကြီးကလည်းဘာကျွန်းကုန်းတယ်တွေဖမ်းသွားတာဟာလားထင်တဲ့အတိုင်းပဲအဲ့ဒီရိုင်းဆိုင်တဲ့လူသားတွေရဲ့လုပ်ရက်ပေါ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အာဆာကလည်းကျွန်းကုန်းတယ်ဆိုတာအလုပ်တစ်ခုသာဖြစ်ပြီးတော့လူသားမျိုးနွယ်စုမဟုတ်ကြောင်းကိုပြောပြလိုက်ပါတယ်အဲ့ဒီချိန်မှာပဲဗီဒီယိုကမင်းအနေနဲ့ထက်စီယာကိုဘယ်လိုခဲ့တာလဲအပေးယူလုပ်ခဲ့တာလားဒါမှမဟုတ်ချမ်းသာပေးဖို့အတွက်တောင်းပန်ခဲ့တာလားလို့ပြောလိုက်တဲ့အချိန်မှာတော့အာဆာကလည်းကျွန်တော်ကကလေးဆိုတာမှန်ပေမဲ့မော်သုံးပြသူလည်းဟုတ်ပါတယ်လို့ပြောလိုက်တဲ့အချိန်မှာတော့မင်းအနေနဲ့တိုက်ခိုက်ခဲ့တယ်လို့ပြောချင်တာလားဆိုပြီးတော့မေးလိုက်ပါတယ်အဲ့ဒီချိန်မှာတော့နန်းတငယ်စစ်တီတွေကလည်းမင်းအနေနဲ့တိုက်ခိုက်ခဲ့တယ်လို့ပြောချင်တာလားအရှက်မရှိလိုက်တာဆိုပြီးတော့ဓာတ်ထုတ်လိုက်တဲ့အချိန်မှာတော့ဗီဒီယိုကဓာတ်တွေကိုပြန်တင်လိုက်မင်းတို့ကနှခါမပြောဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့တက်စီယာကလည်းဟုတ်တဲ့သူတို့အနေနဲ့ငါ့ကိုရောင်းစားမယ်လို့ပြောစမ်းကြားလိုက်တယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်အာဆာကလည်းသူ့အနေနဲ့မိသားစုနဲ့꿰ခဲ့တာကြောင့်
သူကိုစပင်နိုင်ငံကိုပြန်ပို့ပေးဖို့ဘရင်ကြီးကိုတောင်းဆိုလိုက်တဲ့အချိန်မှာတော့ဗာလေမင်းကထက်စီယာကိုခဲ့ခဲ့တဲ့ဆုလက်အနေနဲ့တောင်းကျင်တာလားမင်းကငါတို့နှစ်တငယ်တွေလူသားတွေဘယ်လောက်မုန်းလဲဆိုတာကိုလည်းသိရဒါပေမဲ့အဲ့ဒါကိုလူသားဖြစ်နေတဲ့မင်းကကျေးဇူးသက်ဖို့ပြောနေတာလားဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အာစတာကလည်းအဲ့ဒါကြောင့်မဲ့လူသားတွေကိုရိုင်းဆိုင်ဆိုပြီးတော့နှိမ်ချခေါ်တဲ့နှစ်တငယ်တွေကလူသားတွေလို့ရိုင်းဆိုင်တဲ့အပြုမျိုးပြန်ပြီးတော့တုံ့ပြန်မယ်မထင်လို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်သူရဲ့ဖာသာကြီးကိုထက်စီယာကကြည့်လိုက်တဲ့အချိန်မှာတော့ကောင်းပြီငါမင်းကိုပို့ပေးမယ်ဒါပေမဲ့ပြင်နိုင်ငံနဲ့ချိတ်ထားတဲ့အရာကိုရဖို့ဆိုလို့ရှိရင်တော့နောက်ထပ်9နှစ်ကြာအောင်မယ်ဒါပေမဲ့မင်းကလူသားတယောက်ဖြစ်နေတဲ့အတွက်အဲ့ဒီ9နှစ်အတွင်းငါမင်းကိုဒီမှာမထားနိုင်ဘူးငါရဲ့စစ်တီတွေနဲ့အတူငါမင်းကိုလိုက်ပို့မယ်ဆိုပြီးပြောတဲ့အချိန်မှာပဲကျေးဇူးတင်ပါတယ်လို့ဆိုကသူ့ရဲ့နာကျင်မှုကလည်းပြန်ပြီးတော့ခံစားလိုက်ရပါတယ်။အဲဒီနောက်အာဆာလည်းနာကျင်မှုကိုစတိုက်ခံစားနေရရင်မဲ့ပို့ဆိုးလာတဲ့ထင်တဲ့တယောက်ယောက်ခဲ့ကြပါအောင်ဆိုပြီးတော့သူ့ရဲ့စိတ်ထဲမှာရေရွက်လိုက်ပါတယ်။ညနေရောက်တဲ့အချိန်မှာတော့သူ့ရဲ့နာကျင်မှုကလည်းအနေငယ်တတလာကသူ့အနေနဲ့ဒီအကြောင်းရင်းကိုရှာမရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်ထက်စီယာတို့မိသားစုလေးတခုပြောနေရကိုတွေ့ရမှာပြပြီးတော့ရေနာတို့နဲ့အဲလီစီယိုဘေကင်ရဲ့လားသူတို့ကလွယ်လွယ်နဲ့တေမာတော့မဟုတ်ပါဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်သူ့အနေနဲ့ပြန်လာမယ်ဆိုလို့ရှိရင်သူ့ကိုရေရေမောမောနဲ့ပြန်ပြီးတော့ကြိုးစိုးနိုင်မှာမလားဆိုပြီးတော့တွေးလိုက်ပါတယ်။ဒီချိန်မှာပဲအာဆာလည်းထွက်လာကအာဆာဆိုတဲ့တန်နဲ့သူ့ထက်စီယာမင်းသမီးလေးခေါ်လိုက်တဲ့အတန်ကိုတော့ကြားမှာဖြစ်ပါတယ်။အဲဒီနောက်သူ့ရဲ့မိဘလေးရိုင်းပြခဲ့တဲ့အတွက်တောင်းပန်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်။ဇာကလည်းအဲ့လိုဖြစ်တာကမင်းသမီးလေးကိုစိတ်ပူတယ်ဆိုတဲ့သဘောပဲမလားဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်အလိုလိုက်ခံရတဲ့မင်းသမီးလေးတူအလိုဆက်ပြီးတော့လိုက်ခံလိုက်ပါဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အာဆာမစနိုင်တော့ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်သူ့အနေနဲ့ပြန်ပြီးတော့သွားလို့ရှိရင်ရေရေမောမောနဲ့ပြန်ပြီးတော့ချိုးဆိုနိုင်မှာမလား။သူနဲ့ဝေးနေတဲ့အတွက်လည်းသူ့ကိုလွမ်းနေပါမလားဆိုပြီးတွေးနေရဆိုပြီးပြောလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ဓာမျိုးဒုက္ခတွေရောက်အောင်လုပ်ခဲ့တာကအာဆာကိုယ်တိုင်ပဲမလို့ပါအဲ့ဒီချိန်မှာတော့ထက်စီယာမင်းသမီးလေးကလည်းတေချာပေါက်ရေရေမောမောနဲ့ချိုးဆိုပြီးလွမ်းနေမှာပေါ့ငါတောင်မှရင်အာဆာထွက်သွားတော့မယ်ဆိုတာကိုသိတော့ဒီလောက်ကြီးကြံနေရဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်ပိုးဆုံးကျူးလေးလူအကောင်လေးတွေထွက်လာတဲ့ချိန်မှာတော့အာဆာကလည်းအဲ့ဒီຢာတွေကိုကြည်ကအဲလစ်နဲ့ရေကိုမြင်အောင်လိုက်ပါတယ်အဲ့ဒီချိန်မှာတော့အာဆာတယောက်ကလည်းအတိတ်ကိုပြန်တွေးလိုက်ကတောင်းပန်ပါတယ်ထက်စီယာလို့ပြောလိုက်ပေမဲ့ဟိုကမချလိုက်တာကြောင့်ဘာမှမပြောဘဲနေလိုက်ပါတယ်။နှစ်ယောက်စလုံးကလည်းပန်းလေးတွေကိုကြည်နေကအဲ့ဒီချိန်မှာပဲဘဲကမှမသိရတိုက်ခိုက်မှုစုံတွေဝင်လာတာကြောင့်အာဆာကလည်းအဲ့ဒီတိုက်ခိုက်မှုကိုအမြန်ဖမ်းလိုက်ခရုပ်ရည်တုံ့ပြန်လိုက်တဲ့အချိန်မှာတော့မင်္ဂလာပါဆိုတဲ့နှုတ်ဆက်တန်တဲ့သူဗီဒီယိုကိုတွေ့မြင်မှာပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာတော့အာဆာကလည်းခမရအနေနဲ့ခမရမြေးကိုတတ်ဖို့လုပ်နေတာလားဆိုပြီးမေးလိုက်တဲ့အချိန်မှာတော့ဗီဒီယိုကလည်းအဲ့လိုရမျိုးနဲ့လူတက်လို့ရလို့လားဆိုပြီးတော့ပြန်ပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အာဆာကလည်းသူ့လက်ထဲရအရာကိုကြိတ်တဲ့အချိန်မှာတော့ပန်းမွန်လေးတွေဖြစ်နေပါတယ်။အဲ့ဒီချိန်မှာတော့ဗီဒီယိုကလည်းမင်းအနေနဲ့ကုန်းတဲ့တွေကိုတိုက်ခိုက်ခဲ့တယ်ဆိုတာအမှန်ပဲဖြစ်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲမင်းသမီးလေးကလည်းအာကိုအနိုင်မကျင့်တဲ့ဆိုကပြုံပြောတဲ့အချိန်မှာတော့ဗီဒီယိုကလည်းငါအနေနဲ့အနိုင်ကျင့်ဖို့တကူးတကဒီကိုလာစေရလားအတော်ကြာမှစိတ်ဝင်စားတဲ့တက်ရှိနဲ့တွေ့လို့ဆိုပြီးတော့ပြောလိုက်ခသူ့ကိုဓာပေးပြီးတော့တိုက်ခိုက်ဖို့ပြောလိုက်ပါတယ်။အဲဒီနောက်တိုက်ခိုက်မှုတွေကိုရှော့ချတွေဖို့အတွက်မနာသုံးမိမဲ့တဲ့ဒီထက်ပိုပြီးတော့လူတွေကအယမ်းမြန်နေတာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်။အဲဒီချိန်မှာပဲအလစ်ကိုဝန်တိုက်ပြီးဆိုကသူ့အနေနဲ့ဓာတ်နဲ့ထိုးလိုက်ပေမဲ့လည်းဟိုကဓာတ်ကိုချိုးလိုက်တဲ့အချိန်မှာတော့ဓာတ်စာလေးကတစီယာကိုသွားထိမှာဆိုလို့အာဆာအနေနဲ့ကာကွယ်ပေးလိုက်ပါတယ်။အဲဒီနောက်သူ့ရဲ့မန်နာတွေကိုတုံကဝင်ပြီးတော့တိုက်ခိုက်လိုက်တဲ့အချိန်မှာပဲအဖိုးကြီးကကာလိုက်ခသူကလည်းသူ့အနေနဲ့တတ်မှရမယ်ဆိုကသူ့ရဲ့ကောင်းကိုတက်ပြီးတော့နိုင်ရတဲ့ပုံစံမျိုးလုပ်လိုက်ပါတယ်။အဲဒီနောက်တစ်ချိတိုက်ဖို့အတွက်လုပ်လိုက်ပေမဲ့လည်းတော်ပြီးအနိုင်ကျင့်တာတော်ပြီးဆိုပြီးပြောလိုက်ပါတယ်။အဲဒီနောက်ဟိုကလည်းသူ့အနေနဲ့အလျှော့ပေးလိုက်လို့ရှိရင်ဟိုကငါ့ကိုပြန်နိုင်ကျင့်သွားလိမ့်မယ်ဆိုပြီးတော့တစီယာကိုပြန်ပြောလိုက်ပါတယ်။အဲဒီချိန်မှာတော့အာဆာကလည်းဗီယွန်စီကနေအဲ့လိုချီကျူးခံရတာသူ့အနေနဲ့ဂုဏ်ယူပါတယ်လို့ပြောလိုက်ပါတယ်။အဲဒီချိန်မှာတော့မင်းအနေနဲ့ဂုဏ်ယူလို့ရှိရင်ငါရဲ့တပည့်ဖြစ်လာလိုက်ဆိုပြီးပြောလိုက်ပါတယ်။အာဆာကလည်းနောက်နေတဲ့ထင်ကကျွန်တော်အနေနဲ့ကျွန်တော်ရဲ့မိဘတွေကိုဘေးကင်းကြောင်းပြောအောင်မယ်လို့ပြောလိုက်တဲ့အချိန်မှာတော့မင်းအနေနဲ့မင်းရဲ့မိဘတွေကိုဘေးကင်းကြောင်းပြောပြီးလို့ရှိရင်ငါ့ချီမှာတပည့်ဖြစ်ခံယူမှာလားလို့မေးလိုက်ပါတယ်။အဲဒီချိန်မှာပဲရုတ်တရက်အာဆာရဲ့မန္နာခိုးကနာလာကတကယ်ပဲမင်းကမန္နာပီစ်ရဲ့ဆန္ဒကိုလက်ခံထားရတာပဲမင်းအနေနဲ့ငါတပည့်ဖြစ်လာလိုက်အဲ့လိုမှမဟုတ်ရင်မင်းတည်လိုက်မယ်လို့ပြောလိုက်တဲ့အချိန်မှာပဲ episode 5လေးကလည်းဒီမှာတင်ဆုံးသက်သွားပါတယ်။ episode 6ရဲ့ဆာမှာတော့အာဆာအနေနဲ့ဘယ်မှမသိတဲ့နေရာတစ်ခုကိုရောက်နေခသူ့ရဲ့ဘိုက်ထဲကနေမကောင်းဆိုးဝါးတစ်ကောင်ထွက်လာတာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်။ဒီချိန်မှာတော့အာစတာကလည်းဒီကမကောင်းဆိုးဝါးကငါရဲ့လေးလံတဲ့တာဝန်တွေကနေထွက်လာတာလားဒါမှမဟုတ်ငါရဲ့စိတ်ပူပန်မှုတွေကနေထွက်လာတာလားဆိုပြီးတွေးနေတဲ့အချိန်မှာပဲအာတိုဆိုတဲ့အတန်နဲ့သူချက်စီယာတယောက်အနေနဲ့သူ့ကိုလာနိုးတာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်။အဲဒီချိန်မှာတော့အာစတာကလည်းတောင်းပန်ပါတယ်အိမ်မက်ထဲကမကောင်းဆိုးဝါးငါ့ကိုနောက်ထပ်9မိနစ်လောက်ဆက်အိတ်ခွင့်ပေးပါဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဘသူ့ကိုမကောင်းဆိုးဝါးလို့ခေါ်တာလေအမြန်ထတော့အဖိုးဆောင်နေပြီဆိုပြီးတော့တက်စီယာကလည်းအာဆာကိုပြောလိုက်ပါတယ်အဲဒီနောက်တက်စီယာကလည်းဒီမှာတကယ်နေတော့မှလာလို့မြင်တဲ့အချိန်မှာတော့အာစတာကလည်းအတီတွေဦးဒီခီးကပြန်လာရင်တော့တခြားတိမယ်ထင်တယ်မင်းသမီးလေးလို့ခေါ်လိုက်တဲ့အချိန်မှာတော့သူ့ကိုမင်းသမီးလေးလို့မခေါ်ဖို့အတွက်အာဆာကိုနှိမ်ဆွဲလိုက်ပါတယ်ဘီရင်ကြီးကလည်းသူ့ရဲ့အဖေကိုဒီမှလူသားတယောက်ထားမယ်ဆိုတော့လှုံထုံလို့ဆိုနေမညီဘူးဘာလို့ထားချင်တာလဲလို့မေးတဲ့အခါမှာတော့ငါသူ့ကိုသဘောကျတယ်အဲ့ဒါနဲ့တင်လုံလောက်ပြီဆိုပြီးပြောလိုက်ပါတယ်အဲဒီချိန်မှာပဲတက်စီယာကလည်းသူကသမီးကိုကယ်ခဲ့တာနော်ဆိုပြီးတော့ပြောကဘီရင်ကြီးကလည်းမင်းကကယ်ခဲ့တာနဲ့တင်ချေးသူတင်နေရလားဆိုပြီးမေးတဲ့အချိန်မှာပဲတော်
ကျော်လောက်ပြီးလာခဲ့တော့ဆိုပြီးတော့သူတို့နေရာကိုခေါ်လိုက်ပါတယ်အာဆာကလည်းအတိအိမ်ကိုရောက်ဖို့ဘယ်လောက်လိုသေးလဲဖိုးဖိုးဆိုပြီးတော့တက်စီရလို့ခေါ်လိုက်တာကြောင့်ဖိုးဖိုးတယ်လားငါအနေနဲ့မင်းရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲတက်စီရတယောက်ကအိပ်ပျော်သွားတာကြောင့်သူမနဲ့စောစောထားတာမလို့လေဆိုပြီးတော့ရှင်းပြလိုက်ပါတယ်အဲ့ဒီနောက်ဗီဒွန်ကပဲဒီကလေးကဒီတိုင်းပြည်ရဲ့စက္ကန့်သူအဖြစ်အမိတွင်နေတဲ့ကလေးကနေလူကြီးရဲ့ဆုံးအပေါ်ရအနေနဲ့ပဲတွေ့ကြတော့သူအနေနဲ့ကြားထဲမှာနယံချားတယ်လို့ဖြစ်ခခွက်ခွာနေလာတယ်ဆိုပြီးပြောလိုက်ပါတယ်ဒါပေမဲ့မင်းနဲ့အတူရှိရဲ့အချိန်မှာတော့သူကပြုံးပြောနေတဲ့ဒီကလေးရဲ့ပြုံးပြောကိုအကြာကြီးနေမှတွေ့ရတယ်လို့ဖြစ်နေတဲ့အဲ့ဒါအတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့အာဆာကလည်းလိုအပ်လာလို့ရှိရင်ဒီလိုကလေးကိုတောင်မှကျေးဇူးတင်တဲ့ကပြောတဲ့သူကယုံရတော့တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ဘယင်ဟောင်းဖြစ်တဲ့ဗီဒွန်တော်မှရင်သူ့စီကိုကိုယ်တိုင်လာတယ်ဆိုတော့ဒီလူကဘလို့လူများပါလဲဆိုပြီးတော့အာဆာကတွေးနေကဗီဒွန်ကလည်းအရှိကိုရှောက်တော့ကတကားကို6နဲ့ဆောင်ကန်ကအဖွားကြီးထွက်ခဲ့စမ်းဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလူတယောက်ကတကားကိုဖွင့်ကအလာမော်နဲ့ကြားရတဲ့ဆောက်ဖိုးကြီးဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ဗီဒွန်ကလည်းသူ့ရဲ့မိတ်ဆွေအောင်ဖြစ်တဲ့ရီနီယာဆိုပြီးတော့မိတ်ဆက်လိုက်ပါတယ်အဲ့ဒီနောက်သူ့ကိုထူးခြားတဲ့မော်အသုံးပြုသူလို့မိတ်ဆက်လိုက်တာကြောင့်သူကလည်း Alice တို့လိုပဲနေမယ်ဆိုပြီးတော့အာဆာကတွေးလိုက်ပါတယ်အဲ့ဒီနောက်အာစတာကလည်းတွေးရတာဝမ်းသာပါတယ်ဆိုပြီးမိတ်ဆက်လိုက်ကရီနီယာကလည်းထဲထဲဝင်ခဲ့တခါတည်းစားကြတာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်အာစတာကလည်းမိရတာအာနာပေမဲ့ပို့ပို့ပြောတာကတော့ကျွန်တော်ကိုမိဘတွေနဲ့ဆက်သွယ်နေအောင်လုပ်ပေးမယ်သူဆိုပြီးတော့ပြောလိုက်တာကြောင့်ဘွားကြီးကလည်းအဖိုးကြီးကိုကြည့်ကဖိုးတယ်လားဒီကလေးကအားနေတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်သူကပဲကောင်းလေးမင်းကထူကြတာပဲမင်းရဲ့တချို့စိတ်ပိုင်းတွေကို9000ချီလို့မရဘူးဆိုပြီးပြောလိုက်ပါတယ်ကဲဒါပေမဲ့ဒီနေ့မင်းလာတာကမင်းရဲ့နာခက်ကိုကြည့်ဖို့လာတာမဟုတ်ဘူးမင်းရဲ့မိဘတွေနဲ့ဆက်သွယ်ဖို့လာတာမလားဆိုပြီးတော့ပြောကအဲ့ဒီနောက်အာစတာကိုမင်းနေနဲ့မင်းရဲ့မိဘတွေအကြောင်းစဉ်းစားလိုက်တိတိကျကျပုံစံလေးနဲ့စဉ်းစားလိုက်ဒါပြီးလို့ရှိရင်သူတို့ကိုတွေ့မင်းစကားပြောလိုက်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်ရေကလည်းဒီနေ့စတူးချက်တာလားဆိုပြီးမင်းလိုက်တဲ့အချိန်မှာတော့ Alice ကလည်းဟုတ်တယ်ရှင်အာဆာရဲ့ရမ်းကြိုက်တာလေးဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အတိတ်ကအကြောင်းတွေကိုပြန်ပြီးတော့မှတ်မိသွားပါတယ်တိမ်မှာအာဆာအောက်ကိုပြေးကြသွားတဲ့အချိန်မှာတော့ Alice ကလည်းသူ့ဘာလိုက်သွားမယ်လို့ပြောပါတယ်အဲ့ဒီနောက်ရေကလည်းအဲ့ဒီသတင်းကိုကြားလိုက်တဲ့အချိန်မှာတော့ရက်တွေပဲတောက်နေကမင်းနေနဲ့ဒီလိုလုပ်ပြီးသွားမှာလားသူကပြောလိုက်တဲ့အချိန်မှာတော့သူလည်းအသိပြန်ဝင်လာကနှစ်ယောက်လုံးကတော့စိတ်တကြနေပါတယ်အဲ့ဒီလိုနဲ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုပြန်ပြီးတော့မြင်အောင်ကအဲ့ဒီနေကသာမမရဲ့ပိုက်ထဲမှာကလေးရှိရဲ့ကာဝယ်ပေးလို့တော့မပြောလို့ရှင်အဲ့လိုဖြစ်မှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အချိန်မှာတော့နှစ်ယောက်လုံးလည်းဝမ်းနေနေတဲ့အချိန်မှာပဲမဆိုတဲ့ခေါ်တဲ့နဲ့ကျူအာချရဲ့တန်ကိုတော့ကြားလိုက်မှာဖြစ်ပါတယ်အာဆာအနေနဲ့ကလည်းအလီယန်တို့တိုင်းပြည်မှာရောက်နေတာဖြစ်ပြီးတော့ထူးဆန်းတဲ့မော်ဆက်သွယ်တစ်ခုနဲ့ဆက်သွယ်နေတာဖြစ်ပကသူအနေနဲ့ချက်ချင်းပြန်လာခြင်းပေမဲ့လည်းကုစရာတွေရှိရကြောင်းဒီမှာကုသပြီးမှပဲပြန်လာရမှာဖြစ်ကြောင်းနဲ့စိတ်မပူဖို့လည်းပြောလိုက်ပါတယ်အဲဒီနောက်ကိုအပြစ်တင်မနေဖို့ကိုပါတခါလေးပြောလိုက်တဲ့အချိန်မှာတော့သူတို့နှစ်ယောက်လုံးလည်းပြောရှင်ကအာဆာကလည်းအဲဒီလိုနဲ့အာဆာတယောက်ကလည်းပြောရင်းနဲ့မျက်ရည်ကျလာကနောက်တစ်ခါဒီလိုမျက်နှာမျိုးဘယ်တော့မှဖြစ်တော့ဘူးဆိုကငိုတာကိုရက်လိုက်တော့ပါတယ်အဲဒီနောက်အာဆာကလည်းဗီဒွန်ကိုတပည့်ဖြစ်လက်ခံပေးပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်တက်စီယာကလည်းအာဆာကိုလက်ခံပေးဖို့ပြောနေကဗီဒွန်ကလည်းမင်းသမီးပြောတဲ့အတိုင်းပဲအာဆာကိုငါကိုယ်တိုင်တိုက်ရိုက်လေ့ကျင့်ပေးမယ်တတိုင်းပြည်လုံးကိုအတီးပေးလိုက်ဖြစ်လာတဲ့ပြည်သက်များကိုငါခံမယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ဘယင်ကလည်းမင်းအနေနဲ့ကငါရဲ့သမီးရဲ့အသက်သခင်ကျေးဇူးရှင်လည်းဖြစ်ကငါအဖေရဲ့ပထမဆုံးတပည့်လည်းဖြစ်တဲ့အဲကြောင့်ငါမင်းကိုကြိုးဆိုပါတယ်ဆိုပြီးတော့နောက်တစ်ခါကြိုးဆိုလိုက်ပါတယ်အဲဒီနောက်ဘယင်မကလည်းသူတို့တောင်းပန်တာကိုလက်ခံပေးဖို့နဲ့ဒီနေရာကိုအိမ်တို့သဘောထားနေပါဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ထက်စီယာကလည်းတကယ်တောင်းပန်လို့ရှိရင်အပြင်မှာထက်ဆော့ခင်ပေးလေဆိုပြီးတော့အာဆာနဲ့ထက်ဆော့ခွင့်တောင်းလိုက်ပါတယ်အာစတာတယောက်ကလည်းနတ်တငယ်တွေတဲ့မျိုးတွေကိုခုမှရောက်ဖူးတာပဲစိတ်ဝင်စားစရာတွေတော်တော်များတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်ထက်စီယာနဲ့အာဆာတို့ကပြေးလာကတယောက်ကိုဝင်တိုက်မိရဲ့အချိန်မှာတော့အာစတာကလည်းတောင်းပန်လိုက်ခအဲ့ဒီကောင်ကတော့ယွန်စရာကောင်းလိုက်တာလူသားဘုံမတွေကတ်ကုန်ပြီဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်အဲ့ဒီကောင်ကပဲမင်းအနေနဲ့ဗာရွန်ကသဘောကျတာနဲ့ပဲဒီနေရာမှာနေခွင့်ရသွားတာမဟုတ်ဘူးလို့ဆိုပြီးတော့ဟန်ပါပြောလိုက်ပါတယ်အာစတာကလည်းနေစက်ငါဒီကောင်ကိုစားကျင်စိတ်ဝင်လာယူရဲဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့တပတ်ကကောင်ကလည်းမင်းသမီးလေးကျင်လာတာကိုသိပေမဲ့ဒါမျိုးလူသားတွေနဲ့နေတာကမင်းသမီးလေးရဲ့ကောင်ကိုညှိုးနှမ်းစေရနော်ဆိုပြီးပြောလိုက်ပါတယ်မင်းသမီးလေးကိုဒီက Ferris E-Visa ကပဲလမ်းပြစေဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အာစတာကဘာ Ferris E-Visa ဟာလားဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့ကောင်ကလည်းမင်းအနေနဲ့ငါ့ရဲ့ကုန်တဲ့ကိုသိရပဲဆိုကနာမည်မှားခေါ်တာသိသွားပြီးစိတ်ဆိုးသွားပါတယ်အဲ့ဒီချိန်မှာတော့အာစတာကတဲ့ဒီလောက်အံ့ဩစရာကောင်းတဲ့ညဉ့်ကြီးရှင်ကအရှိမရှိနေတာကိုသတိမထားမိလိုက်ဘူးနောက်တစ်ခါဆိုလို့ရှိရင်နှင်းကြတဲ့ကျွန်တော်ကပဲယဉ်ကျေးပြပါမယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်သူတို့လည်းထွက်သွားဖို့လုပ်တဲ့အချိန်မှာတော့မင်းအနေနဲ့ရွေးတာကိုငါမသတိမထားမိများထင်နေလားငါအနေနဲ့ E-Visa ရဲ့ကုံကိုခေါ်ကမင်းကိုစီးရင်ထိုးဖို့ဖိတ်ခေါ်တယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်မင်းသမီးလေးကဝန်သားပေမဲ့လေတောင်းပန်ပါတယ်မင်းသမီးလေးဒါပေမဲ့ဘသူကိုမှမာနကိုအထီးပါမခံနဲ့လို့အဖေကတင်ပေးထားတယ်ဆိုပြီးတော့စီးရင်ထိုးဖို့ပဲဆက်လုပ်ပါတယ်အဲ့ဒီချိန်မှာဟိုကောင်ကလည်းမင်းအနေနဲ့စီးရင်ထိုးမလားဒါမှမဟုတ်မြောက်လို့မိကိုပြမလားမင်းရဲ့ဆုံးဖြတ်ချက်ကမင်းရဲ့ဆရာရဲ့ကုံကိုထိနိုင်တယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်ဘေးကနေလကားရတိုင်းထိုင်ကြည့်မဲ့သူတွေကိုတွေ့မြင်မှာဖြစ်ပြီးတော့ဟိုကောင်ကလည်းမင်းသမီးလေးကိုတိုင်လုပ်ပေးပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီလိုနဲ့ Fresh Smith ဆိုတဲ့ကောင်ကလည်းအလီယာနိုတိုင်းပြည်မှာနေပြီးတော့မြန်မာလူကြီးဝင်လာတာကြောင့်အာစတာကလည်းပုံမှန်လေးထိုးလိုက်တဲ့အချိန်မှာတော့ဟိုကောင်ကလည်းလွှမ်းစင်ထွက်သွားပါတယ်အာစတာကလည်း
ဟာပြီးသွားပြီလားလို့မေးလိုက်တဲ့အချိန်မှာပဲထက်စီယာကလည်းဒီလိုဖြစ်လာမယ်ထင်သားပဲဒီကနေမြန်ဆုံးထွက်သွားအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်သူတို့လည်းမြို့ထဲကိုရှောက်လေကြပါတော့တယ်ဒီချိန်မှာပဲအာစတာကိုထက်စီယာကလည်းမနှက်ပြန်ဆိုရင်လေ့ကျင့်ရင်စားတော့မယ်စိတ်လှုပ်ရှားနေမလားဆိုပြီးတော့မေးလိုက်ပါတယ်အာစတာကလည်းအင်းဟုတ်တယ်နော်လို့ပြောလိုက်တဲ့အချိန်မှာတော့တခုခုဖြစ်လို့လားဆိုပြီးတော့ထက်စီယာကမေးလိုက်ပါတယ်အာတာတယောက်အနေနဲ့ကတော့ဟိုနေ့တုန်းကဗီဒီယိုပြောခဲ့တာကိုပြန်ပြီးတော့မှတ်ရနေပါတယ်ဗီဒီယိုတယောက်ကတော့ငါရဲ့လေ့ကျင့်မှုတွေကကြံတန်းလိုက်မဲ့မင်းအနေနဲ့မင်းရဲ့မိသားစုထောက်ပံ့မပါဘဲနဲ့တခြားနိုင်ငံကိုလာပြီးတော့လေ့ကျင့်ရတာဆိုတဲ့အတွက်မင်းလုံလာရှိရမယ်အဲဒီလိုလိုက်လို့တဲ့အတွက်မင်းအနေနဲ့ရလက်ကောင်းနေရလိမ့်မယ်ငါမင်းကိုထပ်မိမဲ့မင်းအနေနဲ့လှုပ်ရှင်ရှိရှိလားဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်သူကပဲမန္နာခိုးရဲ့နာကျင်မှုနဲ့ပတ်သက်ပြီးတော့မင်းအခုစိတ်မပူသေးနဲ့အောင်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်သူကလည်းမနှက်ဖြန်အတွက်ငါစိတ်လှုပ်ရှားနေပြီဒီရောက်ဖို့အတွက်အမျိုးမျိုးကြော်ဖြတ်ခဲ့ရတဲ့မိသားစုနဲ့လေ့ကျင့်တဲ့အချိန်လေးဘာတွေပေါ့အနာကကိုကိုတိုင်းဆုံးဖြတ်တာပဲမလို့ပြောလိုက်တဲ့အချိန်မှာတော့ထက်စီယာကလည်းငါလည်းစူးစမ်းရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်နောက်အာစတာကလည်းဘာကိုစူးစမ်းမှလဲလို့မေးလိုက်တဲ့အချိန်မှာတော့အာစတာကိုမရှုံးအောင်လို့စူးစမ်းမှာပေါ့ဆိုပြီးပြောလိုက်ပါတယ်အာစတာကလည်းဒီနေ့ကစပြီးတော့စတော့မယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့သူ့ရဲ့တွေးထဲမှာဒီကဘာမှာအချိန်ကြီးတော်တော်ကုန်တာမြန်တာပဲငါအနေနဲ့ပို့ပြီးတော့ကြီးတာကပို့ပြီးတော့လည်းရင်းကျက်လာတဲ့ဒါပြီးတော့ခီးတန်းချင်းကြီးကလည်းတော်တော်ရှုပ်ထွေးတဲ့ရှေ့လျှောက်လဲပို့ပြီးတော့ခက်ခဲတဲ့လမ်းတွေစောင့်နေမယ်ဆိုတာမမှားနိုင်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ဒါပေမဲ့အခုပြစ်စုံပန်ကိုတော့အရင်အာယုံစိုက်ကြတာပေါ့ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ထက်စီယာကလည်းအာဆာကိုလာနိုကအခုချိန်ထိမနိုးသေးဘူးလားအာဆာဆိုပြီးတော့သူ့အနေနဲ့မန္နာသုံးပြီးနှိုးလိုက်တဲ့အချိန်မှာတော့ဟိုကလည်းအရှုံးပေးပါပြီလို့ဆိုကဟိုလာပါတော့တယ်အဲဒီနောက်သူ့ကိုညင်ညင်သာသာနှိုးပြီးလို့မရဘူးလားထက်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ပထမဆုံးတော့ငါလည်းညင်ညင်သာသာနှိုးတာပဲဒါပေမဲ့နင်ကမှနှိုးတာဆိုကဒီပိုင်းလေးကတော့ဒီမှာတင်ဆုံးသက်ထားပါတယ်episode 7ရဲ့အစမှာတော့အာဆာအတွက်ဆိုကထက်စီယာကဟမ်ဘာဂါတစ်ခုကျွေးလိုက်ပြီးတော့ဒီလိုမိမလာလေးလုပ်ပေးတာမျိုးကိုစားတင်တယ်နော်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဟိုကလည်းမိမလာလေးလို့ဆိုပြီးတော့သူ့ကိုမယုံတန်ကကြည့်လိုက်ပါတယ်အဲဒီနောက်ထပ်တစ်ပိုင်းမှာတော့မနေ့ကြီးစောကြီးထပြီးတော့လုပ်ပေးထားတာကိုနင်ကဆိုပြီးတော့လိုက်ပြီးတော့တိုက်ခိုင်းနေတဲ့အကြောင်းကြည်ပုံရမင်းတို့အနေနဲ့သွေးပူလေးချင်းကန်လုပ်ဖို့မလိုတော့တဲ့ပုံပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်အာစတာနဲ့ထက်စီယာတို့ကလည်းစတင်တိုက်ခိုက်ကနောက်တစ်ဆင့်ကိုတက်ကြတာပေါ့ဆိုပြီးတော့ဗီယွန်ကသူ့ရဲ့စိတ်ထဲမှာတွေးလိုက်ပါတယ်အဲဒီနောက်တစ်ခါမှာတော့ဗီယွန်ကလည်းအခြေခံမန်နာတွေကိုကျွမ်းကျင်အောင်လုပ်ပြီးတော့မီးရည်လေးမီဆိုတဲ့ element တွေကတခုကိုရအောင်လုပ်နိုင်တယ်ဆိုပြီးတော့သူကိုရှင်းပြကသူတို့နတ်တငယ်တွေကတော့လေဖြစ်ပြီးတော့ရေနဲ့မြေကိုကျွမ်းကျင်တဲ့လူဘူးလေးတွေကတော့မီးနဲ့မြေကိုကျွမ်းကျင်တဲ့ပြီးတော့လူသားတွေကတော့လေးမျိုးလေးစားလုံးသော element တွေကိုထိန်းချုပ်နိုင်တယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီ element တွေကလူနဲ့လိုက်တဲ့အရာကိုရပြီးတော့လူတစ်ယောက်ကိုမျိုးစားတစ်ခုပဲရနိုင်တယ်ဆိုပြီးပြောလိုက်ပါတယ်ဒါပြီးတော့ရှာပါတဲ့ element တစ်မျိုးထက်ပိုပြီးတော့ထိန်းချုပ်နိုင်တဲ့သူမျိုးရှိပေမဲ့အဲ့ဒါကတော့ချွင်းချက်ဆိုပြီးပြောပြလိုက်ပါတယ်အဲ့ဒီချိန်မှာတက်စီယာကဘာလို့အာဆာကသူ့လိုမော်တုံးပြီးတော့မလေးကျင်တာလဲလို့မေးတဲ့အချိန်မှာတော့ဗီဒီယိုကလည်းအတိသားကြီးပဲလေအာနယ်လို့သူ့ရဲ့မန်နာခိုးထဲမှာ BC ရဲ့ဆန္ဒကအိတ်ဆက်နေတဲ့ပြီးတော့အဲ့ဒီကြီးမားတဲ့ဟာကလို့ပြောလိုက်တဲ့အချိန်မှာပဲအာဆာလည်းနာကျင်မှုကိုခံစားလိုက်ခဗီယွန်ကလည်း B ရဲ့ဆန္ဒကကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့မန်နာခိုးကိုဟန်ချက်ပြတ်အောင်ဖျက်ဆီးနေရဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အာဆာကလည်းမန်နာ Peace ဟောလာဆိုပြီးတော့ဆလီဗီယာရဲ့ဘုံရိပ်ကိုမြင်အောင်လိုက်ပါတယ်အဲ့ဒီနောက်သူကိုခန္ဓာကိုယ်နဲ့မန်နာနဲ့သားကြအောင်အရင်လောက်ရမယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့ထက်စီယာကသူ့ကိုကြည့်ရကြောင့်ဘာလဲဆိုပြီးမေးလိုက်တဲ့အချိန်မှာတော့ဘာလို့ဆိုငါရိုက်လိုက်တာကအခုချိန်ဒီနာသေးရမလားဆိုပြီးမေးလိုက်ပါတယ်ဟိုကလည်းနင်ကအဲ့လောက်အားကြီးနဲ့ရိုက်မှတော့နာတာပေါ့ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်အာဇာကလည်းနတ်တငယ်တွေက10နှစ်မြောက်ခင်းနိုးထားလို့ရှိရင်သူတို့ကိုအရေးချင်းရှိရလို့ပြောကြတယ်ဒါပေမဲ့သူကတော့9နှစ်နဲ့နိုးထားခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အဲဒီနောက်သူရဲ့သေးချင်းပဲဖြစ်လာတာပေါ့အဲဒီနောက်ဗီဒွန်ကလည်းမင်းရဲ့မန်နာကိုစ်ကိုမိညီမဲ့ပူတလောက်နည်းနည်းခံစားရမယ်အဲ့လောက်ကြီးကြီးမားမားမဟုတ်ဘူးဆိုပြီးပြောပြလိုက်ပါတယ်အဲဒီနောက်အာဇာကလည်းအစင်တက်မှာပဲဆိုကမြင်ကြီးလိုက်တဲ့အချိန်မှာကတော့အာဆာရဲ့ခန္ဓာကိုယ်တွေကနေဘာမှမသိတဲ့ဆွမ်းအားကြီးတစ်ခုကထပြီးတော့ပေါက်ခွဲတာကိုတွေ့မြင်မှာဖြစ်ပါတယ်အဲ့ဒီဆွမ်းအားရဲ့တန်ကြောင့်ဘေးဘက်ဝန်းကျင်ကရှိတဲ့ပစ္စည်းတွေလည်းလွန့်စင်ထွက်ကုန်ကသူ့အနေနဲ့အင်ကြီးပါပြဲပြီးတော့သူ့ရဲ့မျက်ကွင်းအောင်မှအမတ်သားလေးပေါ်လာကတရုတ်တရဲ့သတိမိသွားတာပါတယ်အဲ့ဒီအရာကိုမြင်လိုက်တဲ့ချိန်မှာတော့ဗီယွန်တယောက်လည်းဆွမ်းအားသွားပါတယ်အဲ့ဒီနောက်အာဆာကိုနန်းတော်မှာတိတ်ထားကဗီယွန်အနေနဲ့သူ့ရဲ့ဘေးမှာရှိပြီးတော့သူ့နိုးလာတဲ့ချိန်မှာတော့မင်းအနေနဲ့တခုခုတည်ထားလားဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့အာဆာကလည်းသူကငကားပါလို့ပြောလိုက်တဲ့ချိန်မှာတော့ဗီယွန်ကလည်းအံ့ဩသွားကမဖြစ်နိုင်တာမဟုတ်ဘူးတကယ်လေအဲ့ဒါကအစ်စ်မှန်ပဲဆိုပြီးတော့သူ့ကိုသူပြန်ပြောလိုက်ပါတယ်အဲဒီနောက်ဗီယွန်ကပဲအဲ့ဒီကြောင်ကိုဘယ်သူမှမပြောနဲ့ငကားရဲ့ဆန္ဒကမလိုလားအပ်တဲ့ဗဟေတိကြီးဖြစ်လာလိမ့်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့စိတ်ပူပြီးလို့ကျေးဇူးပါဆိုပြီးအာဆာကပြောလိုက်တဲ့ချိန်မှာပဲပြီးတော့မင်းအနေနဲ့နောက်ထပ်၄လရှိလို့ရှိရင်မင်းရဲ့နိုင်ငံကိုပြန်ရမယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့နှစ်တောင်လို့သေးရမဟုတ်ဘူးလားဆိုပြီးမေးလိုက်တဲ့ချိန်မှာပဲနိုင်မီ၃ခုအနေနဲ့လူငယ်တွေရဲ့ယဉ်ကျေးမှုဖလှယ်တဲ့အနေနဲ့လုံးမဲ့ပွဲတွေတခုရှိတဲ့အဲ့ဒီပွဲမှာဂိတ်ကပွင့်နိုင်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်အာဆာကိုမင်းအနေနဲ့မင်းမိ
မိသားစုနဲ့တွေ့ရတော့မယ်မလားလို့ပြောလိုက်တဲ့အချိန်မှာပဲဟုတ်တယ်နော်ဆိုပြီးတော့အာဆာကပြောလိုက်ပါတယ်အဲဒီနောက်တက်စီယာကတိပြီးပြီလားလို့မေးလိုက်တဲ့အချိန်မှာဟောအခုချိန်တော့တိပြီးလောက်ပေါ့ဆိုကနားဖို့ပြောပြီးတော့သူကထွက်သွားပါတယ်အဲဒီနောက်အာစတာကလည်းနောက်လေးလာတဲ့တိုလိုက်တာအဲဒီချိန်မှာပဲသူ့အနေနဲ့ဘေးကနေအကွဲတဲ့တန်ကိုကြားလိုက်တဲ့အချိန်မှာတော့ဆလေဗီယာရဲ့ဆန္ဒကတကယ်ပဲဥပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်အဲဒီဥတွေကနေပြီးတော့ချစ်စရာကောင်းတဲ့အကောင်လေးထွက်လာကအာစတာတယောက်ကလည်းသဘောကျနေပါတယ်အဲဒီနောက်မင်းကငကဟုတ်တယ်မလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာပဲဟိုကသူ့ကိုကိုက်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့လက်မဘာမှမသိတဲ့တစိမ့်ကြီးတစ်ခုပေါ်လာကသူ့အနေနဲ့လုံတယောက်ကစကားပြောတဲ့တန်ကိုကြားလိုက်ခအဲ့လိုကိုက်လိုက်တဲ့အတွက်သူ့အနေနဲ့ငါရဲ့ကောင်းတယ်လာပြီးတော့စကားပြောနေနိုင်တာထင်တယ်ဆိုပြီးတော့တွေးလိုက်ပါတယ်အဲဒီနောက်အာဆာကလည်းအနည်းဆုံးတော့ငါ့ကိုပါလို့ခေါ်ဖို့ဆိုပြီးပြောကမင်းကိုမင်းနဲ့နာမည်တူတဲ့ဆလေဗီလို့ပေးလိုက်မယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီချိန်မှာတော့အကောင့်လေးကလည်းသဘောကျသွားပါတယ်အဲဒီနောက်အာဆာကလည်းအမှတ်သားကိုချီကဒီအမှတ်သားကငါထင်တာနဲ့ပို့ပြီးတော့ဒိတ်ပဲရှိရပုံပဲဆိုပြီးပြောကမထင်ထားဘူးငါအနေနဲ့ရှစ်နှစ်သားနဲ့ပါတယောက်ဖြစ်လာမယ်လို့ငါအမေသာတည်ရင်အံ့ဩသွားမှာပဲဆိုပြီးပြောကအိပ်ပြောသွားပါတယ်အဲဒီနောက်ထက်စီကအနေနဲ့အာဆာကိုလာနိုးတဲ့ချိန်မှာတော့သူ့ရဲ့ဘေးမှာအကောင့်လေးကိုတွေ့ကသူ့အနေနဲ့ချစ်စရာကောင်းနေဆိုပြီးထားကန်လိုက်တဲ့ချိန်မှာတော့အာစတာကလည်းမသိချင်ဆောင်ကငါအိတ်တော်မယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ထက်စီကလည်း Slavy ချန်ဒီကိုလာပါငါကကြောက်စရာမကောင်းပါဘူးလို့ပြောလိုက်တဲ့ချိန်မှာတော့ Slavy ကိုတားရဲလိုကြီးတဲ့မျိုးလုံးအနေနဲ့လာမကြည့်နဲ့ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ထက်စီကလည်းဖို့ဒီမှာအာဆာဖက်အစ်ရလာပြီလို့ပြောလိုက်ပါတယ်အဲဒီချိန်မှာတော့မဟုတ်မှလည်းရောငကားပြစ်တဲ့ပုံပဲဆိုပြီးတော့အာဆာကပြောလိုက်တဲ့ချိန်မှာတော့မင်းအနေနဲ့ငါကနှလုံးယောဂါရှိတယ်အကြောင်းဒီလိုမျိုးရှော့ရတဲ့ဥစ္စာမျိုးလာပြန်နဲ့ငါအနေနဲ့အသေးစောသွားလိမ့်မယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ဗီဒီယိုကပဲအာဆာကိုငကားရှိရလို့ဘယ်သူမှထင်မှာမဟုတ်ဘူးအဲဒါကြောင့်မလို့မင်းရဲ့မန်နာဗီစ်ကိုရှားပါတဲ့မန်နာဗီစ်လို့ပဲပြောလိုက်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်မင်းအနေနဲ့တစ်ချိန်နဲ့မှာပဲမန်နာဗီစ်3နည်းနဲ့မန်နာကို3နည်းကိုတင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့လက်တွေတိုက်ပွဲကသာအထီးရောက်ဆုံးဖြစ်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်သူ့ရဲ့ဆွမ်းအားကိုသုံးလိုက်တဲ့အချိန်မှာတော့သူ့ရဲ့ဘေးပတ်လည်မှာအနက်ရောက်အငွေ့တွေပြန်လာကသူ့အနေနဲ့အဆိုးတကောင်ကဲ့သို့ဖြစ်တာကသူ့ရဲ့လှုပ်ရှားမှုတွေကလည်းအယမ်းမြန်နေပြီးတော့အာစတာတောင်မှရင်လိုက်မမီနိုင်ပဲဖြစ်နေပါတယ်အဲဒီနောက်သူ့အနေနဲ့ရှာမတွေ့တဲ့ချိန်မှာတော့အရှုံးပေးလိုက်ခသူ့ရဲ့နောက်ကိုရောက်နေရတော့တွေ့မြင်မှာပဲဖြစ်ပါတယ်အဲဒီနောက်အာဆာကပဲလှုပ်ရှားမှုကပြောင်းပြောင်းပေမဲ့သူ့အနေနဲ့အငွေ့သက်တောင်မှရင်လုံးဝမခံစားမိခဲ့ဘူးလို့ပြောတဲ့အချိန်မှာတော့ရှယ်တို့ပါတနာကမတိစိန်နဲ့လေးကိုကျွမ်းကျင်အောင်လုပ်ပြီးတော့အစင်းမြင့်မော်ဖြစ်တဲ့အတန်ကိုထိန်းချုပ်နေတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ဒါပေမဲ့အားနည်းချက်ကမရှိရတော့မဟုတ်ဘူးသူ့အနေနဲ့ဓာကြီးကိုသုံးနေလို့ရှိရင်ပင်ပန်းကြောင့်ပြောပြလိုက်ပါတယ်အဲဒီနောက်ကဲလေးချင်းရေးကိုစားကြတာပေါ့ဆိုပြီးပြောလိုက်ပါတယ်ရန်နေငယ်ကြာပြီးတဲ့အချိန်မှာတော့အာစတာကမန်နာကိုထိန်းချုပ်တဲ့နေရာမှာကောမန်နာဘီကိုသုံးတဲ့နေရာမှာကောကျွမ်းကျင်လာပြီဖြစ်ပါတယ်အဲဒီနောက်သူ့အနေနဲ့မန်နာဘီရဲ့ဆန္ဒကိုရရှိခဲ့တာကြောင့်ရင်ဘက်ကနာကျင်မှုကလုံးဝပျောက်သွားပြီဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ဗီယွန်ကတောင်းမှန်ရင်အရှုံးမပေးဘဲနဲ့တိုက်ခိုက်နေတာတောင်းသူ့အနေနဲ့ပြန်ပြီးတော့တိုက်ခိုက်လာနိုင်ကခန္ဓာကိုယ်ကလည်းအားကောင်းလာခဲ့တယ်ဆိုပြီးပြောလိုက်ပါတယ်လေ့ကျင့်ရင်မလုပ်တဲ့အချိန်မှာတော့သူ့အနေနဲ့တာမန်ကလေးတယောက်လိုပဲလှုပ်လေးရှိရဲဆိုပြီးပြောလိုက်ပါတယ်တက်စီယာကလည်းအာဆာကိုစိတ်ဆိုးနေကအာဆာကလည်းလိုက်တောင်းမှန်နေတဲ့အချိန်မှာပဲလူတယောက်ကဘေးကနေဖြတ်သွားတာကြောင့်တောင်းမှန်ပါတယ်လို့ပြောလိုက်ပါတယ်အဲဒီအချိန်မှာအဲဒီလူကလည်းဝိုးတာဘသူများလဲမှတ်တဲ့လူသားကောင်လေးအာဆာမဟုတ်လားဆိုပြီးပြောလိုက်ပါတယ်အဲဒီအချိန်မှာတော့အာဆာကလည်းဘသူများလဲလို့မလိုက်တော့မင်းဟိုတခါညစ်ဘက်လို့ရှုံးသွားတယ်မျိုးရိုးမြင်လို့ပြောကမင်းကိုမှတ်မိအောင်လုပ်ပေးမယ်အာဆာဆိုပြီးတော့စီရင်ထိုးကိုထပ်ဖိတ်ခေါ်လိုက်တဲ့အချိန်မှာတော့ထပ်ပြီးရှုံးသွားပါတယ်အဲဒီနောက်အာဆာကလည်းထပ်တွေ့ရတာဝမ်းသာပါတယ်ဖရီမီတို့နှုတ်ဆက်ကသူ့ကိုသွားပြီးတော့ထူလိုက်တဲ့အချိန်မှာတော့ဟိုကောင်ကလည်းရှက်နဲ့သူ့ရဲ့လက်ကိုပြန်ပြီးတော့ကန်လိုက်ပါတယ်အဲဒီနောက်ကောင်မလေးကလည်းသူ့ကိုသူ့ဖေးလို့နှုတ်ဆက်လိုက်ခအဲဒီနောက်အာဆာကလည်းမင်းတို့လည်းနိုင်ငံကြီး3နိုင်ငံကျင်းပမဲ့လူငယ်ချင်းရေကြီးမှုဖလှယ်တဲ့ပွဲမှာပါမာလားလို့မေးလိုက်တဲ့အချိန်မှာတော့ငါတို့ကတန်အမတ်ဖြစ်ရွေးခံထားရတာဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ကကောင်ကလည်းအစင်တက်မြင့်တဲ့လူငယ်တွေအကုန်လုံးသွားဖို့ဖြစ်သွားတယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်အာဆာကလည်း test ခေါ်သွားမှာလားလို့မေးလိုက်တဲ့အချိန်မှာတော့ Ferris ကလည်းအားနေတဲ့မင်းသမီးလေးပြောက်သွားလို့ရှိရင်ထပ်ပြီးတော့ဒုက္ခများအောင်မယ်လို့ပြောလိုက်တဲ့အချိန်မှာတော့သူ့ကိုထိုးပလိုက်ပါတယ်အဲဒီနောက်အာဆာနဲ့တက်စီယာကလည်းအဲ့ဒီနေရာကနေပြေးထွက်လာကမင်းသမီးတယောက်အနေနဲ့ပြည်သူတွေကိုထိုးလို့မရဘူးလေလို့ပြောလိုက်ကအရင်ဘွားနှုံကသူပြောခဲ့တဲ့ရတာမဟုတ်လို့ရှိရင်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်တက်စီယာကလည်းအာကလည်းပြန်တော့မယ်လေဒါပြီးတော့အားလုံးနဲ့ပြိုင်ပွဲမှာလည်းဝင်ပါလို့မရဘူးဆိုပြီးပြောကဘာလို့သူ့ရဲ့အဖေတို့ရုတ်တရက်ကြီးစိတ်ဆိုးသွားတာလဲဦးလေးကြီးဆိုကထွက်ပြေးသွားပါတော့တယ်ညရောက်တဲ့ချိန်မှာကတော့တက်စီယာရဲ့အခန်းကိုအာစတာတယောက်အနေနဲ့လာကသူတို့အနေနဲ့မသွားတာကြာကြီးဖြစ်တဲ့တောအုပ်ဘက်ကိုသွားအောင်ဆိုပြီးတော့တက်စီယာကိုခေါ်လိုက်ပါတယ်အဲဒီနောက်သူတို့လည်းတောအုပ်ဘက်ကိုသွားဖို့လည်းပြင်လိုက်ပါတော့တယ်အဲဒီနောက်တောအုပ်ထဲရောက်တဲ့အချိန်မှာတော့သူတို့အနေနဲ့မတွေ့ရကြာပြီဖြစ်တဲ့မိတ်ဆွေအောင်ကြီးကိုတွေ့ပြီးတော့မင်းအိတ်ချင်နေရတာလို့မေးလိုက်တဲ့အချိန်မှာတော့ဟိုကလည်းကြပြမိတ်ချင်ပါဘူးလို့ပြောလိုက်ပါတယ်အဲဒီနောက်အနေငယ်မိသွားကအရှိကရှိတဲ့တပင်ကိုသူအနေနဲ့တရေတပင်ထင်ကကြောက်သွားပါတယ်အဲဒီချိန်မှာတော့မင်းကအခုချိန်ထိတရေကြောက်တုံးမယ်လို့ပြောလိုက်တဲ့အချိန်မှာတော့မဟုတ်ပါဘူးဆိုကလူသားတိုင်းမိကဘလို့လဲလို့မေးလိုက်တဲ့အချိန်မှာတော့ငါလည်းသေချာမသိဘူးဆိုပြီးပြောလိုက်ပါတယ်အဲဒီချိန်မှာတော့နင်းနေနဲ့ဒီမှာနေအမြင်နေလိုက်ရင်ကောင်းပါပဲဆိုပြီးပြောကသူ့အနေနဲ့အိပ်ပျော်သွားပါတယ်နောက်နေ့မနေ့ရောက်တဲ့အချိန်မှာတော့အာစတာအနေနဲ့ပြန်ဖို့အတွက်ပြင်ဆင်ကဖီရွန်အနေနဲ့တန်လိုက်အိမ်မြောင်လေးပြေးလိုက်ခတီတန်လိုက်အိမ်မြောင်ကမင်းနောက်တစ်ခါဒီလာခြင်းလို့ရှိရင်လည်းရတယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ညဘက်လမ်းလျှောက်ထွက်တာတော့ရှော့
ထွက်ကွာဆိုပြီးတော့သူကိုနောက်လိုက်ပါတယ်အဲဒီလိုနဲ့သူတို့အနေနဲ့တကားဝနာကိုရောက်တဲ့အချိန်မှာပဲတက်စီရရဲ့တန်နဲ့သူအာဆာကိုလာခေါ်တဲ့အချိန်မှာတော့သူအနေနဲ့ချော်ရဲသွားပြီးတော့အာဆာကသူ့ကိုပြေးသွားထူလိုက်ပါတယ်အဲဒီနောက်သူ့ကိုထူနေတဲ့အချိန်မှာပဲစားကောင်းကောင်းစားဖို့နဲ့ကျမ်းမာရေးကြီးဆိုင်ဖို့ပြောလိုက်ပါတယ်အဲဒီနောက်အာဆာကလည်းသူ့ကိုဖတ်လိုက်ကငါအနေနဲ့မင်းကိုလွမ်းနေမှာလို့ပြောလိုက်တဲ့အချိန်မှာတော့ငါလည်းတူတူပါပဲဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အဲဒီနောက်ကေဝါကထွက်လာပြီးဖြစ်တာကြောင့်သူအနေနဲ့သွားဖို့အတွက်လှုပ်လိုက်ရပါတော့တယ်အဲဒီနောက်သူအနေနဲ့ H Cream မြို့ကိုရောက်လာကသူအနေနဲ့ Fenris တို့ကိုနှုတ်ဆက်ပြီးတော့သူရဲ့အဖေနဲ့အမေနေတဲ့အိမ်ကိုသွားပါတယ်သွားတဲ့အချိန်မှာတော့သူအနေနဲ့ငါအစင်းသင်းဖြစ်ပြီလားဆိုပြီးတော့ကိုမေးလိုက်ခတကားခောက်လိုက်တဲ့အချိန်မှာတော့အလီယာနိုလို့ခေါ်တဲ့ကောင်မလေးသေးသေးလေးကလာပြီးတော့တကားဖွင့်ပွေကအဲ့ဒီအချိန်မှာပဲ Ray နဲ့ Alice ကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာတော့သူကလည်းပြန်ရောက်ပါပြီလို့ပြောလိုက်ပါတယ်ဒီပိုင်းလေးကတော့ဒီမှာနေဆုံးတက်ထားပါတယ်episode 8ရဲ့အစမှာတော့အာဆာလားဆိုပြီးတော့မေးလိုက်ခအာဆာကလည်းဟုတ်တယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့သူတို့လည်းမတွေ့ရကြပြီဖြစ်တဲ့အာဆာကိုဖတ်ခါငိုလိုက်ပါတယ်အဲဒီအချိန်မှာတော့ကောင်မလေးကလည်းမင်းမငိုရဘူးလို့ပြောတဲ့အချိန်မှာတော့အာဆာကလည်းဒီကောင်မလေးကသူ့ခဲ့တဲ့ကလေးလေးဆိုတာကိုသိသွားပါတယ်အဲဒီနောက်တွေ့ရတာဝမ်းသာပါတယ်ငါကအာဆာလီပင်မှာလို့ပြောလိုက်တဲ့အချိန်မှာတော့ Alice ကလည်းအလီယာနိုအဲ့ဒါကနင်းရဲ့ကိုလေးဆိုပြီးပြောလိုက်ပါတယ်နောက်ခံမှာတော့ Alice ကအာဆာကိုမင်းအနေနဲ့အစားကိုတေချာစားရလားပိန်လိုက်တာကုသနေသေးဆိုတဲ့ဟာကောပျောက်သွားပြီလားထပ်ပြီးတော့ဖြစ်လာနိုင်သေးတာလို့မြင်လိုက်တဲ့အချိန်မှာတော့အဆင်ပြေသွားပါပြီအဲဒီနောက်အလီယာနိုဒီဘက်လာခဲ့အဲ့ဒါကပပနဲ့မညမိတ်ခိန်တိုင်းပြောတဲ့ကိုလေးဆိုပြီးပြောလိုက်ပါတယ်အာဆာကလည်းညီမလေးကိုတီးခွင့်ရတဲ့အတွက်ပြောပါတယ်လို့ပြောလိုက်ပါတယ်အဲဒီနောက်ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုပြောလိုက်တဲ့သူတို့ကယုံကြည်ရတယ်ဆိုတာသိပေမဲ့စလီဗီယာရဲ့အကြောင်းကိုမပြောရဘူးလို့ခဲ့တဲ့သူအနေနဲ့တောင်ပေါ်ကနေပြုတ်ကျလာကမတိစိတ်ကနေမော်သုံးပြီးတော့ကန်ကောင်းပြီးတက်ရှင်လာတဲ့ဒါပြီးလို့ရှိရင်တက်စီယာနဲ့တွေ့ကအလီယာနိုတိုင်းပြည်မှာကုသမှုကိုခံယူရဆိုပြီးတော့ပဲပြောပြလိုက်ပါတယ်အဲလစ်ကလည်းအာဆာကိုအဲ့ဒီຢာကထပ်ပြီးတော့ပေါ်လာနိုင်သေးလားလို့မေးလိုက်တဲ့အချိန်မှာတော့အာဆာကလည်းစိတ်မပူပါနဲ့အဲ့ဒါကမန္နာခိုးရတာဆိုတဲ့အတွက်စိတ်မတည်ငြိမ်ဖြစ်ပြီးတော့ရတာဒါကြောင့်မလို့အဆင်ပြေသွားမှာပါဆိုပြီးတော့ပြောလိုက်ပါတယ်အာဆာရဲ့စိတ်ထဲမှာတော့သူတို့ကိုမပြောနိုင်တဲ့အတွက်စိတ်မကောင်းဖြစ်ပေမဲ့ငါအနေနဲ့ပိုမတန်မလာခင်အထိပြောပြလိုက်လို့ရှိရင်အန်ဒီရများလုံးနဲ့ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ရေကလည်းအာဆာကိုမင်းအနေနဲ့အဲ့ဒီတငယ်ချင်းတွေကိုဘယ်ကရခဲ့တာလဲလို့မေးလိုက်တဲ့အချိန်မှာတော့အာဆာကလည်းသူ့အနေနဲ့သွားတဲ့လမ်းမှာမန်နာဘီစတိုင်တွေကသူ့ရဲ့အမေကတေကာနီးဖြစ်နေတယ်ပြီးတော့တေသွားကသူ့အနေနဲ့ဒီကောင်လေးကိုခေါ်လာတာဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူ့ရဲ့နာမည်ကိုစလီဗီဆိုပြီးမှမိတ်ဆက်ပေးလိုက်ပါတယ်အဲဒီနောက်ရေကလည်းမင်းအနေနဲ့မန်နာကိုပဲဆင်းရောက်နေပြီလေလို့မေးလိုက်တဲ့အချိန်မှာတော့အဲလစ်ကလည်းအခုမှရောက်လာတဲ့အာဆာကိုဘာလို့မလို့လဲလို့မေးလိုက်တဲ့အချိန်မှာတော့သူကလည်းသူ့ရဲ့သားနဲ့အတူရှင်ကြည့်ခြင်းလို့ပါဆိုပြီးပြောလိုက်ပါတယ်ဒီနောက်အာဆာကလည်းရေကိုအခုချိန်မှာဘာလို့နေလဲလို့မေးလိုက်တဲ့အချိန်မှာတော့ရေကလည်းအဖေကအခုဟယ်လက်စတီယာအရှင်အောက်စ်မှာနီးပြအနေနဲ့လှုပ်တင်နေရဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူ့ရဲ့မန်နာကိုအဆင့်ကိုမေးလိုက်တဲ့အချိန်မှာတော့လွန်ခဲ့တဲ့နှစ်ကလေးမောရောင်အရင်ရောက်သွားတာဆိုပြီးပြောလိုက်ပါတယ်မန်နာတွေကအောက်ဆုံးကနေအမြင့်ဆုံးထိရှိပြီးတော့အနေဆုံးကအနက်ဒါပြီးတော့အနီးလိမ်မော့အဝငွေဖြူဆိုပြီးတော့ရှိရဆိုပြီးပြောလိုက်ပါတယ်ဒါပြီးတော့အဲ့ဒီတစ်ခုချင်းစီမှာလည်းအရင်ပုံမှန်အဖြော့ဆိုပြီးတော့30ရှိရဆိုကပြန်ပြီးတော့ရှင်းပြလိုက်ပါတယ်အဲဒီနောက်အာဆာကလည်းသူက argument တယောက်ဆိုတော့လေ့ကျင့်တာမှန်ပေမဲ့အဆင့်ပါတတ်သွားရတယ်လို့ဆိုပြီးတော့တွေးလိုက်ပါတယ်အဲဒီနောက်အာဆာကိုဘယ်ဆင့်ရောက်ပြီလဲလို့မေးလိုက်တဲ့အချိန်မှာတော့အာဆာကလည်းအနီးဖြော့လို့ဖြစ်လိုက်တဲ့အချိန်မှာတော့ချီရွယ်ကွာမကြခင်ငါ့ကိုမီးတော့မယ်မဟုတ်လားဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့သူ့ရဲ့ညီမလေးကဗလိုက်ပြီးတော့ copy လိုက်ပါတယ်အချိန်မှာတော့ Alice ကလည်း Eliano ရဲ့အရှိမအဲ့လိုရိုင်းတဲ့စကားတွေမပြောဘူးလို့ပြောလိုက်တဲ့အချိန်မှာတော့သူ့ဖေကလည်းတင်နေပါတယ်ဒါပေမဲ့လည်း Alice ကတော့မရပဲချီပဲဆိုပြီးတော့ပြောနေပါတယ်ဒီနောက် Ri ကလည်းကဲထားပါကွာချမ်းတော့မှာသွားပြီးတော့လက်ရည်ဆန်းကြအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့လူတချို့ကဝင်လာက Ri မင်းရဲ့သားကအသက်ရှင်သေးရဲ့ပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ Ri ကလည်းအဲ့ဒါကဘင်းစင်ပဲဆိုပြီးတော့သူ့ကိုမိတ်ဆက်လိုက်ခဘက်ကတော့ဘင်းစင်ရဲ့အမျိုးသမီးဖြစ်တဲ့ဒါဘီဟာအဲ့ဒီနောက် Astra ကလည်းသွားမိတ်ဆက်လိုက်ခဟိုဘက်ကတော့လိုက်လီကမင်းနဲ့ရွယ်တူလောက်ဖြစ်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်လိုက်လီယာလို့ခေါ်တဲ့ကောင်မလေးကလည်းတွေ့ရတာဝမ်းသာပါတယ်ဆိုကဆယ်လီဗီကိုပဲကြည့်နေတာကိုတော့တွေ့မြင်မှာပဲဖြစ်ပါတယ်ရေကလည်းသူတို့အိမ်ကိုမဖြတ်စီခင်သူ့ကိုအရင်ပြောကြလိုက်အောင်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်သူတို့အနေနဲ့အနောက်ဖက်မှလက်ရည်ဆံဝဲလုပ်လို့ရလားဆိုပြီးတော့မေးကသူတို့အနေနဲ့လက်ရည်ဆံဖို့တော့သွားပါတယ်ဗင်စင်တယောက်ကတော့တေချာရဲ့လားဒီကလေးက8နှစ်ထဲနဲ့အနီးဖြော့ဆင်ကိုရောက်နေပြီဆိုတာအဲလစ်ကလည်းအာဆာကအရင်ကတည်းကတင်းယူတက်မြောက်တာမြန်ချောင်းကိုပြောပြလိုက်ပါတယ်အဲဒီချိန်မှာတော့ X-Ray Academy ကျောင်းကကောင်လေးတွေတောင်မှရင်12နှစ်လောက်မှအနီးဖြော့အဆင့်ကိုရောက်မလို့ပဲရှိသေးတဲ့ဒါတောင်မှရင်ပါရမီရှင်တွေကိုပဲပြောထားသေးတာဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာတော့သူရဲ့မိမကလည်းထိုင်ကြည့်ဖို့ပဲပြောလိုက်ပါတယ်အဲဒီနောက်သူတို့နှစ်ယောက်ကလည်းစတင်တိုက်ခိုက်ဖို့လုပ်ကြကစတင်တိုက်ခိုက်ကြတဲ့အချိန်မှာတော့တယောက်နဲ့တယောက်အချီနီဖြစ်နေကတစ်ချက်မှာတော့အလက်ကိုဝင်တိုက်ခံလန်ကသူ့အနေနဲ့အတိလောက်တော့မယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အဲဒီချိန်မှာတော့သူ့အနေနဲ့ argument တာပြီးပြီးမီးတွေထွက်လာကအဲဒီနောက်အာဆာကလည်းဒီကဘာကြီးမှာကိုနဲ့လိုက်တဲ့ element တွေကိုရကြတဲ့ကွန်ဂျူယာတွေကတော့သူတို့
လိုအနေနဲ့စွမ်းအားတွေကိုထိန်းချုပ်တာကပုံမှန်ဖြစ်တဲ့ဒါပြီးတော့တစ်ဖက်မှာကတော့ argumenter တွေကတော့သူတို့လေ့ကျင့်ပြီးတော့အဆင့်တစ်ခုကိုကျော်လွန်ပြီးမှသူတို့ရဲ့အထူးပြု element တွေကိုသိလာရတယ်ဆိုပြီးပြောပြလိုက်ပါတယ်အဲဒီနောက် Asta ကလည်းဒါတွေကအရင်ကဘာက key နဲ့ဆင်တူတဲ့ key ကတော့ element လို့မဟုတ်ဘဲနဲ့ကိုသတ်မှတ်ခြင်းတလို့သတ်မှတ်လို့ရတယ်ငွေလာကလေးက element တစ်ခုတည်းသတ်မှတ်ခံရတာကြောင့်အရင်ချင်းလို့ပေမဲ့အဓိကလုံးလာစိုက်ဖို့ပဲဒါကတနည်းအားဖြင့်ပြောရရင်ဒီကဘာမှာ argumenter နဲ့ဆင်တူတယ်ဆိုတာပဲဆိုပြီးပြောလိုက်ပါတယ်ငါအနေနဲ့ဒီကဘာကိုရောက်တဲ့အချိန်မှာကံကောင်းခြင်းတွေအများကြီးရခဲ့တယ်အဲ့ဒါတွေကိုစူးစီးလိုက်လို့ရှိရင်ရလက်ကတာပဲဆိုကသူ့အနေနဲ့ Ray ကိုအတီးတိုက်တော့မယ်ဖြစ်ကြောင်းကိုပြောလိုက်ပါတယ်အဲဒီနောက်သူ့အနေနဲ့စွမ်းအားတွေထွက်လာက Ray နဲ့အပြိုင်ကျုံးနေတာကိုတော့တွေ့မြင်မှာပဲဖြစ်ပါတယ်သူ့အနေနဲ့အရင်ဘွားကခီးရဲ့မှတ်ဉာဏ်နေနဲ့သူ့ Viron နဲ့တဲ့တန်မာအောင်လုပ်ခဲ့တဲ့အဲဒီနောက် Viron ပြောခဲ့တဲ့အောင်လေးမင်းကမီးနဲ့ပတ်သက်ပြီးတော်ကျွမ်းကျင်လာပြီပဲအဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့အလွန်ကိုသွားရအောင်ဆိုတဲ့စကားကိုမှတ်မိလိုက်ခသူ့အနေနဲ့စွမ်းအားတစ်ခုကိုတော့ထုတ်လိုက်ပါတော့တယ်အဲ့ဒီချိန်မှာတော့ Asta ရဲ့ဘေးတစ်ဝိုက်မှလျှက်စစ်လို့ရတယ်နဲ့မိုးရိုးပြည့်စလို့ဖြစ်ကသူ့အနေနဲ့ဘေးဘက်ဝင်ကျင်တွေကိုမီးလောင်တိုက်သွင်းနေတာကိုတော့မြင်ရမှာပဲဖြစ်ပါတယ်အဲ့ဒီချိန်မှာတော့ဟိုကောင်တွေကလည်းဒါကအစစ်မြင့်မီးမော်ပဲဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်သူ့အနေနဲ့ရေကိုကထိန်းချုပ်ပြီးတော့တိုက်ခိုက်ပြလိုက်တာကြောင့်သူတို့လည်းအန်အော်ပြီးရင်အန်အော်နေရတာကိုတော့တွေ့မြင်ရမှာပဲဖြစ်ပါတယ်အဲ့ဒီချိန်မှာတော့တကယ်ကိုမိုက်တဲ့ကွက်ပဲမင်းအနေနဲ့ဘယ်ချိန်တော့တင်ခဲ့တာလဲလို့ Ray ကမေးလိုက်တဲ့အချိန်မှာတော့အာဆာကလည်းတိတ်မကြသေးပါဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့သူတို့ကလည်းဒီကလေးကတာမန်မဟုတ်ဘူးပါရမီရှင်ပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်ညစာချတဲ့အချိန်မှာတော့ Ray နဲ့သူမင်းကမင်းရဲ့တာမဒီလောက်တောက်ပါတဲ့အနာဂတ်ရှိနေတာဆိုတာသိနေတာလားဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့သိတာပေါ့တစ်ချိန်လုံးပဲသူသုံးတဲ့သားကလေးကမနာခုကိုစဝင်ကလေးကပေါ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဟိုကောင်တွေကလည်းလန့်သွားပါတယ်အဲ့ဒီနောက်သူ့ရဲ့သားကို X-ray ကလေးမှထားတဲ့နေဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဟုတ်တဲ့ယောက်ျားကမူးနေပေမဲ့သူပြောတာမှန်တယ်ဆိုပြီးသူ့မိမကဝင်ပြီးထောက်ခံလိုက်ပါတယ်အဲ့ဒီချိန်မှာတော့သူ့အနေနဲ့အားစားတယ်ဆိုလို့ရှိရင်ထောက်ပေးမယ်ဆိုပြီးပြောတဲ့အချိန်မှာတော့သူ့အနေနဲ့အများကြီးကိုညီရခဲ့ပြီးအခုတောင်မှရင်ကလေးချောင်းစိတ်ကောဆိုတော့ Alice ကအဆင်ပြေပါမလားဆိုပြီးမေးလိုက်တဲ့အချိန်မှာတော့ရပါတယ်ဆိုပြီးပြောလိုက်ခါသူ့အနေနဲ့အခုမှ8နှစ်ပဲရှိနေရတော့ဆိုပြီးတော့ Alice ကထပ်ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့ Vincent ကလည်းသူ့အနေနဲ့ကြောင်းအောင်ကြီးနဲ့တီးတာကြောင့်တိုက်ရိုက်စကားပြောကြည့်မယ်လေဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အစာကလည်းသူ့အတွက်ပြောနေတာဆိုလို့ရှိရင်သူတစ်ချက်ဝင်ပြောလို့ရမလားသူအနေနဲ့အခုမှမိသားစုနဲ့ပြန်တွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြောလိုက်တဲ့အချိန်မှာတော့ Vincent ကလည်းဟုတ်တာပဲငါနေလောသွားတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အာစာကလည်းလက်ဤဆံပွဲကတင်တာထက်ပိုပြီးမှန်းတာကြောင့်သူ့အနေနဲ့အနားယူလိုက်ပါအောင်မယ်ဆိုကထွက်သွားပါတယ်အဲ့ဒီနောက်သူလည်းထွက်သွားကနောက်ကနေလိုက်လီယာကခေါ်လိုက်ပြီးတော့ iPad ကိုသွားလို့ရှိရင်မြေရောက်ထပ်မှလမ်းပြောက်သွားလိမ့်မယ်နော်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့သူ့ရဲ့နောက်ကိုလိုက်ခဲ့ဖို့အတွက်အာစာကိုခေါ်လိုက်ပါတယ်အဲ့ဒီနောက်သူ့အနေနဲ့အလုသမားတရားကိုလောက်သွားကအဖွားကြီးကလည်းအိုရာမင်းကငါတို့စိုက်ထားတဲ့မြက်တွေကိုမီးရှို့လိုက်တဲ့ကောင်လေးပဲဆိုပြီးတော့စလိုက်ပါတယ်အဲ့ဒီနောက်ဒီမှသူကပိုလွတ်လပ်တဲ့ပုံဖြစ်နေတာကြောင့်သူ့ရဲ့မုံစံစင်မန်ကဒါလားဆိုပြီးတော့အာစာကတွေးလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အစီကံတန်ရာကကောင်မလေးကလည်းတခင်မလေးအနေနဲ့သူ့အနေနဲ့စိတ်ဖိစီးမှုများတိုင်းဒီကိုလာလေးရှိတဲ့သူရဲ့အဖေနဲ့အမေဖြစ်ချင်းနဲ့စန္ဒာကသူ့ရဲ့မော်နိုးထားလာဖို့ပဲသူလည်းဖြစ်ချင်ပါတယ်လေဒါပေမဲ့အဲ့ဒါကထင်တဲ့အတိုင်းသူ့တော်ဖီယာများမှာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်သူတို့မိသားစုလေးလည်းအာစာပြန်ရလာတာကြောင့်အလွမ်းတင်နေပြီးတော့သူတို့လည်းအာစာကိုနားခိုင်းဖို့လုပ်လိုက်ပါတယ်အဲ့ဒီနောက် Alice ကလည်းသူ့ရဲ့အနာဂတ်ကရှက်တတ်တဲ့အရွယ်ရောက်နေပြီပေါ့ဆိုတဲ့ချိန်မှာတော့ Asta လည်းမတက်နိုင်တော့ပဲထားပေးလိုက်ရပါတယ်အဲ့ဒီနောက် Ray ကလည်း Vincent ပြောတာကတားကိုဖြစ်စဉ်ကျင်လို့ပါဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့ဟုတ်ကဲ့ပါသားတည်ပါတယ်ဒီကလူတွေကကျွန်တော်ပုံမှာမကောင်းတဲ့စိတ်မရှိဘူးဆိုတာကိုပေါ့ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်သူ့အနေနဲ့မိတ်ဆွေအောင်နေနဲ့ပြန်တွေက Asta တော်တော်လေးကြီးလာတာပဲဆိုပြီးတော့အားလုံးကလည်းသူ့ကိုဝိုင်းပြီးတော့မိတ်ဆက်ကြပါတယ်အဲ့ဒီနောက် Jasmine ကလည်း Asta ရဲ့ခန္ဓာကိုယ်တွေကိုစစ်ဆေးကတောင်းပန်ပါတယ် Asta ငါမားတာခွင့်လွှတ်ပါဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့နောက်ကလူတွေပါမျက်ရည်ဝဲသွားပါတယ်အဲ့ဒီနောက် Jasmine တို့ဖွဲ့ကလည်းသူတို့သွားခဲ့တဲ့ခရီးเจ้าကိုပြောနေက Asta ကလည်းငါအနေနဲ့ဒီခါတန်ထိုက်ကိုမပြောနဲ့စပင်နိုင်ငံရဲ့အကြောင်းကိုတော့မသိသေးဘူးငါအနေနဲ့ဒီလိုမျိုးအကြောင်းနဲ့တီးဖို့ဆိုလို့ရှိရင်စွန့်စားသူတယောက်ဖြစ်လာရမယ်ဒါပေမဲ့ဆိုကဒီပိုင်းလေးကတော့ဒီမှာတင်ဆုံးသက်ထားပါတယ် episode 9ရဲ့အစမှာတော့ Asta တယောက်အနေနဲ့အချိန်ရိုက်တယ်လို့ထင်ရတဲ့စွမ်းအားတစ်ခုကိုလေ့ကျင့်နေကစက္ကန့်ပိုင်းပဲခံနိုင်တယ်ဆိုပြီးတော့သူ့ကိုသူပြန်ပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်သူ့အနေနဲ့ဒါကိုလေ့ကျင့်ဖို့အတွက်တခြားနည်းလမ်းကိုမစင်စားမိရလားပါလာတော့မသိပေမဲ့ငါအနေနဲ့ဒီရောက်ကိုအမြန်ဆုံးဆုံးသက်မယ်ဆိုပြီးပြောလိုက်ပါတယ်ငါအနေနဲ့ငါချစ်ရတဲ့သူတွေကိုကာကွယ်ဖို့တန်မာဖို့လိုတယ်ဆိုကအဲ့ဒီချိန်မှာပဲ Sylvie ရောက်လာတာကြောင့်ဟုတ်တာပဲငါအနေနဲ့ဒီကိုပြန်ရောက်လာပြီပဲဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူ့အနေနဲ့ Sylvie ကိုဖတ်လိုက်တဲ့ချိန်မှာတော့နန်စော်နေရာကြောင့်မင်းကိုတန်ရှင်းလုပ်ပေးမှရမယ်ဆိုကသူ့ကိုရေချိုးပေးလိုက်ပါတယ်အဲဒီနောက်အာဆာကပဲပြောကမှ Vincent အနေနဲ့ Asian House ဖွဲ့တဲ့အချိန်မှသူ့အနေနဲ့အမျက်တော်တော်များများရတော့တယ်ဆိုပြီးတွေးမိကအဲဒီနောက် Laia ရဲ့ဖီအားဆိုတဲ့ຢာတွေကိုပါဆက်ပြီးတော့တွေးမိသွားပါတယ်အဲဒီနောက်သူ့အနေနဲ့ရေချိုးလို့ပြီးက Alice ကလည်းရောက်လာက
ကမင်းအနေနဲ့သူ့ကိုတန်ရှင်းပြီးသွားပြီဆိုလို့ရှင်တော့အခုမင်းတန်ရှင်းရမယ်လဲပဲဆိုပြီးတော့လာပြောပါတယ်အဲ့ဒီနောက်သူ့ကိုသပင်ညက်ဆိုင်တစ်ခုကိုခေါ်သားကသပင်ညက်တဲ့ဖေကြီးကလည်းလှလိုက်တဲ့စိန်အရိုင်တုံးလေးပဲမင်းကိုတေချာချောမောလှပအောင်လုပ်ပေးမယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့ Vince ရဲ့စနီးဖြစ်သူကလည်းကွက်တီပဲမင်းကိုတို့ရဲ့ Asian House ကိုပြရမယ်ဆိုပြီးပြောလိုက်ပါတယ် Alice ကလည်းသူတို့ရဲ့ Asian House ကတော်ဝင်မျိုးနယ်တွေကတောင်ရုပ်ဖြတ်ပြီးလာရလောက်တဲ့အထိကုန်မြင့်တဲ့နေရာဆိုပြီးရှင်းပြလိုက်ပါတယ်အဲ့ဒီနောက်ဒီနေ့ X-Ray City ကိုလိုက်ပြပေးမယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့ Eleanor ကလည်းအကိုကြီးလိုက်ဖို့ပြပြတော့တိုင်းဆိုပါတယ်ဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့ Asta ကလည်းလက်ခံလိုက်ခ Lydia ကလည်းမနာတော်ဖြစ်သွားပြီးနင်မလာခင်တိသူကငါ့ကိုအဲ့လိုပြောနေတာဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့မဟုတ်ပါဘူးဖာနင်ကလည်းသူကငါကအခုမှလာတာမလို့နည်းနည်းထူးဆန်းနေအောင်ပါလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မျိုးလေကောင်မခေါင်းစည်းကွင်းလို့ထင်တဲ့အရာတွေဆွတဲ့ချိန်မှာတော့ Asta ရဲ့ခေါင်းပေါ်ကိုတကူပြုတ်ကြလာကဘေးကိုကြိုက်တဲ့ချိန်မှာတော့ uniform နဲ့ကောင်တွေကသူ့ကိုလှုပ်သွားတာတွေ့လိုက်ရပါတယ်ဒီချိန်မှာတော့ Lydia ကလည်းသူတို့က X-Ray Academy ကကျောင်းသားတွေလေပြောလိုက်တဲ့ချိန်မှာတော့ Asta ကလည်းကြည်ရတာမကောင်းတဲ့ပုံစံတွေပေါက်တယ်ဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့ဟုတ်တယ်သူတို့ကဒီနားတစ်ဝိုက်မှာဆိုလို့ရှိရင်မျိုးရိုးမြင့်နေလို့ဆက်ဆံခံရနိုင်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူတို့အနေနဲ့ B score တွေကိုတွေ့လိုက်တဲ့ချိန်မှာတော့ Vince ရဲ့မိန်းမဖြစ်သူကလည်းဒါတွေက V score တွေလေအနာ PC ကရှိတဲ့ခိုးတွေကိုအဲ့ဒါနဲ့ထုတ်ယူပြီးတော့ပိုင်ရှင်ကိုစွမ်းအားမြင့်အောင်လုပ်ပေးရဆိုပြီးပြောလိုက်ပါတယ်အဲဒီချိန်မှာတော့အာဆာကယောက်ကလည်း B score တွေကအယောင်းဝယ်လုပ်လို့ရတဲ့ပေါ့ဆိုပြီးမေးလိုက်ပါတယ်အဲဒီနောက် Vince ရဲ့မျိုးသမီးဖြစ်သူကပဲရလက်ကခိုးပေါ်မှာမူတီးပြီးတော့꿰ပြတယ်တကယ်မလို့ကိုယ့်ရဲ့မန်နာပြီးရဲ့ဆန္ဒသာတည်မယ်ဆိုလို့ရှိရင်ရွှေတင်းကား100လောက်ပေးရတယ်ဆိုပြီးပြောလိုက်ပါတယ်ဒီနောက် Alice ကလည်းသူတို့ရဲ့မွေးရမြေမှာဆိုလို့ရှိရင်အနည်း250လောက်နေလို့ရတယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ်အဲဒီချိန်မှာတော့ Vince ရဲ့မျိုးသမီးကလည်းဒီကပြတဲ့ပွဲမှာလည်းပါတာမလို့အာဆကိုထိခွင့်ပေးမယ်လေဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့ငါကအခုရှိတဲ့ Beast ရဲ့ဆန္ဒနဲ့တင်လုံလောက်နေပါပြီဆိုပြီးတော့ပြောလိုက်ပါတယ်။နောက် Lilia ကလည်းသူကို Beast ကိုဝယ်ဖို့ပြောလိုက်တဲ့ချိန်မှာတော့ Beast ကိုရှိတိုင်းစွမ်းအားကထွက်လာတာမဟုတ်ဘူးဆိုတာဘယ်နှခါပြောရမလဲဆိုပြီးတော့သူ့ရဲ့မိကပြောလိုက်ပါတယ်။နောက် Asta ကလည်းခုနရဲ့စကားပုံကိုကြည့်ရမယ်ဆိုလို့ရှိရင် Lilia ကိုသူ့ရဲ့အမေနဲ့မလောစေခြင်းနဲ့ပုံမဲ့အဲဆိုလို့ရှိရင်သူ့ကိုနောက်ဆက်ပေးနေတာကသူ့ရဲ့အဖေရဲ့မျှော်လင့်ချက်တွေလားဆိုပြီးတွေ့လိုက်တဲ့ချိန်မှာတော့ Lilia တယောက်မရှိတာကိုတွေ့မြင်မှာဖြစ်ပါတယ်။နောက် Asta သူ့နောက်ကိုလိုက်သွားတဲ့ချိန်မှာတော့ Lilia တယောက်အနေနဲ့ Beast ကိုဝယ်ဖို့လိုက်တဲ့ချိန်မှာတော့မင်းအနေနဲ့ Beast ကိုဝယ်လိုက်လို့ရှိရင်တကယ်ပဲစွမ်းအားကရလာမှာလားဆိုပြီးတော့မေးလိုက်ပါတယ်။ဒီလိုသူတို့နှစ်ယောက်အခြေတင်စကားပြောရင်းနဲ့ပဲနောက်ကရှိတဲ့ចောင်းသားတယောက်ကိုဝန်တိုက်မိတဲ့ချိန်မှာတော့ဦးចောင်းသားကလည်းပြဿနာရှာတဲ့ချိန်မှာတော့ဆိုင်ရင်ကြီးကလည်းဆူညံနဲ့ဘာဖြစ်နေရလဲဆိုပြီးတော့လာကြည့်လိုက်တဲ့ချိန်မှာပဲចောင်းသားတွေဆိုတာတည်ရတဲ့အတွက် AC လောက်ပါ AC လောက်ပါဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။နောက်ဟိုဘက်ကကောင်ကလည်းစပြီးတော့တိုက်ခိုက်ဖို့လုပ်တဲ့အချိန်မှာတော့ Asta ကလည်းတိုက်ခိုက်ဖို့လုပ်လိုက်ပါတယ်။ချိန်မှာတော့နှစ်ဖက်စလုံးခုချက်လိုက်ဆန်းဆိုပြီးတော့အတန်နဲ့သူ့ Vincent ရဲ့မိန်းမရောက်လာပြီးတော့မင်းအနေနဲ့နောက်နင်း ST ရဲ့အိမ်တော်ကတမီကိုတန်ရရအောင်လုပ်ပြီးလို့ရှင်နောက်ကလာမဲ့ဖြစ်ရတွေကဘာလဲဆိုတာသိရလားဆိုပြီးတော့မေးလိုက်ပါတယ်ချိန်မှာတော့ចောင်းသားတွေကလည်းအဲ့ဒီချန်ဟောက်ကငါတို့ចောင်းကိုအများကြီးလူထားတာပြဿနာဖြစ်နိုင်တယ်ဆိုပြီးတော့လက်လျှော့ပေးလိုက်ခထိုင်ကုန်ကိုပတ်စံနဲ့ဝယ်နေတဲ့ငပြင်းနေဆိုပြီးပြောကထွက်သွားပါတော့တယ်နောက် Vincent ကလည်းအဲ့ဒီចောင်းကိုတည်တာက Vincent ဇနီးအနေနဲ့ကလည်းသူ့အနေနဲ့ရမဖြစ်ခင်တားလိုက်နေတယ်လို့ပြောတာအကြောင်းဒီလောက်လေးနဲ့ဘာမှမဖြစ်ဘူးစိတ်သက်ထားမိနေဆိုကလည်းလီယာကိုပြောပြီးတော့အာဆာကိုလည်းမင်းအနေနဲ့ဒီလောက်နဲ့မင်းရဲ့ခုံကိုစိတ်မပူပါနဲ့ငါအနေနဲ့အဲ့ဒီចောင်းကိုအများကြီးလူထားတာလို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့လီယာကလည်းဖေပြောချင်တာကသမီးအစားအာဆာကိုသွင်းပေးမယ်လို့ပြောချင်တာလားဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ချိန်မှာတော့ဘာတွေဖြစ်နေရလဲလေစိတ်ချော့ပါဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့အာဆာကိုဖားကိုမုန်းတယ်ဆိုကထွက်သွားပါတယ်ညသာစားချိန်ရောက်တဲ့ချိန်မှာတော့အာဆာအနေနဲ့သွားခေါ်လာပြီမဲ့လည်းမထွက်လာကအဲ့ချိန်မှာတော့အလုသမားဦးလေးကြီးကလည်းသူ့ရဲ့အကြောင်းကိုပြန်ပြီးပြောပြလိုက်ပါတယ်လီယာရဲ့အတိမ်မှာတော့ X-Ray Academy ဆိုတာသမီးတက်မယ်ကြောင့်လေမော်ပြင်ရှာခြင်းတယောက်ဖြစ်ဖို့အတွက်သမီးတက်ရမှာဆိုပြီးတော့ Vincent ကပြောနေကလီယာကလည်းသမီးသွားမယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်သူအနေနဲ့မော်နိုးထားဖို့လုပ်ပေမဲ့လည်းမနိုးထားလာတာကြောင့်သူအမေကလည်းလောဖို့မလိုဘူးပြောပေမဲ့လည်းအဲ့ဒီချိန်မှာအာဆာကိုမော်ကြောင်းပို့မဲ့တည်လိုက်တဲ့ချိန်မှာတော့သူအနေနဲ့မနာလို့ဖြစ်သွားပါတယ်အဲ့ဒီနောက်လီယာကလည်းအာဆာရောက်လာတဲ့ချိန်မှာတော့တောင်းပန်ပါတယ်အာဆာငါနင်းကိုမနာလို့ဖြစ်သွားတယ်နင်ကရုတ်တရက်ပေါ်လာပြီးတော့ပပရဲ့စိတ်ဝင်စားမှုတွေကိုလည်းယူသွားတယ်ငါကတော့မဟုတ်ဘူးဘယ်ချိန်တုန်းကမှမနိုးထားနိုင်လောက်ဘူးငါကိုမိဘတွေကစိတ်ကုန်နေပြီထင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့ငါအနေနဲ့ဒီခံစားချက်ကိုသိတယ်ဆိုကအာဆာတယောက်ကလည်းတွေးနေပါတယ်အဲ့ဒီနောက်အဲ့လိုမဟုတ်တာအတိတာကြီးကိုဘာလို့လဲဆိုလို့ရှင်လေဒီယာတလောက်ဆက်ရထက်တန်နေရတောင်းပန်ရင်ငါသိနေတာဆိုပြီးတော့ပြောလိုက်ခအဲ့ဒီနောက်အာစတာကပဲငါကိုမိဘတွေနဲ့ဝင်းနေတော့ကဒါလိုမျိုးနှစ်သိမ့်ခဲ့တဲ့ကောင်းမလေးရှိခဲ့တဲ့အဲ့ဒီနောက်ပန်းလေးတွေကိုထုတ်ပြကတန်ဖိုးထားရတဲ့မိန်းကလေးကပြောခဲ့တဲ့ငါကပန်းတွေကိုအရန်ကြိုက်တယ်ဆိုပြီးတော့ပြန်ပြီးတော့ပြောပြလိုက်ပါတယ်အဲ့နောက်လေဒီကနင်းနေနဲ့နင်းစူးစမ်းနေတယ်ဆိုတာကိုနင်းမိဘတွေကလည်းသိတယ်ဦးကြီးကငါ့ကိုမျှော်လင့်နေဆိုတာကလည်းရုတ်တရက်ပေါ်လာတဲ့ငါကိုနည်းနည်းထူးဆန်းနေုံမဲ့အဲလီယာနိုလိုပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်လေလီယာကလည်းငါအဖေကငါ့ကိုမောစရာဖြစ်စေချင်တာငါပြောအောင်လို့ပါအဲ့ဒါတောင်မှရင်ငါကိုယ့်အကိုတွေးလွန်သွားပြီဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့နောက်အာဆာကလည်းလေလီယာနင်းနေနဲ့မော်သုံးသက်ချင်တယ်မလားဆိုပြီးတော့မေးလိုက်ပါတယ်နောက်တစ်ခါမှာတော့ Vincent ကလေလီယာကအိမ်ပေါ်ကနေဆင်းသွားတယ်ဟုတ်လားဘာသဘောလဲအာဆာရှင်းပြ
ပါအောင်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အာစာအနေနဲ့သူအနေနဲ့မော်နိုးထားခြင်းအကြောင်းသူလေးချင်းခဲ့တဲ့နေရာကိုပို့ဖို့လိုက်တယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့အဲ့ဒါမျိုးကငါယူမဆိုင်ဘူးဘာလို့ဦးလေးတို့ခွင့်ပြုချက်မပါဘဲနဲ့လေဒီယာကိုဆိုပြီးမေးလိုက်တဲ့အချိန်မှာတော့လေဒီယာကသူကိုယ်တိုင်သွားခြင်းလို့ပါဆိုပြီးပြောလိုက်ပါတယ်ဒီနောက်လေဒီယာကစားတစောင်ပေးခဲ့တယ်ဆိုကဖင်းစင်ကိုပေးလိုက်ကစားထဲမှာတော့ပမသမီးကမော်မသုံးနိုင်တဲ့အတွက်နှစ်ယောက်လုံးတော့သုံးမှာမဟုတ်ပါဘူးအဲကြောင့်မလို့သမီးအနေနဲ့မော်သွားလေးခြင်းမှာဖြစ်ပြီးတော့ကျမ်းမာအောင်နေပါဆိုပြီးပြောလိုက်ပါတယ်ဒီနောက်ဖင်းစင်ကလည်းငါကတကယ်ကိုအယူပဲငါအနေနဲ့မော်စရာဖြစ်မှပြောနိုင်မယ်ထင်နေတာရတဲ့ဘာမှမဖြစ်ဘူးမော်မသုံးနိုင်တော့မှပသမီးကိုပြောအောင်ထားမယ်ဆိုပြီးပြောလိုက်ပါတယ်ဒီနောက်ကြားရမလားလေလီယာဆိုပြီးခေါ်လိုက်ခလေလီယာကလည်းတောင်းပန်ပါတယ်လိမ်မီလို့ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အာစတာကလည်းကျွန်တော်ကမှတကယ်တောင်းပန်ရမှာပါကျွန်တော်အနေနဲ့ကလေးတယောက်ကိုပြောတဲ့ခံစားချက်ကမိဘတွေအတွက်တေးရတဲ့ခံစားရတယ်ဆိုတာကိုသိပါတယ်ဘာလို့လဲဆိုလို့ချင်းကျွန်တော် Alice နဲ့ Ray ကိုအဲ့လိုခံစားအောင်လုပ်ခဲ့ပြီးပြီအဲ့ဒီလိုနီးနဲ့ဆန်းသက်တယ်ဆိုတာအဆိုးဆုံးဆိုတာသိပါတယ်ဒါပေမဲ့ဆိုကရပါတယ်ဒါတွေအားလုံးကငါးချောင်းဖြစ်ခဲ့တာပဲဆိုပြီးတော့ Alice နဲ့ Ray ကိုလည်းသူတို့ရဲ့မတွေ့ရကြပြီဖြစ်တဲ့တာကိုကျောင်းတော်ကိုပို့ဖို့အတွက်စီစဉ်ခဲ့တယ်လေတောင်းပန်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့နောက် Vincent ကလည်းတမီးမော်စရာတယောက်မဖြစ်တာလည်းရတယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့မဟုတ်ဘူးတမီးမော်စရာဖြစ်ချင်သေးတယ်ပြီးတော့တနေ့ကျရင်ကိုတယောက်တည်းမဟုတ်ဘဲနဲ့တခြားသူတွေပါပြောအောင်လုပ်ပေးနိုင်နဲ့မော်သုံးပြုသူဖြစ်လာခြင်းနဲ့ဆိုပြီးပြောလိုက်ပါတယ်အဲ့နောက်အာစာကလည်းသူတို့နှစ်ယောက်ရဲ့မော်တွေကိုကျွန်တော်နိုးထအောင်လုပ်ပေးမယ်ဆိုကအဲလီယာနိုနဲ့လေဒီယာကိုဘေးမှာထိုင်ခိုင်းလိုက်ခအသက်ကိုပြင်းပြင်းရှူပြီးတော့ဖြည်းဖြည်းချင်းထုတ်ဖို့အတွက်ပြောပါတယ်အဲ့ဒီနောက်အဲ့ဒီအတိုင်းဆက်လုပ်ဖို့ပြောပြီးတော့အဲလီယာနိုအနေနဲ့အယောင်လေးတွေလှလိုက်တာဆိုပြီးအော်လိုက်ပါတယ်အဲ့ဒီချိန်မှာတော့လေဒီယာကလည်းသူလည်းမရသေးဘူးလားဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲပုံမှန်တိုင်းဆက်ရှူနေဖို့ပြောပြီးတော့သူ့ရဲ့စိတ်ထဲမှာတော့ငါရဲ့တီယိုဒီတော့မမလို့ရှင်ဆိုကသူ့ရဲ့နောက်ကနေလက်နဲ့ကင်ပြီးတစ်ခုလုပ်လိုက်ပါတယ်အဲ့ဒီချိန်မှာတော့လေဒီယာလည်းအာစတာတွေ့ခဲ့တဲ့ပန်းလေးလိုအရာတွေတွေ့ကသူ့အနေနဲ့မှော်ရလာပြီဆိုတာကိုသိလိုက်ပါတယ်အဲ့ဒီနောက်သူတို့လည်းအောင်ပွဲခံကငါအနေနဲ့ဘယ်လိုမျိုး element မျိုးကိုမြရမလဲမသိဘူးနော်ဆိုပြီးပြောလိုက်ပါတယ်ဒီပန်းလေးကတော့ဒီမှာတင်အဆုံးသတ်ထားပါတယ်အဆုံးထိကြည့်ရှုပေးရတဲ့လည်းကျေးဇူးတင်ပါတယ် episode 10ရဲ့အစမှာတော့ Hasty ရဲ့ Asian House ကိုတွင်းမြမှာဖြစ်ပြီးတော့ Alice အနေနဲ့ကလည်းသူ့အနေနဲ့လောကလုံးနိုင်ပါမလားလို့မေးလိုက်ပါတယ်အထက်ထဲဝင်ကြည့်လိုက်တဲ့အချိန်မှာတော့ Vincent အနေနဲ့နှစ်လာကြာစုဆောင်းထားတဲ့ຢာတွေကိုတွင်းမြမှာဖြစ်ပြီးတော့သူတို့အနေနဲ့အဲ့ဒီຢာတွေကိုလေလံဆွဲဖို့အတွက်မျိုးမြင့်နေရောက်နေတာကိုတော့တွင်းမြမှာဖြစ်ပါတယ်အဲ့ဒီနောက်အာစတာတယောက်အနေနဲ့ B score တွေကိုကြည်ကလှလိုက်တဲ့ B score ပဲဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်သူ့ရဲ့အဖေကိုတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာတော့ဒီနေ့ပုံစံကအရန်လန်းနေတယ်ဆိုပြီးတော့မောင်နှမနှစ်ယောက်လုံးကပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ Alice ကလည်းပွဲပြီးတဲ့သူ့ကိုသွားပြောလိုက်သူပြောမှသိချတယ်ဆိုပြီးပြောလိုက်ပါတယ်ဝယ်စားတဲ့အချိန်မှာတော့ပုပ်ကိုတယောက်နဲ့မိတ်ဆက်ပေးပြရစီအဲ့ဒီပုပ်ကိုကတော့ဘယင်ကလေးတာဖြစ်ပြီးတော့ဘယင်မဘယ်လစီယာမင်းသားခရစ်စတစ်မင်းသမီးခတ်သလင်းတို့ကိုမိတ်ဆက်ပေးလိုက်ပါတယ်အဲ့ဒီနောက်သူတို့လည်း Hestia ရဲ့10နှစ်ပြည့် Asian House ကိုဖွင့်လိုက်ပါတော့တဲ့အဲ့ဒီအချိန်မှာတော့ Ray Adam တို့အနေနဲ့သူတို့ရဲ့လုံခြုံရေးကိုသူတို့စောင့်နေတာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်အဲ့ဒီနောက် Alice ကလည်းတာလိုချင်တာတစ်ခုခုရှိလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့မလိုချင်ပါဘူးဒီဟာတွေကရန်စေးကြီးနဲ့တွေပြဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ Sylvie ကိုတွေးမိတရားလို့မေးလိုက်တဲ့အချိန်မှာတော့ခုနကတော့ Eliano လက်ထဲမှာအခုတော့ဘယ်ရောက်သွားလဲမသိဘူးဆိုပြီးပြောလိုက်ပါတယ်တစ်ဖက်မှာလည်း Sylvie အနေနဲ့တနေရာကိုရောက်နေကအဲ့ဒီနေရာကိုလည်းတောင်းမွေးတဲ့လူတယောက်ကရှိနေပါတယ်တစ်ဖက်မှာတော့ Vincent အနေနဲ့လည်း Walayon လို့ခေါ်တဲ့ Sharma Manna Beast ကောင်ကိုရောက်နေကဘရင်ရဲ့သားကလည်းလိုချင်နေဆိုတာကြောင့်ဘရင်ကလည်း1000ပေးပြီးတော့လေးလံကိုနိုင်သွားပါတယ်အဲ့ဒီချိန်မှာတော့အာစာတယောက်ကလည်း Sylvie ကိုရှာနေကဘရင်မင်းမြတ်ကလည်းသူ့အနေနဲ့ပါတနာမလို့ခြင်းကြောင်းနဲ့ဒါကလည်းသူ့သားအတွက်ဆိုပြီးတော့ပြောပြလိုက်ပါတယ် Sylvie ရဲ့ကံမှာလည်းကောင်လေးမင်းဒီကိုလာငါ့ကိုပြစမ်းဆိုပြီးတော့ပြောနေတဲ့အချိန်မှာတော့ Sylvie လည်းကြောက်ပြီးတော့အော်တဲ့အချိန်မှာပဲအာစတာက Sylvie ရဲ့အတန်ကိုကြားလိုက်ခ Sylvie စီကိုရောက်လာပါတယ်အဲ့ဒီနောက်အဲ့ဒီဘဲကဘရင်ရဲ့ကွန်ဂျူရာတယောက်ဆိုတာကိုသိလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အာစာတယောက်ကလည်းစူးညံမှုတွေဖြစ်သွားရင်ဒုက္ခရောက်မှဆိုလို့တောင်းပန်ပါတယ်အဲ့ဒီကလေးကိုလွတ်ပြီးလို့လာမလားအဲ့ဒါကကျွန်တော်ရဲ့ပါတနာပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့ဘဲကြီးကလည်းရောင်းမှုပြထားတာမဟုတ်ဘူးလားဒီຢာကတော်တော်ရှားပါတဲ့မန်နာပီဆွေးမင်းကတော်တော်ကံကောင်းတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်ဒီကလေးကတော်တော်လိမ္မာပဲပုံပဲဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ Sylvie ကလည်းအာစတာစီကိုပြေးတက်သွားပါတယ်အဲ့ဒီချိန်မှာတော့ဟိုဘဲကြီးကလည်းထားခဲ့လိုက်အဲ့ဒါကငါတစ်ချိန်လုံးရှာနေတဲ့မန်နာပီဆွေးငါသာသူနဲ့ဆိုလို့ရှင်စွမ်းကိုပြေးသုံးနိုင်မှာဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်သူကိုမီးမော်နဲ့ပြစ်လိုက်ခဒီကငါကစားချုံမယ်လို့ပြောတာကိုကောင်းကောင်းလက်ခံလိုက်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဘာလို့လဲဆိုပြီးတော့မေးလိုက်ပါတယ်အချိန်မှာတော့ဟိုဘဲကြီးကလည်းငါကမော်ဝင်ကွန်ဂျူရာတယောက်နော်ဒီတိုင်းပြည်အတွက်ပဲဆိုကနောက်ပြီးတော့ထက်ခတိုက်ခိုက်ပါတယ်အာစတာကလည်းမဖြစ်နိုင်ဘူးဆိုကလှည့်ထထားတဲ့အချိန်မှာတော့တော်ဝင်မိသားစုကိုမလိုက်နာလို့ရှိရင်ဘလို့ဖြစ်မလဲမတင်ပေးတာဘူးလားမင်းမိဘတွေနဲ့ဒါကိုတာဝန်ယူရမယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့နောက်တစ်ခေါက်ပြန်ပြောကြည့်စမ်းဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့စူးကြတဲ့
မျက်လုံးတစ်စုံနဲ့သူပတ်ဝန်းကျင်ကြီးတစ်ခုလုံးကလည်းညီရဲ့တသားကမှန်တွေကလည်းစတင်ကွဲလာပါတယ်အချိန်မှာတော့ဘယင်းမြင့်ကလည်းမင်းအဆင်ပြေရလားဗင်ဆင့်ဒါကလုံးဝကိုအဆွမ်းဆောင်တတ်ခြင်းနဲ့စိတ်ပဲငါတို့ကိုရုံလုံးလာပြလိုက်စမ်းဆိုပြီးတော့သူကပြောလိုက်ပါတယ်အချိန်မှာတော့အဆောင်တွေကလည်းဘယင်းမြင့်ကိုနောက်မှနေခိုင်းဖို့ပြောတဲ့အချိန်မှာတော့ငါကရတဲ့တခြားသူတွေကိုသာကြည်ပေးလိုက်ဆိုပြီးပြောလိုက်ပါတယ်အာဆာရဲ့ဘက်မှာလည်းသွားပြီးဆိုကသူ့ရဲ့ဆွမ်းကိုပြန်ပြီးရုပ်သိမ်းလိုက်ပါတယ်အချိန်မှာတော့အလီယာနိုတို့လည်းငိုနေကအားလုံးကိုအဆင်ပြေရလားဆိုပြီးတော့ရေဒိုအဖွဲ့ကလာမေးပါတယ်အဲဒီနောက်မင်းကလုံခြုံရေးတာဝန်ယူထားတဲ့ Reneru 11မှလားမင်းကိုပြောစရာရှိရဆိုပြီးတော့ဘယင်းကပြောလိုက်ပါတယ်အဲဒီနောက်မင်းအနေနဲ့ကျူးကျော်သူကိုဖမ်းနိုင်ရဲ့လားမဖမ်းနိုင်လို့ရှိရင်တော့မင်းကိုအပြစ်ပေးရမယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲသူရဲ့ကွန်ပျူတာကလည်းဒီဖြစ်ပြန်မှလူတယောက်မှမသေးသွားတာကြောင့်ဒီကိစ္စက short ပေါ့ပေးလို့ရပါတယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ကောင်လေးမင်းရဲ့မန်နာ beach လေးကကောင်းလိုက်တာငါသာဆိုလို့ရှိရင်ခေါင်းထင်းထင်းဆောက်ရှောက်ပေးနိုင်မှာလို့ပြောလိုက်ပါတယ်အဲဒီချိန်မှာတော့ဒီကွန်ပျူတာကနေရှည်ကြီးငါတို့တော်ဝင်မိသားစုရဲ့အဆောင်အနေနဲ့ဝန်ထမ်းဆောင်ခဲ့တဲ့သူအနေနဲ့အသက်တွေလည်းအများကြီးကယ်ခဲ့ပြီးတော့ငါတို့အနေနဲ့သူကိုစုတစ်ခုခုပေးနေပေမဲ့တဲ့သူကဘာမှမလိုချင်နေဘူးဒါပေမဲ့သူကြည်ရတာမင်းသားရဲ့မန်နာ beach ကိုတော့ကြိုက်နေတဲ့ပုံမဲ့သူအနေနဲ့ဒါမျိုးဖြစ်ပြမျိုးကိုလည်းဒီမန်နာ beach ရှိရင်ကာကွယ်နိုင်မယ်လို့ပြောတဲ့ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ရေကလည်းသူသားရဲ့မန်နာ beach နဲ့သူနဲ့ကဘာမှမဆိုင်ပါဘူးအဲကြောင့်မလို့သူအနေနဲ့အဲ့ဒီကိစ္စမှာတော့ဝင်ဆက်ဖက်ပိုင်ခွင့်မရှိကြောင်းကိုပြောပြလိုက်ပါတယ်အဲ့ဒီချိန်မှာပဲမင်းကဘယ်လိုလဲဆိုပြီးအာဆာကိုမိလိုက်တဲ့အချိန်မှာတော့အာဆာကသူ့ကိုကြည့်လိုက်တဲ့အချိန်မှာပဲကောင်လေးကိုတဲ့ကြည့်တဲ့ပုံကုန်းနဲ့စကားပြောလို့ရှိရင်မျက်လုံးကိုအောက်ချထားရမယ်လို့မိဘတွေကမတင်ထားဘူးလားဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအာဆာကလည်းဆလီဗီကိုစိတ်လျှော့သူကဘယင်မင်းမြတ်ပဲဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အာစတာကလည်းရရုံမှုကိုခြေသူတင်ပေမဲ့သူ့အနေနဲ့ညင်ပြစီဘာလို့လဲဆိုလို့ရှိရင်ဆလီဗီကသူ့တက်အစားထိုးလို့ရတဲ့အရာမဟုတ်တာကြောင့်ဆိုပြီးပြောလိုက်ပါတယ်ဒီနောက်ဘယင်မင်းကြီးကလည်းကောင်းပြီအဲဆိုလို့ရှိရင်ခုနကတော့ငါလေးတဲ့နိုင်ခဲ့တဲ့ဝါလိုင်းယွန်းနဲ့လဲမယ်လေမင်းကဲကောင်ကတော်တော်တရဝါဖြစ်ပြီးတော့ဝါလိုင်းယွန်းကတော့တော်ရိုင်းတရဝါတကောင်ဖြစ်တာကြောင့်တစ်ချိန်ကြာလို့ရှိရင်အဲ့ဒီကောင်ကပို့ပြီးတော့ကျန်းနေမယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အာစတာကလည်းအရှင်းနဲ့နားမလည်ပေမဲ့ဒီကောင်လေးကိုပေးဖို့တော့ရောင်းဖို့ရောလဲဖို့စိတ်ကူးမရှိပါဘူးဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဒီချိန်မှာတော့ဘယင်မင်းမြတ်ကလည်းနှစ်ချိန်တောင်းဆိုခဲ့တဲ့ဒီကငါကတောင်းနှစ်ချိန်တောင်းဆိုခဲ့တာတော့ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်ဆက်ခေါက်ပဲမေးရတာပေါ့ဒီချိန်မှာတော့အာဆာကလည်းအရှင်းကိုလည်းမေးခွင့်ပြုကဘလောက်သာဆိုလို့ရှိရင်အရှင်းရဲ့ကလေးတွေကိုရောင်းနိုင်မလဲဆိုပြီးမေးလိုက်ပါတယ်အဲ့ဒီနောက်အာစတာကပဲကြုံနေတဲ့သုံးကငင်းခဲ့ပြီးအဲ့ဒါကိုတော့မရင်ခမ ्या ကမာနခံပြီးတော့ဆက်ပြီးတော့တောင်းနေတဲ့အဲဆိုလို့ရှိရင်ခမ ्या ရဲ့သားသမီးဆိုရင်ရောခမ ्या ပတ်စံဘလောက်တောင်းပါလဲဆိုပြီးမေးလိုက်ပါတယ်ဒီချိန်မှာပဲအဆောင်တွေကလည်းဘရင်ကိုစော်ကားတယ်ဆိုကဝင်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာကတော့အာစတာကလည်းဖုတ်ပေးလိုက်ပါတယ်အဲ့ဒီနောက်ခွန်ဂျူရာကလည်းသူ့ရဲ့မိမော်နဲ့တိုက်ခိုက်တဲ့အချိန်မှာပဲအာစတာကတစ်ချက်ကိုအချိန်ရက်လိုက်ခခွန်ဂျူရာဘေကြီးကလည်းဘာဖြစ်သွားတာလဲဆိုပြီးတော့ပြင်းနေတဲ့အချိန်မှာပဲဒီထဲမှာမန်နာတွေကအလုပ်ဖြစ်မှာမဟုတ်ဘူးခွန်ဂျူရာဘေကြီးကလည်းမင်းငါ့လိုခွန်ဂျူရာတယောက်ကိုနိုင်မဲ့ထင်နေရလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့အာစာကဒီလိုအချိန်မျိုးမှလားဆိုပြီးတော့မေးလိုက်ပါတယ်အဲ့ဒီနောက်အာစတာကလည်းသူ့ရဲ့ခြေထောက်ကိုချိုးလိုက်တဲ့အချိန်မှာတော့ခေကြပါဆိုပြီးဘေးကိုကြည့်လိုက်တဲ့အချိန်မှာတော့တယောက်မှမကြားတာကိုသူသိလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့အေးဟုတ်တယ်တယောက်မှမကြားဘူးအဲ့ဒါကြောင့်နားတွေကြားနေရတော့ငါပြောတာကိုသေချာနားထောင်တာပိုကောင်းမယ်ဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာပဲဘေကြီးကဒီလိုလိုရမျိုးကိုခွင့်လက်မဲ့မထင်နေနဲ့ငါကတုံဝင်ဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲသူစကားကရက်သွားပါတယ်အဲ့ဒီချိန်မှာတော့မင်းရောပဲကိုနေရာကိုပြန်တွေးကြည့်တယ်ဆိုတဲ့တန်တဲ့သူကြောချမ်းစရာတန်ကြီးကပဲလွှမ်းမိုးသွားပါတယ်အဲ့ဒီနောက်အချိန်ရက်တာလေးပြတ်သွားကမေလဲသွားကပြန်နိုးထလာတဲ့အချိန်မှာတော့သူ့ရဲ့ကောင်ကကြိုက်နေတာကြောင့်ငါအနေနဲ့ခဏလေးသာလှုပ်လိုက်ရပေမဲ့လေပိတ်ဆမှုကြီးကအကြီးပဲငါအနေနဲ့လေ့ကျင့်တာမလုံတော့သေးတာထင်တဲ့ဒီထက်ပိုပြီးတော့လောက်အောင်မယ်ဆိုပြီးတော့တွေးလိုက်ပါတယ်ဒီချိန်မှာပဲအဲလစ်တယောက်ကလည်းရောက်လာကအာဆာကလည်းသူ့မိလေသွားတဲ့အချိန်မှာဘာတွေဖြစ်သွားလဲလို့မေးလိုက်တဲ့အချိန်မှာတော့ဆရာဝန်ကတော့ချက်ချင်းနှုတ်လာမယ်လို့ပြောလိုက်ဒါပေမဲ့အမေတော်ချက်ချင်းမဟုတ်ခဲ့ဘူးဆိုပြီးပြောလိုက်ပါတယ်ဒီနောက်တစ်ခါဆွေးပြီးအောင်လုံးပြီးဆိုကသူတို့အနေနဲ့မြို့ထဲကိုဝင်လာပါတယ်ဒီနောက်အာစတာကလည်းကလေးလေးကိုတွေ့ကဒါအဲလီယာနိုကြိုက်လောက်တယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အဲလစ်ကလည်းသူ့အတွက်ဝယ်ပေးလိုက်ပါတယ်ဒီနောက်တားရောလူကျင်တာမွေဘူးလားလို့မေးတော့ဒီချိန်မှာတော့အာစတာကလည်းရလို့လားဆိုပြီးမေးလိုက်ပါတယ်ဒီချိန်မှာတော့အာစာကလည်းအဲလစ်ရဲ့ထုတ်ကုန်တွေကမျိုးမြင့်နေကြိုက်ပြီးတော့မျိုးတွေကဆိုင်နေမှာလည်းတန်းစီနေရကြရတဲ့ပုံပဲဆိုပြီးတွေးလိုက်ပါတယ်ဒီချိန်မှာတော့အိမ်ပြန်ရောက်တဲ့အချိန်မှာပဲအဲဒန်နဲ့ဂျူရင်ကတကားရှိမှရက်နေရတွေ့ရကြောင်းအာစာကလည်းအထဲကိုဝင်လိုက်တဲ့အချိန်မှာပဲရေကအော်မင်းနိုးလာပြီလားခန္ဓာကိုယ်ကဆင်ပြေရလားဆိုပြီးမေးလိုက်တဲ့အချိန်မှာတော့ချက်ချင်းတော့လက်ရည်ဆမ်းပွဲလုပ်လို့ရတယ်ဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာပဲလူတယောက်ကလည်းအော်မင်းကဘယင်မင်းမြတ်အစမနေ့ကဖြစ်ခဲ့တဲ့ကိစ္စကိုစိတ်ရင်းနဲ့တောင်းပန်ဖို့လာခဲ့တာပါဆိုပြီးတော့အာစာကိုမိတ်ဆက်လိုက်ပါတယ်ဒီချိန်မှာပဲအဲ့ဒီဘယ်ကြီးကမတော်တဆအနေငယ်ဖြစ်သွားတဲ့တောင်းပန်ဖို့တယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာပဲအာစတာကလည်းမတော်တဆဆိုကတွေးလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အာစာကလည်းနှိမ့်ချတဲ့ဘက်ကနေရမယ်ဆိုကတကူးတကလာပြီးတော့တောင်းပန်ပေးရတဲ့အတွက်ချီးကျူးတင်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲမင်းကတော်တဲ့သားပဲဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်အဲ့ဒီလူကြီးကပဲမင်းကိုတိုက်ခိုက်ခဲ့တဲ့အဆောင်နေရာကိုတော့အလုပ်ထုတ်လိုက်ပါပြီဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲရေကလည်းဒီတိုင်းဆူလိုက်ပြီးတော့သူတို့ကိုအဲ့ဒီနေရာကနေလွတ်လိုက်ရုံပဲကိုဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာတော့ဟိုလူကလည်းခမရရဲ့သားဘက်ကအရင်မြိုင်းပြခဲ့တာပါဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ရေကလည်းတခုခုပြောမယ်လို့တဲ့အချိန်မှာပဲခမရရဲ့အဆောင်တောင်ဝင်ကိုလည်းမျက်နှာလွှဲဖို့ဘယင်ကမင်းလိုက်ပါတယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့သူလည်းဘာမှပြောမရပဲနေပါတော့တဲ့အာသာကလည်းတန်ရမရတာကြောင့်ဒီတိုင်းထားလိုက်ဖို့ပြောကဒါ
နဲ့ဟိုဘဲကြီးကြောင့်မေးလို့ရလားကွန်ပျူတာဘဲကြီးလေး6ကျိုးသွားတယ်မလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့အဲ့ဒီဘဲကြီးတဲ့တာဝန်ရဆိုင်ခံလိုက်ရအခနိုးလာတဲ့အချိန်မှာတော့သူ့ကိုလို့တာမင်းဆိုပြီးပြောနေတဲ့ဒါပေမဲ့အဲ့ဒါကဘလို့ဖြစ်နိုင်မှာလဲဆိုပြီးတော့ Ray ကလာပြီးတော့ထွန်းနေတဲ့အချိန်မှာပဲကျေးဇူးပြုပြီးစကားကိုဆုံးအောင်လာထောင်မှကျွန်တော်တို့ပဲအနေနဲ့အရင်တိုက်ခိုက်ခဲ့တဲ့တပ်သားရဲ့မန်နာတီကနေတံမြန်ပြီးတော့အဲ့လိုဖြစ်သွားတယ်ဆိုပြီးတော့ကောက်ချက်ချလိုက်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်ဒီနောက်အဲ့ဒီဘဲကြီးထွက်သွားတဲ့အချိန်မှာတော့ Ray ကတကယ်ခံရတာမင်းလေးဆိုပြီးတော့သူ့ကိုရွှေတုပ်ကိုပေးလိုက်ခလိုတာရှိရင်သုံးလို့ရအောင်ပေါ့ဆိုပြီးတော့ပေးလိုက်ပြတယ်ဒီနောက်အာစတာကလည်းငါကဒီမှာတာမန်ကလေးတယောက်ဆိုတာမလက်ခံခြင်းနဲ့လက်ခံတော့မဲ့နိုင်ငံအဆင့်ကိုတံမြန်နိုင်ဖို့ဆိုလို့ရှိရင်အဲ့ဒါနဲ့တူတဲ့အစွမ်းကိုသုံးချနိုင်ဖို့လိုတယ်ဆိုပြီးတော့သူ့ကိုသူပြောလိုက်ပါတယ်အဲဒီနောက်နောက်နေ့မနေ့ရောက်တဲ့အချိန်မှာတော့ Ace Grade ကျောင်းတော်ကြီးကိုသွားနေတဲ့အာဆာကိုတွေ့မြင်ရမှာဖြစ်ပြီးတော့အဲ့ဒီအချိန်မှာပဲဇီကွက်တစ်ကောင်ကသူ့ကိုနောက်ကနေခေါ်သွားတာအကြောင်းသူလည်းနောက်ကနေလိုက်သွားတဲ့အချိန်မှာပဲအဖွားကြီးတယောက်ကိုတွေ့မြင်ရမှာဖြစ်ပြီးတော့စောင့်နေတာအာဆာဆိုပြီးတော့ပြောလိုက်ပါတယ်ဒီဗီဒီယိုလေးတော့ပါပဲဒီဗီဒီယိုမှာ VPN ခန့်မကြည့်လိုက်ဘူးဆိုတော့နောက်ဗီဒီယိုတွေကို VPN ခန့်ကြည့်ဖို့တောင်းဆိုချင်ပါတယ်ဒီပိုင်းလေးကတော့ပါပဲEpisode 11အစမှာတော့အာစတာတယောက်နေနဲ့ Ace Grade Academy ပညာရှင်စီးပွားရေးသမားတော်ဝင်အဆောင်ဆရာစစ်တပ်အတွက်အရာရှိတွေလည်းအများကြီးထုတ်ပေးတယ်လို့သိရတယ်။နိုင်ငံမှာဘဲတကလေးမစိုးတက်ချင်တဲ့ကျောင်းတစ်ကျောင်းဖြစ်ပြီးတော့ရန်ကုန်မြင့်နဲ့ဒါပြီးတော့ငါကအဲ့ဒီအာနာတွေအကုန်လုံးရှိနေတဲ့ဒီကျောင်းရဲ့ကျောင်းကြီးရှိမှမျက်နှာချင်းဆိုင်နေတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ကျောင်းကြီးကလည်းတွေ့ရတာဝမ်းသာပါတယ်အာစာလီပင်စင်ရဲ့ပြောစကားတွေကအခြေချဲ့တာဟုတ်လားမဟုတ်လားဆိုတာကိုစမ်းသပ်ကြတာပေါ့ဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒီနောက်အကာအကွယ်တစ်ခုလို့ကကောင်းပြီစားကြတာဖို့ဆိုပြီးပြောလိုက်ပါတယ်။ကျောင်းကြီးရဲ့ဘက်မှာလည်းဒီကလေးကကြောက်တဲ့ရေရောင်တော့မပြဘူးလေဆိုပြီးပြောလိုက်ပါတယ်။အာဆာရဲ့ဘက်မှာလည်းဟာဒီစွမ်းအားကြီးကိုငါခံစားမိနေတဲ့ဒါမှတိုင်းပြည်ရဲ့အကောင်းဆုံးကျောင်းရဲ့မော်ကျောင်းပေါ့ဆိုပြီးပြောလိုက်ပါတယ်။ဒီနောက်အာဆာကပဲငါရဲ့ဆွမ်းအားကိုနည်းနည်းပဲပြလိုက်မယ်ဆိုလို့ရှိရင် Vincent လိမ်မနေဘူးဆိုတာကိုတက်တည်ပြလို့ရပြီပေါ့ဆိုကလေဆွမ်းအားနဲ့တိုက်ခိုက်ဖို့လုပ်ပါတယ်။အဲဒီနောက်အာဆာကပဲလေ element ကမြေနဲ့ရေနဲ့ရှင်လို့ရှိရင်တက်ရောက်မှုကနေသေးတယ်။အဲဒီနောက်သူ့အနေနဲ့မြေ element နဲ့တိုက်တဲ့အချိန်မှာတော့ကြောင်ကြီးကလည်းသူ့ကိုသူ့လေ element နဲ့ကွာလိုက်ပါတယ်။အဲဒီနောက်သူ့အနေနဲ့ပြေးပြီးတော့တိုက်ခိုက်လိုက်တဲ့အချိန်မှာတော့ဟိုဘက်ကလည်းလေညံနဲ့ကန်လိုက်ပါတယ်။အဲဒီနောက်အထင်ကြီးသွားပြီးနည်းနည်းတော့ကိုဆွမ်းအားကိုယုံကြည်မှုလွန်ကဲနေတာရှိပေမဲ့ဆိုပြီးပြောလိုက်ပါတယ်။အဲဒီနောက်ကြောင်ကြီးကပဲဒါကနောက်ဆုံးဟာပဲမင်းအနေနဲ့တတိမလက်အောင်နေဆိုပြီးတော့သူ့ရဲ့ဆွမ်းအားနဲ့တိုက်လိုက်တဲ့ချိန်မှာတော့အာစတာတယောက်ကလည်းဒါကအတန် element ပဲဒါဆိုလို့ရှိရင်သူကထူးခြားမော်စရာပေါ့ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ကြောင်ကြီးကပဲရက်လိုက်ကအောင်နဲ့လေ element 3ဒီကိုတိုင်းသိပင်းကျင်လောက်အောင်ပဲဆိုပြီးပြောလိုက်ပါတယ်ပြီးတော့မြေ element နဲ့3နိုင်တယ်ပေါ့နောက်ထပ်တစ်ခုခုလည်း3နိုင်သေးတယ်မလားလို့မေးလိုက်တဲ့ချိန်မှာတော့ဟုတ်ရေ element ကို3နိုင်ပါတယ်ဆိုပြီးဖြေလိုက်ပါတယ်မင်္ဂလာကိုပြောကြစကားတစ်ခုခုရှိနေလို့ဒီအထိဆွမ်းအားလာပြခဲ့တာမလားဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့ဒီအထိတောင်သတိထားမိတာလားဆိုပြီးတော့အာဆာကလည်းတွေးလိုက်ပါတယ်အဲဒီချိန်မှာတော့အာဆာကလည်းကျွန်တော်လိုအပ်နေတာကဩဇာနဲ့အာဏာပဲအဲ့ဒီနှစ်ခုကိုသာရမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့မိသားစုကိုကွယ်ပေးလို့ရတယ်အဲ့ဒါကိုလက်ခံပေးနိုင်လို့ရှိရင်အကယ်ဒမီကိုဝင်ပြီးတော့ခင်ဗျားကိုလည်းလေးစားမယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ကျောင်းကြီးကလည်းအဲ့လိုတစ်ဖက်သက်ဆန်နဲ့တောင်းဆိုမှုမျိုးကိုဘယင်နဲ့ဘယင်မကတောင်းအပေးယူလာလို့ဖို့တောင်းဆိုမှာမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့တော့ကျောင်းကြီးကယုံကြည်ချက်တော်ရှိတာပဲလို့ပြောလိုက်တဲ့အချိန်မှာတော့ဟုတ်ကျွန်တော်ကိုကျွန်တော်အဲ့လောက်တန်ဖိုးရှိရလို့ထင်ပါတယ်ခင်ဗျားလည်းလို့တွေးနေတော့မှာပါဆိုပြီးပြောလိုက်ပါတယ်အဲ့တော့အာဆာကလည်းကျောင်းတယ်လို့ရှိရင်တခြားကလေးတွေလို့သူ့တက်ရရောက်မှာပဲတက်ချင်တယ်ဆိုပြီးပြောကအဲ့ဒီနေ့တည်းတွင်သူ့အနေနဲ့ဆွမ်းစားရေးသမားလုပ်ပြီးတော့ကဘာရဲရကအကြောင်းတွေကိုလေ့လာမယ်ဒါပြီးလို့ရှိရင်အဲ့ပြီးတော့လေအကယ်ဒမီကနောက်မကျသေးပါဘူးဆိုပြီးတော့ပြောကကျောင်းကြီးကလည်းမင်းအနေနဲ့မင်းရဲ့မိဘတွေကိုပြောပြီးလားလို့မေးလိုက်တဲ့အချိန်မှာတော့ကျွန်တော်မပြောရသေးပါဘူးအချိန်မှာတော့ကျောင်းကြီးကလည်းဟောလားတကယ်မလို့မင်းရဲ့မိဘတွေကသွားခွင့်ပေးမယ်ဆိုလို့ရှိရင်အပေးယူကဖြစ်ပြီဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက် Vincent စီကနေ Alice နဲ့ Ray ကလည်းတည်သွားတဲ့အချိန်မှာတော့မခွင့်ပြုနိုင်ဘူးအကြာကြီးနေမှတွေ့ရတဲ့သားလေးကိုဒီလိုမျိုးမခွင့်ပြုနိုင်ဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့အာဆာရဲ့အမြင်ကိုလည်းတစ်ချက်လောက်မေးကြည့်ပါအောင်ဆိုပြီးမေးလိုက်တဲ့အချိန်မှာတော့အဲ့နောက် Alice ကလည်းခွင့်ပြုနိုင်ဘူးလို့ပြောလိုက်တဲ့အချိန်မှာတော့သူကိုစောင့်ရှောက်ဖို့အတွက်လူတယောက်ထည့်ပေးလိုက်ရင်ဘယ်လိုလဲဆိုပြီးမေးလိုက်တဲ့အချိန်မှာတော့ရှင်အနေနဲ့သူကိုခွင့်ပြုဖို့အတွက်လုပ်နေတာလားဆိုပြီးတော့ Alice ကမေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအာဆာကလည်းခီးရှည်ကြီးမဟုတ်ပါဘူးမကြခဏပြန်လာမှာပါဆိုပြီးပြောလိုက်ပါတယ် Eliano ကလည်းကိုကြီးအခုသွားတော့မှလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့မဟုတ်ပါဘူးခဏဒီမှာရှိနေပေးအောင်ပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်သူကလည်းဒီခါတန်တိုက်ကြီးကိုဘာမှမသိသေးတာဖြစ်ပြီးတော့သူအနေနဲ့ Alice နဲ့ Ray လို့ဆွမ်းစားသူဖြစ်ရတဲ့ feeling လေးကိုလည်းခံစားခြင်းနဲ့ဆိုပြီးတော့ပြောလိုက်ပါတယ် Alice ကလည်းအကြောင်းရင်းကအဲ့ဒါပဲမလားဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အာဆာကလည်းအင်းလို့ပြောကသူ့ရဲ့စိတ်ထဲမှာတော့သူ့အနေနဲ့ဒီမှာနေပြီးတော့တိုက်ခိုက်ရတာကပြင်းစရာကောင်းပြီးတော့တိုက်ကွက်တွေကိုအပြစ်မှာသွားပြီးတော့ဆန်းကျင်တယ်ဆိုပြီးတော့သူ့ရဲ့စိတ်ထဲမှာတွေးနေပါတယ်ဒီချိန်မှာပဲ Alice ကလည်း element တွေအကြောင်းလဲအမေတို့သိမထားဘူးเนาะဒီမှာအာစတာနောက်ထပ်လက်ဝက်ချက်တွေမရှိတော့ဘူးမလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့အာစတာကလည်းအင်းဆိုပြီးပြောလိုက်ပေမဲ့သူ့ရဲ့ရင်ဘတ်ထဲမှာတော့ခံစားနေရပါတယ်ဒီနောက် Ray ကလည်းအာဆာကိုအဲ့လိုရတဲ့လူတစ်ယောက်နဲ့ဆိုလို့ရှိရင်တော့သူကအဆင်ပြေတော့ပါတယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်
အတန်ကလည်းငါ့ကိုတော့ကြော်လိုက်ငါအဲ့နေတော့သူကငါ့ကိုတတ်သွားလိမ့်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒီချိန်မှာတော့ငါအနေနဲ့မင်းတို့ကိုတိတ်ပြီးတော့ခြေသူမဆန်နိုင်ဘူးဒါပေမဲ့ငါတက်နိုင်တဲ့လောက်တော့ခြေသူဆက်ပေးပါမယ်ဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့သစိမ်းဆန်တဲ့စကားတွေမပြောပါနဲ့ဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာပဲ Jasmine ကလည်းသူလည်းဝင်ရေးခံမယ်ဆိုပြီးပြောလိုက်တာကြောင့် Ray ကလည်းသူနဲ့အလိုက်ဆုံးက Jasmine ပဲဆိုက Jasmine ကိုဆောင်ရှောက်ဖို့အတွက်လက်ခံလိုက်ပါတယ်အဲဒီနောက်သူတို့အနေနဲ့လေဒီရမော်ဆွမ်းအားရအောင်လေ့ကျင့်နေတာကိုတွေ့မြင်ရမှာဖြစ်ပြီးတော့ Eleanor ကလည်းသူ့ကိုမခေါ်ဘဲနဲ့တယောက်တည်းလေ့ကျင့်နေရဲဆိုကသူ့ကိုပြောနေပါတယ်ဒီချိန်မှာတော့အာစတာရဲ့စိတ်ထဲမှာလည်း Eleanor နဲ့နောက်ကြမှာထွက်လာတာပိုကောင်းမယ်ထင်တယ်မဟုတ်လို့ရှိရင်သူ့အနေနဲ့အာယုံစိုက်ခံနေရလိမ့်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒီနောက်အာစတာကလည်းသူ့အနေနဲ့ဓာရွေးကျင်တာကြောင့် Asian House ကိုသွားလို့ရလားပြောလိုက်တဲ့အချိန်မှာတော့ရတာပေါ့ပြောလိုက်ပါတယ်ဒီနောက် Vincent ကလည်းမင်းအနေနဲ့စိတ်ကြရွေးလို့ရတယ်နောက်ဆုံးတော့မင်းအနေနဲ့စွန့်စားရေးသမားလုပ်ဖို့အတွက်လုပ်လိုက်တာပေါ့ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဟုတ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက် Alice ကလည်းအာစာနောက်ကျနေရတော့လို့ပြောလိုက်တဲ့အချိန်မှာတော့ Ray ကလည်းသူကြိုက်တာရွေးပါစေဆိုပြီးပြောလိုက်ပါတယ်အာစတာကလည်းမဖြစ်နိုင်ဘူးဒီလောက်အများကြီးရှိရတော့မဲငါလိုချင်တာမတွေ့သေးဘူးဒီကဘာမှာ argument တွေများတာအကြောင်းရှိရတာတွေကလည်းနှစ်လက်ကင်နဲ့ကြီးရတာတွေကြီးပဲဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ငါအနေနဲ့ကိုင်မဲ့လည်းမျိုးရှားမယ်ဆိုကပြောတဲ့အချိန်မှာပဲ Sylvia တခုခုတွေ့လို့လားဆိုပြီးတော့ Sylvia ခေါ်တဲ့နောက်ကိုလိုက်သွားတဲ့အချိန်မှာတော့တုပ်လို့ထင်ရတဲ့အလေးကြီးကိုတွေ့လိုက်ရပါတယ်ဒီချိန်မှာတော့တုပ်အနေနဲ့အလဲပိုင်းကတစ်ဖက်ဆောင်လွန်းနေရဆိုပြီးပြောလိုက်ပါတယ်မသိရင်ဓားချနေတာပဲဆိုကသူအနေနဲ့ဖွင့်လိုက်တဲ့အချိန်မှာတော့မရပဲနဲ့သူအနေနဲ့ဒါကမန်နာသုံးဖို့လိုတယ်ဆိုပြီးပြောလိုက်တာလားဆိုပြီးတော့မန်နာသုံးလိုက်တဲ့အချိန်မှာတော့ဒါကလည်းအယောင်လက်သားကသူ့အနေနဲ့ဓာတ်ကိုအောင်မြင်စွာဆွဲထုတ်နိုင်လိုက်ပါတယ်အဲဒီနောက်ဘလို့တော့လှပတဲ့လက်နဲ့လဲဆိုပြီးတော့သူ့အနေနဲ့စမ်းခုတ်ကြည့်ရဲ့အချိန်မှာတော့ဒါကလေးလုံးနဲ့ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူ့အနေနဲ့ဓာတ်ကိုစမ်းခုတ်ကြည့်ဖို့အတွက်ဘေးကရှိရဲ့စီပိုင်းကိုခုတ်လိုက်တာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်အဲဒီနောက်ဓာတ်ကိုဆွဲထုတ်ကြည့်လိုက်တဲ့အချိန်မှာတော့မိုးတော်ရဲ့ဘောလက် WK IV ဆိုပြီးတော့တွေးလိုက်ပါတယ်အဲဒီနောက်ဘာတိတ်ပဲလဲဆိုပြီးတော့တွေးနေတဲ့အချိန်မှာပဲဓာတ်ကလျုပ်တည်းရဲ့လျက်စီတို့ထားလိုက်တာကြောင့်သူ့အနေနဲ့လွှတ်ချလိုက်ပါတယ်အဲဒီနောက်သူကိုသူဘာမှဖြစ်ဘူးဆိုပြီးတော့ Sylvia ကိုပြောလိုက်ပါတယ်အဲဒီနောက်ကန်လိုက်တဲ့အချိန်မှာတော့ဓာတ်ကလည်းပေါ်သွားကအဲ့ဒါတင်မဟုတ်ဘူးဓာတ်ရဲ့အရှိကခန္ဓာကိုယ်နဲ့ကွက်တိဖြစ်အောင်လုပ်ထားတယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်အာစတာကပဲငါရဲ့တိမ်မဓာတ်ကောင်းလေးရှိခဲ့ပေမဲ့ဒီလောက်ကိုယ်နဲ့လိုက်ဖက်တဲ့ဓာတ်မျိုးဆိုတာခံစားလို့တော့မရခဲ့ဘူးဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူ့အနေနဲ့အဲ့ဒီစီပိုင်းကြီးကိုပဲသွားပြီးတော့ထပ်ပြီးတော့ခုတ်ကြည့်ပါတယ်အဲဒီနောက်အာစတာကလည်းအတိမ်မငါစကားတစ်ခွန်းကြားဘူးတဲ့ကျွမ်းကျင်တဲ့လက်မြတ်ပညာရှင်တယောက်ကပိုင်ရှင်တယောက်ထဲသုံးနိုင်မဲ့ဓာတ်မျိုးကိုသာပြုလုပ်တယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်အာစတာကပဲဒီလိုပိုင်ရှင်နဲ့လိုက်ဖက်အောင်လုပ်ပြတဲ့ဓာတ်မျိုးကိုတော့ငါမကြားဘူးဆိုပြီးပြောလိုက်ပါတယ်အဲဒီအချိန်မှာပဲရေဒိုကလာခေါ်တာကြောင့်သူအနေနဲ့ဓာတ်တစ်ချောင်းကိုမြန်ယူကသူတို့ကိုဒီဓာတ်ယူမယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့မင်းကြိုက်တဲ့ဓာတ်တွေ့ပြီပေါ့ဆိုပြီးပြောကဗင်ဆန်ကလည်းအဲ့ဒီဓာတ်ကိုပေးဖို့အတွက်ပြောလိုက်ပါတယ်အဲဒီနောက်ခါကဒုက္ခကိုဆိုပြီးမေးလိုက်တဲ့အချိန်မှာတော့အဲ့ဒီဒုက္ခလားကျမ်းမြေမှာတွေ့တာကြောင့်အတော်လေးလေးတာကြောင့်သူအနေနဲ့လေးချင်းမှုတွေယူလာလိုက်တာပါဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အဲ့ဒီမှတ်တမ်းကိုပြောကြည့်တဲ့ Jason ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အဲ့ဒါဆိုလို့ရှိရင်မှတ်မိတဲ့တငယ်ပြန်နေတဲ့အဖိုးကြီးတယောက်ကရုပ်တရက်မထိုက်တန်တာမျိုးမလုပ်ဘူးဆိုပြီးတော့တန်းပြီးတော့ဆွန့်လွတ်ပြီးထွက်သွားတာကြောင့်သူအနေနဲ့အဲ့ဒါကိုတင်ထားလိုက်တာဆိုပြီးပြောလိုက်ပါတယ်ဒါပြီးတော့အဲ့ဒါကအရင်လေးတဲ့ဒုတ်တဲ့ချောင်းပဲအဲ့ဒါကြောင့်မလို့မဆွန့်ပြစ်နိုင်တာနဲ့ဒီမှာပဲထားလိုက်တာဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာပဲအစင်းမြင့်စစ်စစ်သူတွေနဲ့ပြားကြည့်လိုက်မယ်ဆိုပြီးပြောတဲ့အချိန်မှာပဲအာစတာကလည်းကျွန်တော်ကဒါလေးကိုလိုချင်လို့ရရင်ကောင်းပါမယ်ဆိုပြီးတွေးမိလို့ပါဦးလေးဗင်းစင်ဆိုပြီးတော့မျက်နှာချိုသွေးလိုက်တဲ့အချိန်မှာတော့မနေနိုင်တော့ဘဲနဲ့သူ့အနေနဲ့တခါလေးပေးလိုက်ရပါတယ်အဲဒီနောက်အဲ့ဒီအတော်တွင်မှာတော့ငါအနေနဲ့ Ray Alice Eleanor တို့နဲ့အတူပြောရှင်တရားကြောင်းတဲ့အချိန်လေးတွေကိုလုပ်ခဲ့ပြီးတော့ဒါပေါ့အဲ့ဒီအချိန်တွင်မှာလည်းစွန့်သားသူဖြစ်လာဖို့အတွက်ပြင်ဆင်စရာနည်းနည်းလုပ်နေခဲ့တယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်အာစတာကပဲငါအနေနဲ့ဒီကဘာကိုရောက်တာ9နှစ်ရှိပြီပဲဆိုက Happy Birthday လုပ်နေတာကိုတော့တွေ့မြင်ရမှာဖြစ်ပါတယ်အဲဒီနောက်အာစတာရဲ့မွေးနေ့မှာတော့အစားအသောက်ဆောင်လင်းကြနဲ့သူတို့လည်းပျော်ပျော်ပါပါပဲဖြစ်တန်းလိုက်ကြပါတယ်ညရောက်တဲ့အချိန်မှာတော့သူတို့အနေနဲ့ birthday present တွေကိုပေးနေရကိုတော့တွေ့မြင်မှာဖြစ်ပါတယ်အဲဒီနောက် Vincent ကလည်းလက်ဆွလေးနှစ်ခွန်းကိုပေးကအာစတာကဲမလို့အန်ဒီရဲ့တဲ့ကြာရောက်နေပြီဆိုလို့ရှိရင်ဒီစီလက်ဆွလေးကထနေလိမ့်မယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက် Vincent ကလည်းမင်းပြောချင်တဲ့စာကိုဒီထဲမှာမန်နာနဲ့ခြံခဲ့လို့ရတယ်ဒါပေမဲ့ Alice ကတော့တခါတော့ပဲစာပြန်လို့ရတယ်ဆိုပြီးပြောလိုက်ကသူ့ကိုမွေးနေတဲ့ဆောင်ပေးလိုက်ပါတယ်ဒီနောက်အာစတာကလည်းငါအနေနဲ့သူတို့ကိုကာကွယ်ခြင်းနဲ့သူတို့ကိုကာကွယ်ဖို့ဆိုလို့ရှိရင်ငါအနေနဲ့စွမ်းအားကိုအကုန်ထိသုံးမလိုက်လို့ရှိရင်လည်းရတဲ့အဲ့လိုလုပ်ဖို့လဲငါအနေနဲ့စွမ်းအားလို့တဲ့အရင်ဘွားကဘင်းဖြစ်ခဲ့တာတက်ပို့ပြီးတော့ပေါ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူကိုဂယူးဆိုင်နေဖို့အတွက်မှာနေက Eleanor ကလည်းစစ်လီဘီကိုလည်းဂယူးဆိုင်ပြီးတော့လိမ့်လိမ့်မမနေဖို့အတွက်မှာလိုက်ပါတယ်အဲဒီနောက်ကဲစထွက်ကြမယ်ဆိုကသူတို့လည်းဒီကနေထွက်သွားရင်လည်း episode 11ကတည်းကဒီမှာနေအန်သွားပါတယ်episode 2ရဲ့အစမှာတော့ Jasmine အနေနဲ့အာစာကိုစွန့်စားသူစီးရင်သွင်းညံကြောင်းပြောလိုက်တဲ့ချိန်မှာတော့ကောင်မလေးကလည်းသူ့နောက်လိုက်ခဲ့ဖို့ပြောလိုက်ပါတယ်အာစတာအနေနဲ့ကလည်းလိုရမယ်ရသူ့အနေနဲ့တော်ဝင်မိသားစုတွေနဲ့ပတ်သက်လာလို့ရှိရင်သူ့ရဲ့မိဘတွေကိုပါဒီချိန်မှာဆိုလို့မျက်နှာဖုံးဝတ်ထားတာကိုတော့တွေ့မြင်ရမှာဖြစ်ပါတယ်ဒီနောက်ကောင်မလေးကလည်းလူတယောက်ကိုတွေ့တဲ့ချိန်မှာတော့ Eaglet စွန့်စားသူ Jasmine Flower ကသူ့ကိုစီးရင်သွင်းညံလို့ဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့အဲဒီချိန်မှာတော့အဲ့ဒီဘဲကလည်းငါကဒီစွန့်စားရေးသမားယုံရဲ့ခေါင်းဆောင်ဖြစ်တဲ့ Jasmine ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ဒီနောက်အဲ့ဒီဘဲကပဲ Jasmine ရဲ့နာ
ဒါကိုကတ်ခငါပဲတနေ့ကမင်းရဲ့ဖေနဲ့တွေ့လိုက်သေးတယ် Jasmine Joe ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်အာဆာကိုကြည်ကပြီးတော့ Jasmine ကတောင်းပန်ရင်စဉ်းစားဖို့တဲ့ဆင်းသွင်းပေးထားတဲ့သူဆိုတော့မင်းကိုစာမေးပွဲနဲ့မနာကိုမစစ်တော့ဘဲနဲ့ချွင်းချက်ထားပေးမယ်ဆိုပြီးပြောပါတယ်အဲဒီနောက်လက်ဆွဲနှုတ်ဆက်လိုက်တဲ့အချိန်မှာတော့ဒီဘဲကတန်ပါတယ်ဟာဆိုပြီးတော့အာစတာကပြောလိုက်ပါတယ်အဲဒီနောက်သူ့ရဲ့နာမည်ကိုပေးဖို့ပြောတဲ့အချိန်မှာတော့အရင်မဖြစ်လည်းရတယ်ဆိုတော့ပြောလိုက်တဲ့အချိန်မှာပဲသူ့ကိုသူ့ note ဆိုပြီးတော့ပေးလိုက်ပါတယ်အဲဒီနောက်သူတို့လည်းဆန်းသက်ရေးကွန်းကိုသွားတဲ့အချိန်မှာပဲလမ်းမှာတော့ Jasmine ကလည်းအာဆာရဲ့အကောင့်လေးကမသိရင်ပုံစံပြောင်းလာတဲ့အတိုင်းပဲနော်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အင်းဟုတ်တယ်အဲ့လိုလုံးနိုင်နေထင်တယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်သူတို့လည်းဆန်းသက်ရေးကွန်းကိုရောက်တဲ့အချိန်မှာတော့ White Hall လို့ခေါ်တဲ့ကောင်မလေးကသူ့အနေနဲ့ဆွမ်းအားကိုသုံးပြီးတိုက်ခိုက်တဲ့အချိန်မှာတော့မန်နာသုံးတာလင်ပေမဲ့မင်းအနေနဲ့ခုခံမှုမရှိဘူးဆိုကသူ့ကို C-class ကိုထားပေးလိုက်ပါတယ်အဲဒီချိန်မှာတော့ Jasmine ကလည်းဒီတက်ရွယ်လေးနဲ့ကွန်ပျူတာ C-class တဲ့လားအလားလာရှိရဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ကြီးကျယ်သူကလည်းနောက်တစ်ယောက် night ဆိုပြီးခေါ်လိုက်ကသူ့ကိုခဏဆောင်ဖို့ပြောပြီးတော့ B-class ပေးလိုက်တဲ့အချိန်မှာတော့အားလုံးကလည်းနားမလည်နိုင်ဖြစ်နေပါတယ်ဒီနောက်ထပ်တစ်ယောက် Lucas လို့ခေါ်လိုက်တဲ့အချိန်မှာပဲကျွန်တော်လည်းသူ့လိုမတိုက်ခိုင်းမဲနဲ့ A-class ကိုပေးပါလားဆိုပြီးပြောလိုက်ပြီးတော့သူ့အနေနဲ့မထီလေးသားလောက်ကကွန်းထဲကိုဝင်လာပြီးနောက်စစ်ဆေးတဲ့ဘွားကြီးကလည်းမင်းကစစ်တဲ့နှစ်ဒါပြီးလို့ရှိရင်ကွန်ပျူတာတစ်ယောက်ဖြစ်ပြီးတော့ Orange ကိုမှအဖျော်ဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာပဲ Jasmine ကလည်း Orange ကိုအဖျော်ဟတ်လာဆိုပြီးတော့မေးလိုက်ပါတယ်ဒီချိန်မှာပဲအာဆာတယောက်ကလည်းသူ့ရဲ့နေရွက်ကိုကြီးကဒီနေရွက်တွေကဆိုပြီးတော့အဲဒီနောက်သူကလည်းသူ့ရဲ့မော်နဲ့စတင်တိုက်ခိုက်တဲ့အချိန်မှာတော့နောက်ကနေစောင်းရှောက်သူဆိုကဘာမှမသိတဲ့အကောင်ကြီးတစ်ကောင်ထွက်လာကစတင်တိုက်ခိုက်ပါတယ်အဲဒီချိန်မှာတော့တစ်ဖက်ကမော်ဆီယာကလည်းသူ့ကိုမြေမော်နဲ့တားလိုက်တဲ့အချိန်မှာတော့သူကလည်းအဲ့ဒီတောင်ကြီးကိုဖောက်ခွဲကဒီစွမ်းအားတွေကလည်းကောင်းမွန်ပေါ်မှာဆူပြီးတော့သူအနေနဲ့တိုက်ခိုက်ကပြုံးနေပါတယ်အဲ့ဒီချိန်မှာတော့အာစတာကလည်းသူ့ကိုကြီးကတော်တော်ကြီးရဲ့စွမ်းအားပဲဒါပေမဲ့ကောင်းကောင်းထိန်းချုပ်နိုင်သေးတဲ့ပုံမပေါ်ဘူးဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာပဲသူ့ရဲ့စွမ်းအားကအရင်ကြီးလာတဲ့အချိန်မှာတော့သူလည်းမတက်နိုင်တော့ကစစ်စေးသူကလည်းဒီဆောက်ကလေးရတော့ဆိုကသူ့ကိုသွားပြီးတော့ကာကွယ်ပေးလိုက်ရပါတယ်အဲဒီနောက်စစ်စေးသူကလည်းမင်းအနေနဲ့မန္နာပမာဏနဲ့မိမော်မှာတော့ပြောစရာမရှိပေမဲ့ဒါပေမဲ့ဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲသူကအလစ်ဝင်လိုက်တဲ့အချိန်မှာတော့ဒါဆင်းကရောက်လာကဘေးကိုကြည့်လိုက်တဲ့အချိန်မှာတော့အာဆာကပြစ်လိုက်တာကိုတွေ့မြင်မှာဖြစ်ပါတယ်ဒီချိန်မှာပဲလူကတ်ဆိုတဲ့ကောင်ကလည်းဒီဆောင်မျိုးဘဲကတရားမဝင်မှုမဆိုင်တဲ့ကောင်ဝင်ရှုပ်တယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဆောင်မျိုးဘဲကပြီးပြီဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာတော့စစ်စစ်သူကလည်းမင်းရဲ့အကြီးမားဆုံးအားနည်းချက်ကအဲ့ဒါပဲဆိုပြီးပြောကသူ့ကို T-class ကိုထားပေးလိုက်ပါတယ်အဲဒီနောက်ထပ်တယောက်ကတော့ note ဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲသူ့ရဲ့ပေမဆွမ်းအားတချို့ကထွက်နေကအဲ့ဒီချိန်မှာပဲကြီးကျယ်သူကလည်းနာမည်က note အချက်လက်ကမရှိဆိုပြီးကြည့်လိုက်တဲ့အချိန်မှာပဲသူကတစ်ချက်လန့်သွားပါတယ်အဲ့ဒီချိန်မှာတော့ Caspian ကလည်းသူ့ကိုငါစစ်ဆေးမယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ခင်ဗျားက A-class နော်လို့ပြောလိုက်တဲ့အချိန်မှာပဲရတယ်ဘာမှဖြစ်ဘူးငါမင်းတို့ကိုမယုံတာမဟုတ်ပေမဲ့သူ့ကိုထောက်ခံပေးရဲ့သူနဲ့ငါနဲ့ကြားထဲမှာ net shine နဲ့ဆက်နွယ်မှုတစ်ခုရှိနေရဆိုပြီးပြောလိုက်ခအဆင်ပြေတယ်မလား note ခွန်းဆိုပြီးမေးလိုက်ပါတယ်ဒီချိန်မှာတော့အာဆာတယောက်ကလည်းပြန်ဆိုင်ကံမှာအကျဉ်းဆုံးစွန်စားရေးသမားတို့တောင်ပြောကြတဲ့ Caspian class က A-class ကြီးပုံရဒီစစ်ဆေးမှုကတာမန်တော့ဖြစ်မဲ့ပန်မပေါ်ဘူးဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်စတင်တိုက်ချိန်ချကနောက်တစ်ခန်းကိုရောက်သွားပြီးတော့ပုံယူပါတယ် B-class ကိုရသွားပါတယ်ဆိုပြီးတော့အာဆာကိုပြောလိုက်ပါတယ်အဲဒီချိန်မှာတော့စစ်စီရေးသူတွေကလည်းဒါမျိုးတစ်ခါမှမကြုံဘူးသေးဘူးတနေ့တည်းမှာ B-class ကအလောက်အများကြီးထွက်ရတယ်လို့ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အဲဒီချိန်မှာတော့ Caspian ကလည်းလွန်ခဲ့တဲ့နှစ်ဝက်ကလုပ်ခဲ့တဲ့လူငယ်ချင်းချင်းရင်းချင်းမှုဖလှယ်တဲ့ဘွဲကိုသိရမလားအဲ့ဒီဘွဲမှာလူပူလေးတွေနဲ့နတ်တငယ်တွေကစွန်စားသူပြူချက်တွေကိုလှုပ်ဝက်စာလုပ်ခဲ့ပါတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီထဲက Weekend Lucas ဆိုတဲ့တယောက်ကတော့နတ်တငယ်ဖြစ်ပြီးတော့သူ့ကြောင့်ကိုတော့တိတ်မသိရသေးပေမဲ့ကြည်ရတာသူ့ရဲ့မိဘတွေကနတ်တငယ်ကျွန်းနေထင်တယ်ဆိုပြီးပြောလိုက်ပါတယ်ဘာလို့လဲဆိုလို့ရှင်အဲ့ဒီ Weekend ဆိုတဲ့အိမ်တော်ကအလို့မော်စရာတွေထွက်ဖို့တဲ့ကောလာဟာလာတွေကြားဘူးလို့ပါဒီနောက်ထပ်တယောက်ကတော့နိုင်ဖြစ်ခသူ့ကိုထောက်ခံပေးထားတဲ့သူကတော့သူတော်မှန်ရင်ဝင်ဆွတ်ဖက်လို့မရတဲ့ပုံကိုဖြစ်ပြီးတော့ Dwarfs နိုင်ငံအနေနဲ့လူသားတယောက်ကိုပြုစုဆောင်ရှောက်ထားတယ်ဆိုပြီးတော့သတင်းကြရတဲ့အဲ့ဒါကမုံမလွယ်ရောနိုင်ဖြစ်မယ်ဆိုပြီးတော့သူ့ရဲ့လက်အောက်သားနှစ်ယောက်ကလည်းပြောလိုက်ပါတယ်ဒီချိန်မှာတော့မျက်နှာဖုံးနဲ့ argument သားကိုလို့မိလိုက်တဲ့ချိန်မှာတော့သူကပိုဆိုတဲ့တခြားနှစ်ယောက်လောက်တော့မှရင်အချက်လက်သူမှမရှိဘူးဒါပေမဲ့သူ့ကိုထောက်ခံပေးထားတဲ့သူကမီမော်မှအကျွမ်းဆုံးဖြစ်တဲ့ Flame War ကပဲဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာတော့အဲ့ကြောင့်မီးမော်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာပဲမဟုတ်ဘူးသူကတားရီမှာပိုကျွမ်းတဲ့လှူရှားမှုတွေမတီးကြဘူးဆိုတာကအဲ့ဒါကသူ့ရဲ့ခန္ဓာကိုယ်ကြောင့်ပဲကင်မလို့သူကလူကြီးဖြစ်လာမယ်ဆိုလို့ရှိရင်ဘလောက်တောင်မှရင်ကြောက်ဖို့ကောင်းတဲ့ဖြစ်တည်မှုကြီးဖြစ်မလဲဆိုပြီးတော့သူကိုယ်တိုင်တွေးလိုက်ပါတယ်အဲဒီနောက်တိုက်ခိုင်နေကသူ့ကိုသူ့ဘုံမြင်ဖို့အတွက် Caspian ကလည်းပြောလိုက်ပါတယ်အဲဒီနောက် Asta ကလည်းတတိလွတ်နေကငါအနေနဲ့ဒီကဘာကြီးနဲ့တော်တော်နေသားချသွားပြီထင်တယ်ငါအနေနဲ့မော်စွမ်းအားတွေမှာပဲဆွဲလန်းပြီးတော့အရင်ဘွားကအချမ်းရှင်ဆုံးဖြစ်ခဲ့တဲ့လေ့ကျင့်ရေးကိုမေ့နေတယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်လန်သွားရင်နဲ့နိုင်တဲ့တွေကမစင်မချင်းလှုပ်ခဲ့တာပဲဒါပေမဲ့မင်းမလှုပ်လို့ရှိရင်
ငါလုံးမိမှာတေချာတယ်ဆိုပြီးတော့ Night ကသူ့ကိုပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲ Lucas ဆိုတဲ့ကောင်ကရောက်လာကအတီတွေလားဒါမှမဟုတ်ပြီးတော့နေပဲမီတင်လုပ်နေတာလားဆိုပြီးတော့ဝင်လာကမေးတဲ့အချိန်မှာတော့အဲ့ဒီချိန်မှာတော့ Asta ကလည်းစီးကံကိုမလိုက်နာတဲ့ကောင်တွေနဲ့စကားမပြောတတ်ဘူးဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲသူကလာပြီးတော့ဆွဲကငါတို့က red မတူပေမဲ့ level တူတူပဲဆိုတာမင်းဒီလားဆိုပြီးဆွဲပြီးတော့ပြောတဲ့အချိန်မှာတော့ပေးကလည်းလူတွေကြည့်နေတာကြောင့်သူတို့လည်းထွက်သွားပါတယ်ဒီနောက် Jasmine ကလည်းငါတို့လည်းတဲ့နေရာအောင်သွားအောင်ပြောလိုက်တဲ့အချိန်မှာတော့ပင်ညာလေးလိုမေးလိုက်တဲ့အချိန်မှာတော့ Beast တွေရဲ့ကြက်စားရနေပြီဆိုပြီးတော့ပြောလိုက်ပါတယ်ပုံကိုရောက်သွားတဲ့အချိန်မှာတော့သူတို့ထင်တာထက်ပို့ပြီးတော့ငင်းငင်းနေပြီးတော့ Jasmine ကလည်းဒီနေရာကစစ်စစ်ပြီးသားဖြစ်တာကြောင့်ဒီနာမှာ quest တွေဘာတွေလုပ်ချင်တဲ့သူကလုပ်လို့ရတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒီနောက်သူတို့သွားရမယ့်နေရာကဒီနေ့တရက်ကြော်သွားရမှာဖြစ်တာကြောင့်အခုတည်းကစထွက်မယ်ဆိုပြီးတော့ပြေးသွားတဲ့အချိန်မှာတော့ရမ်းမြန်တာပဲ Jasmine ကိုအဲ့လောက်မြန်မယ်ထင်မထားဘူးဒါပြီးလို့ရှိရင်ဒီနေ့ငါတွက်ထားတာတွေကအကုန်လုံးမားနေတဲ့လူတိုင်းကငါ့ကိုဝက်ဖွဲထုတ်သုံးအောင်လုပ်နေရဆိုပြီးတော့တိုက်ခိုက်မှုကိုပြန်ပြီးတော့တတိယလိုက်ပါတယ်ဒီနောက်သူတို့လည်းဆက်သွားရင်းနဲ့ပဲဘာမှမသိရဲ့အတန်ကြီးတစ်ခုကြားလိုက်ရတဲ့အချိန်မှာတော့ဒီလို monster မျိုးကဒီနားမှာရှိတဲ့ကောင်မျိုးမဟုတ်ဘူးဒီကနေမြန်ထွက်သွားအောင်ဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲရှေ့မှာဒီ monster ကိုရှင်ဖန်လာကလွတ်မြောက်သွားတာကိုသိလိုက်ရပါတယ်ဒီချိန်မှာပဲ monster ကသူတို့နောက်လိုက်လာတဲ့အချိန်မှာတော့သူတို့လည်းအမြန်ပြေးလိုက်ရက Jasmine ကလည်းသူ့တိုက်ခိုက်မယ်ဖြစ်ကြောင်းနဲ့ Asta ကိုပြေးဖို့ပြောလိုက်တဲ့အချိန်မှာတော့ Asta ကလည်းအဲ့ဒီနေရာကနေရက်ပြီးတော့ Jasmine တိုက်ခိုက်တာကိုကြည်နေပါတယ်အချိန်မှာတော့ပထမတစ်ခေါက်မှာတော့ Jasmine နဲ့အသားရတော့ကနောက်ထပ်တစ်ခေါက်နောက်တိုက်ခိုက်တဲ့အချိန်မှာတော့သူလည်းအမြင်ရှောင်လိုက်အခါသူ့ရဲ့ရှာနဲ့ဆွဲထိုးတော့မယ်ဖြစ်တဲ့အချိန်မှာတော့ Asta ကသူ့ကိုကယ်ပေးလိုက်ရပါတယ်ဒီနောက်သူလည်းဘာမှမရှိကြောင်းနဲ့ဟိုဘက်ကလူတွေကိုသွားကယ်ဖို့အတွက်သွားလိုက်တဲ့အချိန်မှာပဲမင်းရဲ့ပုံမှန်စင်မှန်ကိုမပြသေးနဲ့အိုးမင်းအနေနဲ့ဒီတိုင်းနေလို့ရသေးရဲ့ဒီတိုင်းလေးဆက်နေလိုက်ဆိုပြီးပြောလိုက်တဲ့အတန်ကိုကြားမှာဖြစ်ပြီးတော့ Asta ကလည်းအားမြင်မပြောဘဲနဲ့နားထောင်နေပါတယ်ဒီချိန်မှာတော့ Monster ကြီးကစတင်လှုပ်ရှားလာတဲ့အချိန်မှာပဲ Asta ကလည်းသူ့ရဲ့ဓာတ်နဲ့သွားပြီးတော့ခုတ်လိုက်ခါ Monster ကြီးရဲ့ဘွားကလည်းသူ့ရဲ့ဓာတ်ချက်တွေအောက်မှာပိုင်းဖြစ်သွားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ညနေရောက်တဲ့အချိန်မှာတော့မင်းအနေနဲ့ဒီလိုရှင်နေမျိုးမှာကြောက်နေတဲ့ပုံစံမျိုးဖြစ်တဲ့နေဆိုပြီးပြောလိုက်ပါတယ်သူစဉ်းစားသူဖြစ်လာရတဲ့အကြောင်းကို Asta ကိုပြောပြလိုက်ပါတယ်သူတို့ Flame Wolf ဆိုတဲ့မျိုးနွယ်စုကဆိုလို့ရှိရင်ဖြင့်မိမော်နဲ့ပတ်သက်ပြီးတော့တကယ်ကိုထူးခြားတဲ့မော်စရာတွေထွက်ပြီးတော့သူကလည်းအစောဆုံးမော်ကိုပွင့်ခဲ့တဲ့ဒါပေမဲ့မိမော်မှာပါရမီမပါလာဘူးဆိုတာသိရတဲ့အချိန်မှာတော့သူ့ကိုလူပိုလိုဆက်ဆံကြရတယ်ဆိုပြီးပြောလိုက်ပါတယ်။ဒီနောက်သူလည်းစံစားရေးသမားဖြစ်လာကအဲ့လိုပဲဒါပြီးတော့သူတို့မျိုးနွယ်စုကမိမော်ကိုအကျဉ်းဆုံးလို့သတ်မှတ်ကြတယ်ဆိုပြီးပြောပြလိုက်ပါတယ်။အဲ့ဒီချိန်မှာတော့ Asta ကလည်းဒေါသထွက်သွားကမိမော်ကအကျဉ်းဆုံးဆိုတာမဟုတ်ပေမဲ့အဲ့ဒီချိန်မှာပဲ Jasmine ကလည်းရေလိုက်ကအမြဲတမ်းဆိုလို့ရှိရင်တည်ငြိမ်နေတဲ့ Asta ကအခုလိုဒေါသထွက်တယ်လို့ဆိုပြီးပြောလိုက်ပါတယ်။ဒီချိန်မှာတော့ Asta ကလည်းသူ့ကိုသူလူပိုဆိုပြီးတော့ခံစားချက်ကိုငါသိရဆိုပြီးအရင်ဘွားအကြောင်းလေးပြန်တွေ့လိုက်ပါတယ်။တွန်းဟုံးကိုဝယ်တဲ့အချိန်မှာအာဆလိုမျိုးလိုရဲ့အကြောင်းတွန်းခွင်ငါကိုဝိုင်းပြီးစိတ်ဆိုးကြတဲ့အဲဒီနောက်သူတို့ကပဲငါ့ကိုအဖွဲလာလှုပ်ဆောင်မှုတွေကိုတင်ပြပေးရဆိုပြီးပြောပြလိုက်ပါတယ်အဲဒီနောက် Asta ကလည်းအားလုံးရဲ့အကြောင်းကိုတွေးလိုက်ခါသူ့အနေနဲ့အားလုံးကိုကာကွယ်ပေးခြင်းနဲ့ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါကိုတော့ Tessia တယောက်အနေနဲ့ကြည့်ပြီးတော့ထိလို့ရတော့မှဒါနဲ့ဘာလို့သူကမိန်းကလေးတွေနဲ့ပဲရှောက်သွားနေတာတော့ဆိုပြီးမေးလိုက်ပါတယ်အဲဒီချိန်မှာပဲဗီဒွန်ကရောက်လာတာကြောင့်သူအနေနဲ့ခိုးသုံးမိရတဲ့တောင်းပန်ပါတယ်လို့ပြောလိုက်ခါမင်းအနေနဲ့ Asta ကအသစ်ဆန်းနေလုံးနေတာကြောင့်မနာလို့ဖြစ်နေတာမလားဒါဆိုလို့ရှိရင်မင်းနဲ့တခုလုံးမယ်လေဆိုပြီးပြောလိုက်ခါစောက်တစ်ခုကိုပေးလိုက်ပါတယ်အဲဒီလိုနဲ့နည်းနည်းကြာပြီးရဲ့အချိန်မှာတော့မင်းအနေနဲ့ဟိုကောင်လေးအကြောင်းကိုတီလာမျက်နှာပုံဝတ်သွားပြီးတော့ flame ကကောင်မလေးတယောက်နဲ့ရှောက်သွားနေတဲ့ကောင်လေးလေးဆိုပြီးပြောလိုက်ပါတယ်သူကအရင်ကျန်းတာပဲဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဒါတွေကကောလာဟာလာကြီးပဲဖြစ်မှာပါဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာပဲ Asta တယောက်အနေနဲ့အပေါ်မှာရှိနေက Jasmine ကလည်းသူ့ကိုလမ်းခေါ်လိုက်တဲ့အချိန်မှာတော့ Asta တယောက်ကလည်းမျက်နှာပုံကိုအမြန်ဝတ်ခဆင်းလာပြီးရဲ့နောက်သူတို့လည်းခီးဆက်ရှာတာပေါ့ဆိုပြီးပြောလိုက်ပါတယ်ဒီဇွန်1လေးကတော့ဒီမှာတင်ဆုံးထားပါတယ်ဆုံးဖြတ်ကြည့်ကြပေးတော့လည်းကျေးဇူးတင်ပါတယ်